အားလုံးပဲမင်္ဂလာပါရှင် Comments မြန်မာ Channel ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးဆရာတူစကရေးသားထားတဲ့နီမောင်ပါဝင်သောတောင်ကြားမှမရဏအန္တရာယ်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မယွန်လတောင်ကြားထိုအမည်ကိုဇထာဒေသမှာနေကြသူတိုင်းကသိကြတယ်။တချို့ဒေသတွေကအန္တရာယ်များလာတဲ့ထိုတောင်ကြားကိုမရဏတောင်ကြားလို့ပဲအမည်ပေးထားကြတယ်။ထိုတောင်ကြားရှိတဲ့နေရာမှာဇထာဒေသနာဂရီတောင်ကုန်းနဲ့မဝီးလာတဲ့နေရာမှာရှိပါတယ်။ရခိုင်ကထိုနေရာတစ်ဝိုက်မှာဂူကြီးမြို့တော်ဟောင်းလည်းရှိတယ်။ရှေ့အခါကဇထာဒေသမှာထင်ရှားတဲ့မြို့တော်ကြီးဖြစ်ခဲ့မှုတဲ့ဂူကြီးဟာယခုချိန်မှာတော့လူသူနေထိုင်ခြင်းမရှိတော့တဲ့နေရာဟောင်းအဖြစ်နဲ့ရှိနေခဲ့ပြီ။ဂူကြီးမြို့တော်ကြီးကောင်းစားစဉ်ကဘာသာရေးနဲ့ပတ်သက်တဲ့ခိုင်းတွေကျောင်းတော်ကြီးတွေရှိခဲ့ကြတယ်။ရှေ့အခါကတိဘက်နိုင်ငံဟာဘာသာရေးနဲ့ပတ်သက်ပြီးယုံကြည်ကိုးကွယ်မှုရောပြောမှုအများဆုံးနိုင်ငံလေးဖြစ်တယ်။ဗုဒ္ဓဘာသာအပြင်တန္တရမဒရမဟာယနအစရှိတဲ့ဂိုင်းများစွာရှိတယ်။တန္တရဗုဒ္ဓဘာသာဝိဇရယာနာဂိုင်းတန္တရယာနာဗျမနတန္တရဗုဒ္ဓတန္တရမန္တရယာနာမန္တလများဗုဒ္ဓတန္တရစတဲ့ဂိုင်းကနများစွာရှိကြတယ်။တချို့ကဗုဒ္ဓဘာသာကိုအခြေခံကြတယ်။တချို့ကအခြေမခံဘဲနဲ့တိကျဂိုင်းကနများအဖြစ်ထူထောင်ကြတယ်။အော်မဏိပတ်မီဟောင်းဆိုတဲ့ဂါရမှာလောကီအကျိုးစီးပွားတိုးပွားစေရန်ဘေးအန္တရာယ်ကင်းစေရန်တိဘက်တန္တရဝါဒမှာအသုံးပြုတဲ့ဂါရဖြစ်တယ်။နောက်ပိုင်းမြန်မာနိုင်ငံအထိပြန့်နှံ့ရောက်ရှိလာပါတယ်။ရွတ်ဆိုတဲ့အခါအော်မဏိပတ်တာမီဟောင်းလို့ရွတ်ဆိုကြပါတယ်။အတိတ်ဘယ်မှာဗဒုံမာကြောက်ဘက်မှာစံပေးလျက်ရှိတဲ့ဗရက်များအသွင်ဖျားရှင်အားရှ िख ိုးပါ၏နတ်မြတ်နှကောင်တကြားပြမအပေါင်းတို့လာကြပါကုန်တော့စောက်ရှောက်ကြပါကုန်တော့ဆိုပြီးဖြစ်ပါတယ်။ရွတ်ဖတ်သူတိုင်းအစမ်းတစ်ချိန်အံ့ဩဖွယ်ရာအကျိုးစီးပွားတွေရရှိခြင်းလောကီအကျိုးစီးပွားများတိုးပွားစေရတဲ့လောကုတ္တရာအကျိုးစီးပွားကိုပါအထောက်ပံ့ရရှိစေနိုင်တဲ့ဂါရဖြစ်တယ်လို့ယုံကြည်ကရွတ်ဆိုမှုများတဲ့ဂါရဖြစ်တယ်။အမရပူရာမြို့ဟောင်းမှာတူးဖော်ရရှိတဲ့အင်းပြများမှာမြန်မာနိုင်ငံမှာတန္တရဗုဒ္ဓဘာသာရဲ့အငွေသက်တို့ပင်ဖြစ်တဲ့တောင်မြို့ဘာကရာကျောင်းမှာရှိပါတယ်။တန္တရဂိုင်းသားတို့ဟာမန်တန်ကိုအသုံးပြုကြတယ်။တန္တရဗုဒ္ဓဘာသာဝင်တို့အသုံးပြုကြတဲ့ပစ္စည်းများမှာလူအယိုးနဲ့ပြုလုပ်ထားတဲ့အသုံးဆောင်များဖြစ်တယ်။ဘာသာရေးနဲ့သက်ဆိုင်တဲ့အသုံးဆောင်များကိုပင်လူအယိုးများဖြင့်ပြုလုပ်ထားကြတယ်။ရှေးခါကတိဘက်ကျောင်းတော်မှာနေထိုင်ကြတဲ့တိဘက်ဘုန်းကြီးတို့မှာအကိယပညာစိတ်ပညာတို့ကိုတော်ပင်ကျွမ်းကျင်ကြတယ်။အကိယပညာဖြင့်ရွှေနဲ့ငွေကိုလူချင်းတလောက်ပြုလုပ်နိုင်ကြရာကျောင်းတိုက်ကြီးများမှာအသုံးပြုတဲ့ပစ္စည်းတွေကရွှေငွေနဲ့ပြုလုပ်ထားတဲ့လူဦးကောင်းခွန်တွေဖြစ်ကြတယ်။ဒါအပြင်ကျောင်းတိုက်ကြီးများထူထောင်ရှာမှာဂိုင်းအလိုက်ထူထောင်ကြတယ်။ထိုချိန်ကအုတ်ထုံနေဂိုင်းအုတ်ထုဝါဂိုင်းဆိုပြီးရှိရာကျောင်းဆောက်တဲ့အခါမှာလည်းတီးချနေရာများမှာဆောက်လုပ်ကြတယ်။အများအပြည့်လူသူနဲ့မနီးတဲ့ကြောက်တောင်များတောင်ကြားနေရာများမှာတိစောက်ကြပါတယ်။ဒီဘက်နိုင်ငံမှာယောက်ျားအရေအတွက်များပြီးမိန်းမအရေအတွက်လည်းနည်းတယ်။ဒါကြောင့်မိန်းမတစ်ယောက်ကိုယောက်ျား2ယောက်3ယောက်တပြိုင်နက်ယူတဲ့ဓလေ့ရှိတယ်။ဒီလိုယူရတော့လေယောက်ျားချင်းချင်းတုံးနဲ့တူပြဿနာမရှိကြဘူး။ယောက်ျားများကမိန်းမယူပြီးဘဝထူထောင်ရန်ခက်ခဲတာကြောင့်အများအပြည့်ဖုန်ကြီးဝတ်ကြပါတယ်။ရှေးခါကယောက်ျား4ယောက်ရှိရင်တစ်ယောက်ကဖုန်ကြီးဝတ်ပြီးယောက်ျားဥယျာဉ်ရဲ့4ပုံ1ပုံမှာဖုန်ကြီးဖြစ်ပါတယ်။လူဥယျာဉ်နေပါတော့လေဖုန်ကြီးအရေးအတွက်များတဲ့နိုင်ငံတကာနိုင်ငံလေးဖြစ်တယ်။ရခင်ကမယွန်လတောင်ကြားတဝိုက်မှာအုတ်ထုံနေဆောင်တဲ့ဖုန်ကြီးများတရင်တုံးကြတဲ့ကျောင်းတော်ကြီးရှိခဲ့ဘူးတယ်။မယွန်လကျောင်းတော်ကြီးလို့အမည်ပေးထားတယ်။အဲ့ဒီကျောင်းမှာနေထိုင်တဲ့ဘုန်းတော်ကြီးတွေကမန္တန်အသုံးပြုသောပညာယူပဝါဟနရုပ်ကိုပြုပြင်သောပညာဗုဒ္ဓဝါဟနအသက်သွင်းတဲ့ပညာစကောမှစယန္တရားအသုံးပြုတဲ့ပညာအစီရင်ပညာစေဝအတက်ပညာအခိယအတက်ပညာတို့ကိုများစွာကျွမ်းကျင်တက်မြောက်ကြတယ်။အခိယပညာနဲ့ပြုလုပ်ထားတဲ့ရွှေငွေတို့နဲ့အသုံးဆောင်ပစ္စည်းများပြုလုပ်အသုံးပြုကြတယ်။ကြီးမားသောဗုဒ္ဓရုပ်ပွားတော်ကြီးတစုလုံးကိုပင်ရွှေသားအစစ်နဲ့တွန်းလောက်ကကိုးကွယ်ထားကြတယ်။ဒါကြောင့်မယွန်လရွှေကျောင်းတော်ကြီးလို့ခေါ်ကြပါတယ်။တီရှိရဲ့နေရာမှာတိဘက်နိုင်ငံနဲ့အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသကြားမှာရှိကထိုချိန်ကပင်ခေါင်လာလို့လူသူအရောက်ပေါက်နေတဲ့နေရာဖြစ်ခဲ့တယ်။တကြောင်လုံးမှာသုံးဆောင်ပစ္စည်းမှန်သမျှကိုရွှေသားအစစ်နဲ့ပြုလုပ်ကကင်တွယ်သုံးဆွဲကြလို့ရွှေကျောင်းတော်ကြီးလို့လည်းခေါ်ဝေါ်ကြတယ်။ရှေးခါကထိုကျောင်းမှာတရင်သုံးနေထိုင်ကြတယ်။အုတ်ထုံနေဂိုင်းဝင်ဖုန်ကြီးများမှာဥကောင်းမှာအနီရောင်အုတ်ထုအချို့များစောင်းထားကြတယ်။စက်ကပွဲမှာဂျိုကာလှုပ်သူစောင်းတဲ့အုတ်ထုလိုထိတ်ချုံအုတ်ထုတွေဖြစ်ပါတယ်။၎င်းတို့ဟာလောကီနဲ့သက်ဆိုင်တဲ့အတတ်ပညာများကျွမ်းကျင်ရုံမကဘဲနဲ့ဓာကုံလန်ထိုးများပြည့်စားတဲ့လက်နက်ဖြင့်တိုက်ခိုက်တဲ့ပညာလက်နက်မပါဘဲတိုက်ခိုက်တဲ့ပညာတို့ကိုလည်းကျွမ်းကျင်ကြပါတယ်။ဉာဏ်စီသောအတတ်ပညာကိုလည်းကျွမ်းကျင်ကြတယ်။ပကံကိကအရေးကြီးများလိုပင်ဖြစ်ပါတယ်။
အကြီးကြီးတွေကကတုံးမရိပ်ပဲသပင်ရှည်ကိုဥကောင်းထိတ်မှထုံးထားတယ်။နှက်ခမ်းမွေးမိုးစိမ်မွေးရှေးများထားကြတယ်။တိဘက်လူမျိုးအုတ်ထုံနေခိုင်းဝင်ဖုံးကြီးများကသပင်ရှည်မထားပဲကတုံးတုံးကဥကောင်းမှာထိတ်ကြုံအုတ်ထုံနေတစ်လုံးကိုစောင်းထားတယ်။နှက်ခမ်းမွေးမိုးစိမ်မွေးများလည်းမထားကြပါဘူး။၎င်းတို့နေထိုင်တဲ့ကျောင်းတိုင်ကြီးမှာကိုရင်ဟန်းပြူများကိုပညာသင်ပေးတယ်လို့အသက်အရွယ်ကြီးတဲ့ဖုံးကြီးများကအကိယထိုးတဲ့အလုပ်ကိုလုပ်ကြတယ်။အပြစ်တစ်ခုကျူးလွန်ပါကမြေရင်းထဲမှာကျင်းချထားပြီးတေဆုံးသွားပါကမြေမမြုံမိမတကြိုပဲအလောင်းကိုဖျက်ဆီးကလက်ဓာစာကျွေးတဲ့ဓလေ့ရှိတယ်။တိဘက်မှာအလောင်းကိုမြေမမြုံမိမရှို့ပဲအလောင်းကိုဖျက်ပြီးလက်ဓာစာကျွေးလေးရှိတဲ့ဓလေ့ကရှေးနှစ်ပေါင်းများစွာကပင်ရှိခဲ့တဲ့ဓလေ့ဖြစ်ပါတယ်။ဒီလိုပြုလုပ်ရခြင်းမှာတိဘက်တွေကတောင်မြင့်များပေါ်မှာနေကြရာကြောက်တောင်ကြောက်သားများဖြစ်လို့မြေမြုပ်ရမလွယ်ပါဘူး။တပင်မရှိလို့ထဲမရှိရကြောင်းမိရှို့ရန်လည်းမဖြစ်နိုင်ပါဘူး။ဒါကြောင့်အလောင်းကိုသူ့ဘာရာစာတို့ကတစားစီဖြတ်တောက်ကလက်ဓာစာကျွေးခြင်းဖြစ်တယ်။ဒီလိုပြုလုပ်တဲ့ဓလေ့မှာတိဘက်နိုင်ငံမှာသာရှိပြီးတခြားနိုင်ငံများမှာအလောင်းတချို့ပုံမျိုးစုံရှိကြပေမဲ့လက်ဓာကိုစာကျွေးသောဓလေ့တော့မတွေ့ရဘူး။ရှေးကလေးကရှိခဲ့တဲ့ဓလေ့ထုံးစံများမှာတချို့မှာကွဲပြောက်သွားပြီဖြစ်ပေမဲ့တချို့တော့ကျန်နေသေးတယ်။မိန်းမတစ်ယောက်ကိုယောက်ျား2ယောက်3ယောက်ကတပြိုင်နက်တည်းယူတဲ့ဓလေ့နဲ့အလောင်းကိုဖြတ်ကလက်ဓာစာကျွေးတဲ့ဓလေ့တို့ကနောက်ပိုင်းကာလအထိရှိနေခဲ့တယ်။နှစ်ပေါင်းများစွာကြာလာတဲ့အခါတိဘက်နယ်နေရာအနှံ့မှာရှိတဲ့တိဘက်ကျောင်းတော်ကြီးတွေပျက်စီးသွားခဲ့ကြတယ်။အုတ်ထုပ်ဝါကိုင်းဖုံးတော်ကြီးများနေတဲ့ကျောင်းတော်ကြီးများအုတ်ထုပ်နေကိုင်းသားဖုံးတော်ကြီးများနေကြတဲ့ကျောင်းတော်ကြီးများဒါမှဖုံးတော်ကြီးတွေသတင်းသုံးနေကြတဲ့ကျောင်းတော်ကြီးတော်တော်များများပျက်စီးသွားကြတယ်။တချို့ပြိုပြက်နေတဲ့နေရာများကျန်နေသေးပေမဲ့တချို့ကလည်းကွဲပြောက်သွားကြတယ်။ဒီလိုပျက်စီးသွားတဲ့ကျောင်းတော်ကြီးများထဲမှာတစ်ချိန်ကရွှေကျောင်းတော်ကြီးလို့နာမည်ကြီးလာတဲ့မယွန်လတောင်ကြားမှာရှိတဲ့မယွန်လကျောင်းတော်ကြီးလည်းအပါဝင်ဖြစ်တယ်။လူတို့ရောက်ပေါက်နေတဲ့တောင်ကြားအတွင်းရှိပြိုပြက်နေတဲ့ကျောင်းတော်ဟောင်းကြီးရှိတဲ့နေရာမှာလာကျင်စရာကောင်းတဲ့နေရာမျိုးမဟုတ်ပါဘူး။ဒါပေမဲ့တချို့ကတော့တကူးတကလာရောက်ကြတယ်။တောင်ကြားလမ်းတွင်ရှိတဲ့ကျောင်းပြက်ကြီးရှိတဲ့နေရာကိုရောက်နိုင်ရန်လမ်းနှစ်လမ်းရှိတယ်။အရှိတ်ဘက်မှဝင်လာပါကစကောမအတက်ပညာနဲ့တက်ဆင်ထားတဲ့ဓားလှန်လက်နက်မြားချက်တွေကိုထိကသိကြရတယ်။အနောက်ဘက်လမ်းမှာဝင်တော့ကျောင်းဆောင်ပေါ်မှာဆင်းလာတဲ့အနက်ရောင်ကမီကောက်များနဲ့တွေ့ကအသက်သိဆုံးကြရပါတယ်။ဘယ်လန်းကလာလာအန်ဒီရနဲ့တွေ့ရမှာဖြစ်ပြီးကျောင်းပြက်ကြီးရှိရာကိုမရောက်နိုင်ကြဘူး။ဒါပေမဲ့လည်းအသက်ဆုံးကလာရောက်ကြတာကတခြားကြောင့်မဟုတ်ဘူး။တစ်ချိန်ကမယွန်လကျောင်းတော်ကြီးမှာအသုံးပြုခဲ့တဲ့ရွှေသားရုပ်ပွားတော်နဲ့ရွှေနဲ့ပြုလုပ်ထားတဲ့သုံးဆောင်ပစ္စည်းများအလိုရှိကြတာကြောင့်ပဲဖြစ်တယ်။ထိုကျောင်းပြက်ကြီးရှိတဲ့နေရာမှာအိန္ဒိယနဲ့မွန်ဂိုလီးယားဒေသများနဲ့မဝေးလာတာကြောင့်အိန္ဒိယမြောက်ပိုင်းဒေသမှာနေထိုင်သူတွေမွန်ဂိုဒေသမှာနေထိုင်ကြသူတွေကအရေးဆုံးကလာရောက်ရှာဖွေကြခြင်းလည်းဖြစ်တယ်။ဒီနေ့တော့မယွန်လတောင်ကြားရှိတဲ့နေရာကိုမွန်ဂိုအမျိုးသား3ဦးရောက်လာကြတယ်။မြင်းကိုစီနဲ့လာကြခြင်းဖြစ်ကလေးမြားဓားလှန်စတဲ့လက်နက်တို့လည်းယူဆောင်လာကြတယ်။ခေါင်းဆောင်လာသူကရာချစ်ဖြစ်တယ်။နောက်မှပါလာသူ2ယောက်မှာတော့မွန်လီနဲ့မန္ဒရာတို့ဖြစ်ကြတယ်။3ယောက်စလုံးအသက်30ကျော်လောက်သာရှိကြသေးတယ်။၎င်းတို့3ဦးမှာမွန်ဂိုလူမျိုးများဖြစ်ကြလို့မြင်းစီနဲ့တိုက်ခိုက်ကျွမ်းကျင်ကြတယ်။တောင်ကြားတနေရာမှာရောက်တော့ခေါင်းဆောင်လာသူရာချစ်ကအိတ်ထဲမှာထည့်ယူလာတဲ့မြေပုံတစ်ချက်ကိုထုတ်ခါအတိအကျကြည့်နေတယ်။အဝိစာပေါ်မှာစေးဖြစ်အကျန်းရေးထားတဲ့မြေပုံပင်ဖြစ်ပါတယ်။မယွန်လတောင်ကြားတော့ရောက်ပြီးကျောင်းတော်ကြီးရှိတဲ့နေရာကတောင်ကြားရဲ့အလယ်နေရာလောက်မှာရှိတယ်။ကျန်နှစ်ယောက်ကတိတိကျကျမသိကြတော့လဲခေါင်းငိတ်ပြကြတယ်။အရှိဘက်လမ်းကဝင်စကောမအတက်ပညာနဲ့ပြုလုပ်ထားတဲ့ဓာတ်ဆက်လှန်ဆက်တွေရှိတယ်။အနောက်ဘက်လမ်းမဝင်ရင်ဘာတွေရှိတယ်လဲ။အစိတ်သိပ်ပြင်းတဲ့ကမီကောက်တွေအများကြီးရှိတယ်။ဓာတ်ဆက်လှန်ဆက်ကလွတ်အောင်ရှောင်လို့လွယ်အောင်ပဲကမီကောက်တွေနဲ့တွေ့ရင်ရှောင်လို့ရမှာမထင်ဘူး။ဘယ်လမ်းကဝင်ကြမှာလဲ။မွန်လီကမေးလိုက်ပါတယ်။ဒီလောက်စိတ်မပူပါနဲ့ငါမှကြံစီရှိပါတယ်။ဘလို့ကြံစီမျိုးလဲ။တောင်ကြားလမ်းတွေကမဝင်ပဲတောင်ထိပ်ကနေကျိုးနဲ့ခိုးစိရင်မရအောင်လား။ကောင်းသားပဲ။အခုနေဝင်တော့မယ်။နှင်းတွေလည်းကြာနေတယ်။ဘဲချိန်ဝင်မှလဲမန္ဒရာကမေးတယ်။နေမဝင်ခင်ဝင်ကြမယ်။အပြစ်မှာစကန်ချဖို့နေရာမရှိဘူး။ကျောင်းပြက်ကြီးရဲ့ရှောင်းမှာအဆင်ပြေမယ်။ဒါဖြင့်မြင်းတွေကိုတင့်တော်တဲ့နေရာမှာထားခဲ့ပြီးတော့စဉ်းကြည့်ကြတာပေါ့။ဒီလိုနဲ့မြင်းသုံးကောင်ကိုအစာရည်စာရနိုင်တဲ့နေရာမှာကျိုးချီထားခဲ့ကတောင်ကြားတွင်စိတ်ရံပြင်ကြတယ်။ပါလာတဲ့ကျိုးတွေကိုဆက်ပြီးတော့တစ်ပင်တစ်ပင်မှာချီကတွဲကိုဆင်းကြတယ်။မယွန်းလတောင်ကြားကတိတ်မနှက်လာဘူး။နေရာမှာကြောက်ထင်များရှိရာကြောင့်ဆင်းရတာကလည်းမခက်လာဘူး။တယောက်ပြီးတယောက်ဆင်းကြရာအမောင်ရိပ်တန်းစာပြူတဲ့ချိန်မှာတောင်ချီမှာရှိတဲ့ကျောင်းဖြတ်ကြီးရှိတဲ့နေရာကိုရောက်သွားကြတယ်။အပေါ်မှာလင်းအောင်မပြောက်သေးပေမဲ့တောင်ကြားတွင်းမှာတော့မှောင်နေပြီ။မယွန်းလကျောင်းတိုက်ကြီးမှာရှေးခါကတင့်တယ်မှုရှိခဲ့ပေမဲ့ယခုခါမှာတော့ပြိုကျနေတဲ့ကြောက်တုံးများအုပ်ကျိုးအုပ်ပေများနဲ့ပျက်စီးနေတယ်။သူတို့ရောက်သွားတဲ့အခါပြိုကျနေတဲ့ကျောင်းတိုက်ကြီးအတွင်းမှာတွာလာနေကြတဲ့ပုံရိပ်တထန်တို့ကို
ဝိုးတော်မြင်ကြရတယ်။ဝိညာဉ်တွေရှိနေကြသေးတယ်။ဒီလိုပြောဆိုကအတွင်းဘက်ကိုဝိညာဉ်ပြင်ကြစဉ်အုတ်ထုံနေစောင်းထားတဲ့တိဘက်ဖုန်ကြီးတစ်ပါးထွက်လာကမေးတယ်။ဘာလို့မလို့လဲ။ဒီเจ้าပြက်တဲ့ကရွှေတွေဝင်ရှာမလို့ခမရဘသူလဲ။ငါကဒီเจ้าကြီးမှာနောက်ဆုံးတာဝန်ယူခဲ့တဲ့လာမမင်းကြပဲ။ခမရတည်ခဲ့တာကြားပြီမဟုတ်လား။ရုပ်ခန္ဓာပျက်စီးသွားပေမဲ့နန်းခန္ဓာကဘယ်တော့မှမပျက်စေဘူး။ဟင်မင်းတို့ဒီเจ้าနဲ့ဝင်ခွင့်မပေးနိုင်ဘူး။ခမရကဝင်ခွင့်မပေးလဲဝင်ရမှာပဲ။ဒါကတော့မင်းတို့သဘောပါပဲ။မကြခင်ဒီနေရာတွေမှာဝိညာဉ်တွေထပ်တိုးအောင်ပါပေါ့။ဒီလိုပြောဆိုကဘုန်းတော်ကြီးကအမောင်ရိပ်ဖုံးနေတဲ့ကြောက်ပြက်ကြီးအတွင်းကိုပြောင်းဝင်သွားတယ်။ရာဂျစ်တို့၃ယောက်လည်းတယောက်မျက်နှာတယောက်ကြီးကချီတုံချတုံဖြစ်နေကြသေးတယ်။နောက်မှမထူးတော့ပြီမို့ကြောက်ပြက်ကြီးအတွင်းဝင်ရန်ဆုံးဖြတ်လိုက်ကြတယ်။ပါလာတဲ့လက်နက်များအပြင်မိတိုင်များကိုအသုံးပြုရန်ပြင်နေစဉ်ထူးထူးခြားခြားကြောက်ပြက်ကြီးထဲမှာမိအောင်များလင်းလာပါတယ်။မြင်ကွင်းကလည်းချက်ချင်းပြောင်းလဲသွားတယ်။မိအောင်များနဲ့တူကြောက်ပြက်ကြီးရဲ့အတွင်းတံမှာလည်းချက်ချင်းပြောင်းလဲသွားတယ်။ကြောက်ပြက်ကြီးမဟုတ်တော့ဘဲနဲ့ရခင်ကရှိခဲ့တဲ့မူလပုံသဏ္ဍာန်အတိုင်းပြန်ပေါ်လာခြင်းဖြစ်ပါတယ်။ကျောင်းထဲမှာမိအောင်ဖြစ်အယောင်ဝင်းလက်နေတဲ့ဗုဒ္ဓရုပ်ပွားတော်တွေကြီးအပါအဝင်ရွှေနဲ့ပြုလုပ်ထားတဲ့အသုံးဆောင်ပစ္စည်းတွေကိုလည်းတွေ့ရတယ်။ဒါ့အပြင်သွားလာနေကြတဲ့တိဘက်ဖုန်ကြီးညောင်လည်းတွေ့ရတယ်။ဒါတွေဟာငါတို့အမြင်အာရုံလှည့်စားနေရဖြစ်မယ်။ဒီကျောင်းတော်ကြီးပျက်စီးသွားတာအတော်ကြာခဲ့ပြီ။နှစ်ကလည်းမနှဲတော့ဘူး။ဒါတွေမရှိနိုင်တော့ဘူး။မွန်လီကကတုံးကရင်အတန်းနဲ့ပြောပါတယ်။ထိုအခိုက်မှာပဲအမောင်ရိပ်အတွင်းမှာတိဘက်ဖုန်ကြီးများထွက်လာကြတယ်။အားလုံးအုတ်ထုံနေများစောင်းထားကလက်ထဲမှာလည်းဓာလန်လက်နက်များကင်ထားကြတယ်။ထွက်လာသူအားလုံးမှာအရွယ်နဲ့ရုပ်ရည်တူတူပင်ဖြစ်ပါတယ်။စောစောကတွေးလိုက်ရတဲ့လာမမင်းသားရဲ့ကိုပွားဝိညာဉ်များပင်ဖြစ်တယ်။ခဏကြာမှတော့တိုက်ခိုက်တက်များနဲ့အတူလူ၃ယောက်တို့ရဲ့စူးစူးဝဝအော်တန်များလည်းပေါ်ထွက်လာပါတယ်။၎င်းတို့ရဲ့အော်တန်ပျောက်သွားပြီးနောက်မှာမီးရောင်များကွဲပြောက်ကပကတိအနေထားအတိုင်းပြန်လည်ရောက်သွားတယ်။မယွန်းလာတောင်ကြားဓမ္မမောက်မရဏတောင်ကြားလို့ခေါ်တဲ့နေရာဖြစ်ရစံတစ်ခုသာဖြစ်ပါတယ်။ရှေးခါကနိုစားနွားမွေးတဲ့ကလားလူမျိုးများနဲ့တီးနံဆိုင်သူပန်းဆိုင်သူတို့သာအနေများတဲ့ရက်ကွက်ကိုကလားကုန်းလို့ခေါ်ဝေါ်ကြတယ်။နောက်ပိုင်းရန်ကုန်မြို့လယ်နဲ့လည်းမဝေးရွှေတကုံဖျားကိုတွားရောက်ပါကအလွယ်တကူရှောင်းနိုင်ပြီးနာရီပါရီနေလို့တဲ့ငွေကြီးပြည့်စုံသူတို့လာရောက်နေထိုင်ကြလို့တပြေးပြေးလူများပြားလာတယ်။နောက်ပိုင်းမှာနွားမွေးတဲ့ကလားများနဲ့ခြံဆိုင်သူတို့ကဈေးကောင်းရှာလို့မြေကွက်များကိုရောင်းချကတခြားနေရာများကိုပြောင်းရွှေ့သွားကြတယ်။နောက်တော့ထိုနေရာကိုဝင်တာမီယာရွှေတောင်ကြားရက်ကွက်လို့ခေါ်တော့ကငွေကြီးပြည့်စုံသူတို့နေထိုင်ရာရက်ကွက်တစ်ခုဖြစ်လာတယ်။ဆရာကြီးသူရစာနဲ့ဒေါက်တာမင်းထင်ကျော်တို့ကထိုရက်ကွက်အတွင်းမှာပဲနေထိုင်ကြတယ်။ဆရာကြီးသူရစာကအသက်60ကျော်အရွယ်ရောက်နေပြီဖြစ်ပေမဲ့ဇေဝါစီရင်ရွှေပြားဓာတ်ပြားများအစွမ်းကြောင့်ယခုတိုင်ခရီးဝေးနေရာတွေကိုသွာလာနိုင်သေးသူလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ဆရာကြီးသူရစာရဲ့နေအိမ်မှာတခြားလူ၃ယောက်တို့ပါရောက်ရှိနေကြတယ်။တခြားတော့မဟုတ်ပါဘူး။ညီမောင်ဥပန်ကောင်းနဲ့ဒေါက်တာမင်းထင်ကျော်တို့ပင်ဖြစ်တယ်။ထို၃ယောက်မှာပရိသတ်များနဲ့ရင်းနှီးပြီးသူများဖြစ်တာကြောင့်၎င်းတို့ရဲ့အကြောင်းများကိုအကျေတဝင့်မပြောတော့ပါဘူး။ခင်ဗျားတို့ကိုခေါ်ရတာတခြားမဟုတ်ဘူးဗျ။တိတ်မကြခင်မှာကျုပ်တိဘက်ကိုခီးသွားစရာကိစ္စတစ်ခုရှိနေတယ်။ဘလို့ကိစ္စနဲ့သွားမှလဲဆရာကြီး။ရှေးကရှိခဲ့တဲ့တိဘက်ကျောင်းတော်ကြီးတွေနဲ့ပတ်သက်ပြီးလေ့လာဖို့ပါပဲ။အဲ့ဒီမှာကျုပ်လိုချင်တဲ့ရှေးဟောင်းပညာရက်တွေအများကြီးရှိတယ်။ကျန်၃ယောက်ကစိတ်ဝင်စားစွာဖြင့်နားထောင်နေကြတယ်။ဘီရင်ပညာနက္ခတ်ပညာလက္ခဏာပညာနဲ့ပတ်သက်ပြီးအာတပနဘီရင်ကျမ်းနဲ့နေလမွန်းတဲ့ကျမ်းတည်ရှိတယ်။အာတပနဘီရင်ကျမ်းကကွယ်ပြောင်းနေတဲ့ဘီရင်ကျမ်းပဲ။ဟုတ်ကဲ့နေလမွန်းတဲ့ကျမ်းကရှေးနှစ်ပေါင်းများစွာကရှိခဲ့တဲ့ပုံကိုယ်တွေရဲ့မူရင်းလက္ခဏာတွေပါတယ်။လက်ဝါးပြင်အရေးပြားတွေကိုခွာပြီးတော့မပြတ်စည်းရအောင်စီးရီစိန်ထားတာပဲ။အတော်စိတ်ဝင်စားစရာကောင်းပါတယ်။ဥပန်ကောင်းကပြောလိုက်တယ်။ညီမောင်ကငရွယ်သူဖြစ်လို့ဘာမှဝင်မပြောဘဲနားထောင်နေတယ်။စေပညာမှာဆိုရင်လည်းစရကတန်ဟိတာကျမ်းအထိအဲ့ဒီမှာပြန်တွေ့နိုင်တယ်။စရကတန်ဟိတာကျမ်းနီလမွန်းတဲ့ကျမ်းစတဲ့ရှိခဲ့တဲ့ကျမ်းတွေကိုတွေ့ကြရင်တော့ကဘာပေါ်မှာ2နေရာပဲရှိတယ်။ဘယ်နေရာတွေလဲဆရာကြီး။စီးပညာနက္ခတ်ပညာဘီရင်ပညာလက္ခဏာပညာတွေရဲ့ဇင်းမြစ်ဖြစ်တဲ့အိန္ဒိယနိုင်ငံနဲ့နေနမိတ်ချင်းထိနေတဲ့တိဘက်နိုင်ငံတို့မှာပဲတွေ့နိုင်တော့တယ်။ဆရာကြီးကအဲ့ဒီပညာတွေကိုလေ့လာဖို့သွားမှလား။ဒေါက်တာမင်းထင်ကျော်ကဝင်မေးတယ်။ဒါ့အပြင်တခြားကိစ္စတွေလည်းရှိပါသေးတယ်။မောင်ထင်ကျော်ခေါ်ရတာတခြားမဟုတ်ဘူး။ကျုပ်ခရီးထွက်ရင်လိုက်ခဲ့မလားလို့ခေါ်မိတာပါ။ကျွန်တော်ကဒီလိုထူးခြားစမ်းကြဲတဲ့ကိစ္စတွေကိုစိတ်ဝင်စားပါတယ်။ဆရာကြီးခရီးထွက်ကျွန်တော်လိုက်ခဲ့ပါမယ်။ဒါဖြင့်ကျွန်တော်တို့2ယောက်ပါလိုက်ခဲ့ရမှာလားဆရာကြီး။ဥပန်ကောင်းကဝင်မေးတယ်။ခင်ဗျားတို့ခေါ်တာတခြားမဟုတ်ဘူး။ဒီဘက်မှာရှိတဲ့မယွန်းလာတောင်ကြားကိုသွားစီခြင်းလို့ပါပဲ။ဒါအပြင်မယွန်းလာတောင်ကြားနဲ့ပတ်သက်တဲ့အကြောင်းအရာတချို့ပြောပြတယ်။ထို့နောက်မောင်နီမောင်ကဓ
မန်တီဘက်မှာတမန်ကြားမော်အောင်တဲ့အထိပညာသင်ခဲ့ဘူးတယ်။ဒါအပြင်တိုင်းပညာလည်းကျွမ်းကျင်တယ်။အဲ့ဒီနေရာဘက်သွားရင်ဒီပညာမျိုးတွေမကျွမ်းကျင်ဘဲနဲ့သွားလို့မရဘူး။တကယ်လို့ဘာမှမတက်ဖဲသွားရင်တော့ပြန်လန်းမရှိဘူး။ဒီလိုပြောတော့မှနေမောင်းစိတ်ထဲမှာဆရာကြီးအနေနဲ့သူ့ဘာခေါ်တဲ့အကြောင်းကိုသဘောပေါက်ရတယ်။တစ်ဆက်တည်းမှာထမန်တီမှာသူနဲ့အတူပညာသင်ဘက်တွေဖြစ်ကြတဲ့စောတီငမဲအောင်ကျော်စွာတို့၃ယောက်ကိုပါတတိရတယ်။ကိုနေမောင်တို့ရဲ့တမန်ကြားမော်ကအတော်အားကိုရတာပဲ။နာဂရွာကိုအင်္ဂလိပ်တွေလာတိုက်တော့၄ယောက်ထဲနဲ့ပြန်တိုက်တာကိုအခုထိတတိယနေသေးတယ်။ကိုနေမောင်တို့ကပကံခက်ကသူ့ရဲကောင်း၄ယောက်အတိုင်းပါပဲ။ကိုရွေးကြုံခဲ့ရတဲ့ဒေါက်တာမင်းတင်ကျော်ပြောတော့နီမောင်ကပြုံးတယ်။ဓာတ်ထက်ကျွန်တော်တို့ကမယွန်လတောင်ချောက်သွားပြီးတော့ဘာတွေလုပ်ရမှာလဲ။ဥပန်ကောင်းကမေးတယ်။မယွန်လတောင်ချောက်မှာရှေ့နှစ်ပေါင်များစွာကလေးကရှိခဲ့တဲ့ကျောင်းတော်ကြီးရှိတယ်။အုတ်ထုံနေဂိုင်းဝင်ဖုံးကြီးတွေတည်င်းသုံးခဲ့တဲ့ကျောင်းပဲ။အုတ်ထုံနေဆိုပြီးဘာကြောင့်ခွဲထားလဲဆရာကြီး။ရှေးခါကတိဘက်မှာဘာသာရေးနဲ့ပတ်သက်ပြီးယုံကြည်ကိုးကွယ်မှုတွေအတော်များတယ်။ဗုဒ္ဓဘာသာကိုကိုးကွယ်ကြတယ်ဆိုပေမဲ့တန္တရမန္တရမဟာယနဂိုင်းတွေလည်းရှိတယ်။တိဘက်ဘုံကြီးတွေထဲမှာအုတ်ထုံဝါဂိုင်းနဲ့အုတ်ထုံနေဂိုင်းဆိုပြီးရှိတယ်။ဟုတ်ကဲ့အုတ်ထုံဝါဆောင်တဲ့ဘုံကြီးတွေကဗုဒ္ဓဘာသာကိုးကွယ်ကြပေမဲ့အုတ်ထုံနေဆောင်တဲ့ဘုံကြီးတွေကတန္တရအယူဝါဒကိုယုံကြည်ကြတယ်။တန္တရအယူဝါဒကဘယ်လိုမျိုးလဲဆရာကြီး။ညီမောင်ကဝင်မေးလိုက်ပါတယ်။တန္တရဝါဒရဲ့ဇစ်မြစ်ကအိန္ဒိယနိုင်ငံကလာတာပါပဲ။ဗုဒ္ဓအယူဝါဒကိုပယ်ပြီးတော့လူကြိုက်များတဲ့ကာရမဏ္ဍန်တွေကိုအသုံးချတဲ့ခိုင်းပါပဲ။ဟုတ်ကဲ့ကန္တရဆိုတာဉာဏ်ပညာဆိုတဲ့အဓိပ္ပာယ်ရတယ်။ဉာဏ်ပညာနဲ့ကာရမဏ္ဍန်တွေကိုအသုံးချကြတာပါပဲ။ဆရာကြီးသူရစ္ဆကပြောပြတယ်။ဒီဘက်ကန္တရမှာအိန္ဒိယမှာကူးဆက်လာခြင်းဖြစ်ပြီးနတ်ကိုးကွယ်မှုနဲ့ရောနှောထားခြင်းဖြစ်တယ်။နတ်အားလုံးကိုကာရမဏ္ဍန်ဖြစ်ခေါ်နိုင်တယ်။စေခိုင်းနိုင်တယ်။နတ်များနဲ့ဆက်သွယ်နိုင်ပါတယ်။နတ်များဤဇနီးသားသမီးများကိုမေတော်ဖြစ်ပူဇော်ကာ၎င်းတို့နဲ့ဆက်သွယ်နိုင်ကြတယ်။အသွင်မျိုးမျိုးပြောင်းလဲနိုင်တဲ့တကူရှိရဲ့နတ်တို့ကိုပူဇော်ကာ၎င်းတို့ရဲ့အကူအညီကိုလည်းရယူနိုင်ပါတယ်။ထိုအယူဝါဒမှာတန္တရအယူဝါဒပင်ဖြစ်ပါတယ်။ကျွန်တော်တို့ကမယွန်လတောင်ကြားမှာရှိတဲ့ကျောင်းတော်ကြီးရှိတဲ့နေရာကိုသွားပြီးဘာတွေရှားမှလဲဆရာကြီး။ဥပန်ကောင်ကမေးတယ်။မယွန်လကျောင်းတော်ကြီးမှာအစီရင်ပညာနဲ့ပတ်သက်တဲ့ရှေးဟောင်းကျမ်းတွေရှိတယ်။ခမားနဲ့သက်ဆိုင်တဲ့အခိယကျမ်းတွေရွှေကိုလူတလို့လုံးယူနိုင်တဲ့နီလန်းတွေရေးထားတဲ့ကျမ်းတွေလည်းရှိတယ်ဗျ။စိတ်ဝင်စားစရာပါပဲ။တကယ်လို့အဲ့ဒီကျမ်းတွေရရင်ရှေးခေတ်ကပကံပြည်မှာရှင်အဆာကောနာကူညီပေးလို့တပြည်လုံးချမ်းသာသွားသလိုအကျံစီအောင်မြင်ခမားလည်းလုပ်ပေးနိုင်မှာပေါ့။ဆရာကြီးသူရဲစာရဲ့စကားကြောင့်ပြုံးလိုက်ကြပါတယ်။ဆရာကြီးပြောတာကိုနားထောင်ရတဲ့အတော်စိတ်ဝင်စားပါတယ်။ကျွန်တော်တို့သွားပါမယ်။ဒါပေမဲ့အဲ့ဒီနေရာကအလွန်အန္တရာယ်များတယ်လို့သတင်းကြတယ်။သွားရင်ခမားတို့2ယောက်ထဲတော့မသွားကြနဲ့။ကျန်တဲ့အဖော်3ယောက်ပါခေါ်သွားပါ။ကောင်းပါပြီ။ကျန်3ယောက်မှတခြားမဟုတ်ဘူး။စောတီငမဲအောင်နဲ့ကြော်စွာတို့ဖြစ်တယ်။ကျုံနဲ့မောင်ထင်ကျော်ကအိန္ဒိယကိုသွားကြမယ်။အဲဒီမှာဆရာသခင်ဘိတ်ဘကနန္ဒာနဲ့တွေ့ရမယ်။ခမားတို့ပါအိန္ဒိယကိုလိုက်ခဲ့ပါ။အိန္ဒိယရောက်ရင်တိဘက်ကိုသွားတာမဝေးတော့ဘူး။ဒီလိုပြောကဆရာကြီးသူတဲ့စာကနေရာမှထသွားပြီးအိတ်ငယ်တစ်လုံးကိုယူလာတယ်။ထို့နောက်ဥပန်ကောင်မေးတယ်။ခမားတို့အတွက်လူတာသုံးမှုပါ။ကျေးဇူးတင်ပါတယ်ဆရာကြီး။ထို့နောက်ဆရာကြီးပြီးတဲ့ငွေအိတ်ကိုယူက2ယောက်သားပြန်လာကြတယ်။လမ်းရောက်မှနီးမောင်းကမေးတယ်။ကျွန်တော်တို့ဘယ်ရက်မှခီးထွက်ကြမှာလဲပါ။ဆရာကြီးတို့နဲ့အတူသွားမှာဆိုတော့သူတို့အကြောင်းကိုကြားမှာပါ။နီးမောင်းကကောင်းညင်ပြလိုက်ပါတော့တယ်။ဒီရက်မှာတော့မောင်နီမောင်ကစောတီငမဲအောင်ကျော်စွာတို့နဲ့တွေ့ပြီးတော့ခေါ်လာခဲ့ပါ။ကောင်းပါပြီ။ဒီလိုပြောကဥပန်ကောင်းကအိတ်ထဲမှာငွေတချို့ထုတ်ယူကနီမောင်ကိုခွဲပေးလိုက်ပါတယ်။နီမောင်ကကျော်စွာရှိရဲ့နေရာကိုသွားတယ်။အချိန်ကာလမှာ1930ပြည့်နှစ်ဝင်းကျင်ကာလဖြစ်တာကြောင့်မြန်မာနိုင်ငံကိုဗြိတိရှနဲ့ချေတို့ကသိမ်းပိုက်ထားတဲ့ကာလဖြစ်တယ်။ကျော်စွာမှာအင်္ဂလိပ်ဘွဲ့မှာအင်စပက်တော်ဦးမင်းဟန်အကူအညီတောင်းမှုကြောင့်ပလိပ်ဘွဲ့မှာဝင်ရောက်လုပ်ကိုင်နေပါတယ်။သူတာဝန်ကျနေတဲ့ကတ်မှာလမ်းမတော်ကတ်ဖြစ်တယ်။နီမောင်ကထိုးနေရာကိုသွားတယ်။ကတ်ရောက်သွားတော့ကျော်စွာနဲ့မတွေ့ရဘူး။ခုကျော်စွာမရှိဘူးလား။တာဝန်ကျနေတဲ့ပလိပ်ကနီမောင်ကိုကျော်စွာနဲ့ခင်မင်းရင်းနေသူမှန်သိလို့သူရှိနိုင်တဲ့နေရာတစ်ဝိုက်ကိုလမ်းညွှန်ပေးလိုက်တယ်။နီမောင်ကစကမ်းမှပြန်ထွက်ကတင်ကြီးစေးရှိရာဘက်ကိုတကူလေးလျှောက်လာတယ်။ယခုမဟာဗန္ဓုလလမ်းလို့အမည်ပြောင်းထားတဲ့ဒလဟိုစီလမ်းပေါ်မှာဈေးရောင်းဈေးဝယ်တို့ဖြစ်စီကားနေပါတယ်။လမ်းပေါ်မှာမော်တော်ကားအနှင်းငယ်သာတွေ့ရပြီးတော့လမ်းချအရေအတွက်ကပိုများနေပါတယ်။တင်ကြီးစေးတစ်ဝိုက်မှာလည်းဈေးရောင်းဈေးဝယ်များအပြင်လူစီးသောလမ်းချများကုန်တင်တဲ့ဂါလီလေးများဖြစ်ရှုပ်ထွေးနေတယ်။လူစီးကားတဲ့လမ်းစုံနေအောင်ရောက်တဲ့အခါအတန်တန်ကိုကြားလိုက်ရတယ်။တနာကြပါခင်ဗျာတနာကြပါအကိုကြီးတို့အမကြီးတို့ပြီးမှကမ်းမှာစားရတောက်ရမယ်ဘဝပါတပြားနှစ်ပြားစွန့်ကြဲပေးတနာကြပါထိုတန်ကြားလို့နေမောင်ကထိုးနေရဘက်ကိုရှောက်သွားတယ်
လမ်းဘေးတနေရာမှာတရောင်းစားတစ်ယောက်ထိုင်တောင်းနေတယ်။တကူလုံးအဝတ်စားအစုံများဝတ်ထားကတကလက်အုတ်ထုပ်ဟောင်းတစ်လုံးကိုစောင်းထားရမျက်နှာကိုမမြင်ရပါဘူး။ညီမောင်ကအနားမှာရက်ကအကျွေးတစ်စိကိုခွက်ထဲကိုထည့်လိုက်ရအတန်မြည်သွားတယ်။ဒါတို့ပါဗျာဒါတို့ပါအခုလိုပေးကမ်းစွန့်ကြဲရတဲ့အကျိုးကြောင့်ညီမောင်ကိုမြင်တော့အတန်ရက်သွားတယ်။နေတော့မကြိုက်သေးဘူးလား။ညီမောင်ကပြုံးရင်မေးလိုက်တယ်။နီးတော့နီးပါပြီကိစ္စရှိလို့လား။ခရီးထွက်ရမယ်။ညနေကျရင်ငါနေရဲ့နေအောင်လာခဲ့ပါ။တောင်းရနေသူကခေါင်းညိတ်ကစူတောင်းစာကိုစက်ရုံနေပြန်ရညီမောင်ကထိုနေရာမှပြန်ထွက်လာတယ်။ညနေပိုင်းကိုရောက်တဲ့အခါညီမောင်နေရဲ့အိမ်ကိုကြော်စွာမှရောက်လာတယ်။ညီမောင်ကအလွန်ရက်ွက်မှနေချင်းဖြစ်တယ်။မင်းဒီနေ့တွက်ချေကြရဲ့လား။ဒီလိုပဲလုပ်ရတာပါပဲ။တရားခံတရားကိုဖမ်းဖို့ရုပ်ဖြတ်ပြီးချီရခံနေတာ။ဒီကနေ့တော့လက်ပူးလက်ချက်မိပါပဲ။ကောင်းတာပေါ့။မင်းကရုပ်ဖြတ်ထားပေမဲ့အတန်ကတရောင်းစားအတန်တိတ်မရသေးဘူး။ငါတောင်သိတယ်။မင်းနဲ့ငါနဲ့ကညီကိုလိုနေရတိမှာပေါ့။ဘာကိစ္စရှိလို့လဲ။ငါတို့ခရီးထွက်ရမယ်။မင်းမှလိုက်ခဲ့မှဖြစ်မယ်။ညီမောင်ကဆရာကြီးသူရစ်စာပြောတဲ့အကြောင်းတွေကိုပြန်ပြောပြလိုက်တယ်။လိုက်ရမှာပေါ့ခရီးမထွက်ရတာတော်တော်ကြာနေပြီ။ဒီအလုပ်ကိုထားခဲ့လို့ရပါမလား။ဦးမင်းဟန်ကအားနာလို့ဝင်လုံနေရပါ။ငါကတိတ်မလုပ်ချင်ပါဘူး။အလုပ်တွေလွှဲထားခဲ့မယ်။ဒါတဲ့စောတိနဲ့ငမင်းအောင်တို့နှစ်ယောက်ကဘယ်မှာလဲ။ဒလဘက်ကံမှာလူငယ်တွေကိုတိုင်းပညာသင်ပေးနေကြတယ်။ကောင်းတယ်။မနေ့ပြန်သူတို့သွားခေါ်ရမယ်။ဒီလိုပြောဆိုပြီးကြော်စွာပြန်သွားပါတော့တယ်။နောက်တနေ့မနက်ပိုင်းချိန်မှာတော့နှစ်ယောက်သားကတုတမန်ဖြစ်ဒလဘက်ကံကူသွားကြတယ်။1930ဝန်းကျင်လောက်ကရန်ကုန်မြို့နယ်မြစ်တမြစ်သာချတဲ့ဒလမှာနေထိုင်သူတိတ်မများလာသေးပဲရွာတရွာအဆင့်သာရှိသေးတယ်။အဲဒီဘက်ကံကိုရောက်တဲ့အခါတိုင်းပညာသင်ပေးနေကြတဲ့စောတိနဲ့ငမဲအောင်တို့ကိုစုံစမ်းရတာမခက်လာပါဘူး။သူတို့နှစ်ယောက်ကလည်းနီမောင်တို့မြင်တဲ့အခါဝမ်းသာနေကြတယ်။မနက်ကလေးကခြေဘဝတွေရားနေတာမဟုတ်ကမှလွဲရောခရီးထွက်ရတော့မယ်ထင်တယ်။စောတိကပြောတယ်။ဟုတ်တယ်မင်းတို့လာခေါ်တာဒီမှာထားခဲ့လို့အဆင်ပြေပါမလား။ငါတို့ကစေတနာနဲ့တင်ပေးနေရပါထားခဲ့လို့ရတယ်။ငမဲအောင်ကပြောတယ်ဘယ်နေရာကိုသွားကြမှာလဲ။ဆရာကြီးသူရစာနဲ့ဆရာမင်းထင်ကျော်တို့ကဟိမဝန္နာဘက်ကိုသွားကြမယ်။ငါတို့9ယောက်ကတိဘက်ထိသွားမှာ။အဘဥပန်ကောင်ပါမယ်မဟုတ်လား။သူဟာပဲခေါင်းဆောင်သွားမှာ။ကောင်းတာပေါ့ကွာ။ငါတို့ကခရီးလည်းမထွက်ရလို့လည်းမရှိလို့ပြင်းနေတာခုမှပဲစင်ပြေရောတယ်။အဲ့နောက်နီမောင်ကသူယူလာတဲ့ငွေတင်းကတချို့စောထီနဲ့ငမဲအောင်တို့ကိုပေးထားခဲ့ကလာရမယ့်နေ့ရက်ကိုပြောပြထားခဲ့ပြီးရန်ကုန်ဘက်ကိုပြန်ကူးခဲ့ကြတယ်။နောက်ပိုင်းရက်မှာတော့ဒေါက်တာမင်းတင်ကျော်ကျိုတင်စီစဉ်ထားတဲ့ပင်လယ်ကူးသမောဖြင့်အိန္ဒိယကိုစတင်ခရီးထွက်ခဲ့ကြပါတော့တယ်။ကမ္ဘာပေါ်မှာရှိတဲ့လူနေထိုင်လို့ရတဲ့နေရာများထဲမှာတိဘက်နိုင်ငံဟာကမ္ဘာအမြင့်ဆုံးတောင်တန်းများပေါ်မှာတည်ရှိနေရကြောင်းတခြားနိုင်ငံတို့နဲ့အဆက်အသွယ်ပြတ်တောက်ကတီးခြားတည်ရှိနေတယ်လို့ရှိပါတယ်။လူနေထိုင်ရာကမ္ဘာအမြင့်ဆုံးတောင်ကုန်းဖြစ်တာကြောင့်ကမ္ဘာခေါင်မိုးလို့ခေါ်ဝေါ်ကြတယ်။တချို့ကလည်းတခြားနေရာများမှာအဆက်အသွယ်ပြတ်တောက်နေတဲ့နေရာလို့ပြောတယ်။1930ခုနှစ်ဝန်းကျင်အချိန်လောက်မှာတနိုင်ငံလုံးမှာလူဦးရေအနည်းငယ်သာရှိသေးတယ်။အများဆုံးကတိဘက်ဘုံကြီးများဖြစ်တယ်။အယူဝါဒအမျိုးမျိုးဂိုင်းမျိုးမျိုးကွဲပြားမှုရှိပေမဲ့ယောက်ျားတော်တော်များများမှာဘုံကြီးဝတ်ကြတာများတယ်။တိဘက်ပြည်ဟာအာရှတိုက်လေပိုင်းမှာရှိတယ်။မြန်မာလာတဲ့အိန္ဒိယနိုင်ငံမှာဟိမဝန္နာတောင်တရုတ်ပြည်မှာခွန်လွန်တောင်တန်းကြီးတို့အကြားမှာတည်ရှိနေလို့ဂမ်ဘီယာဆန်တဲ့နေရာဖြစ်နေခဲ့တယ်။ကမ္ဘာပေါ်ရှိမဟာကန္နာရီလမ်းစဉ်ကိုလိုက်စားကြတဲ့ပုဂ္ဂိုလ်တို့စိတ်ဝင်စားတဲ့ရှမ်းဘဲလာလို့ခေါ်တဲ့နေရာမှာတိဘက်အိန္ဒိယနဲ့တရုတ်ပြည်တို့ထိစပ်နေတဲ့နေရာမှာရှိတယ်ဆိုတဲ့ထင်မြင်ယူဆချက်တို့လည်းရှိပါတယ်။တိဘက်ပြည်မှာပေပေါင်း16000ကျော်မြင့်တဲ့လွင်ပြင်များနဲ့ပေပေါင်း2000ကျော်မြင့်တဲ့တောင်တန်းကြီးများကဝင်းရံကာစီးထားကြတယ်။အိန္ဒုမြစ်မြမပုတ္တရာမြစ်ရန်စီမြစ်မဲခေါင်မြစ်တန်လွင်မြစ်စတဲ့အာရှတိုက်တွင်မှာရှိကြတဲ့နမဲကျော်မြစ်ကြီးတို့မြစ်ဖြန်းခံရဒေသလည်းဖြစ်တဲ့၆သွေ့ကျင်စီးနှင်းထူထပ်စွာကြခြင်းအေးဓာတ်များလုံးတဲ့ဒေသဖြစ်တာကြောင့်တစ်ပင်ဝါပင်ရှားပါတဲ့ဒေသလည်းဖြစ်တယ်။ဒီဘက်ဘုံကြီးများသတင်းသုံးတဲ့ကျောင်းတိုက်ကြီးတွေကိုတောရိပ်တောင်ရိပ်ရှိတဲ့နေရာတို့မှာဆောက်လုပ်ခြင်းမပြုဘဲလေးကွယ်မိုးကွယ်စီးနှင်းကွယ်တောင်ကြားများအတွင်နေရာရွေးကဆောက်လုပ်ခဲ့ကြခြင်းဖြစ်တယ်။နီမောင်ပါဝင်တဲ့အဖွဲ့ဝင်တို့မှာရန်ကုန်မှစထွက်လာစဉ်က9ယောက်ဖြစ်တဲ့ဆရာကြီးသူရစ်စာဥပန်ကောင်ဒေါက်တာမင်းတင်ကျော်ကျော်စွာနီမောင်စောတိနဲ့ငမဲအောင်တို့ဖြစ်ပါတယ်။ရန်ကုန်မှခီးတဲ့တင်ပင်လေကူးသမောဖြင့်ဘင်္ဂလားဒေ့ရှ်ကိုလာပြီးမှအိန္ဒိယရှောင်းခီးဆက်ကြခြင်းဖြစ်တယ်။အိန္ဒိယရောက်တော့ဟိမဝန္တာတောင်တန်းများရှိရာကိုသွားကြတယ်။ရက်အတော်ကြာတဲ့အထိသွားကြရပါတယ်။တိဘက်နယ်စပ်ရောက်တဲ့အခါလမ်းခွဲကြတယ်။ဆရာကြီးသူရစ်စာနဲ့ဒေါက်တာမင်းတင်ကျော်တို့ကတနည်းအောင်သွားကြပြီးတော့နီမောင်တို့ကတိဘက်နယ်ဘက်ကိုဝင်ခဲ့ကြတယ်။မရွေလတောင်ကြားရှိတဲ့နေရာမှာအိန္ဒိယနိုင်ငံနယ်စပ်နဲ့မဝေးလာဘူး။စရာဒေသနာဂရီတောင်တန်းတနေရာမှာဂူကြီးမြို့တော်ဟောင်းရှိတယ်
ထိုမြို့တော်ဟောင်းမှာ900စုနှစ်လောက်ကစပြီးတော့တိဘက်တို့ရဲ့မြို့တော်ကြီးဖြစ်ခဲ့တယ်။နောက်ပိုင်းပြည်တွင်းစစ်များကြောင့်ထိုမြို့ကြီးပျက်စီးခဲ့ရတယ်။မြို့ပြကြီးမှာရှေးဟောင်းစီတွေအဆောင်အပြူအပြက်အကျိုးပဲ့များသာရှိပြီးတော့တခြားဘာမှမရှိဘူး။နေထိုင်သူလည်းမတွေ့ရဘူး။ထိုနေရာရောက်တဲ့အခါခရီးတစ်ထောင်ဝင်လာကြတယ်။တင့်တော်တဲ့ဂူပေါက်တစ်ခုထဲမှာဝင်ရောက်စခန်းချကြခြင်းဖြစ်တယ်။ပါလာတဲ့စားတောက်များကိုပင်ချက်ပြုတ်စားတောက်ကြတယ်။ဥပန်ကောင်ကဆရာကြီးတူရစ်စာပေးလိုက်တဲ့မြေပုံကိုကြည့်ရှုနေပါတယ်။လက်ရေးဖြစ်အကျန်းရေးထားတဲ့မြေပုံပင်ဖြစ်ပါတယ်။ကျွန်တော်တို့သွားမယ်မယွန်လာတောင်ကြားရောက်ဖို့အတော်လူသေးလားဗျ။ညီမောင်ကအနားမှာဝင်ထိုင်ရင်မေးလိုက်တယ်။ဒီနေရာကခရီးတစ်ဝက်ပဲ။နောက်2ရက်လောက်သွားရင်တော့ငါတို့သွားကျင်တဲ့နေရာရောက်မှာပါ။ဥပန်ကောင်ကကုန်းဝိုင်းနဲ့ပြန်ပြောတယ်။ထိုရက်ဒေတာမှာသူကြိုက်နှစ်သက်တဲ့ကွန်တီထုံးစေရှာစီစတာတော့မရနိုင်လို့ကိုနဲ့မကွာထက်ယူလာပြီးပါလာတဲ့ကွန်ရတို့ကိုသာချွတ်ချွတ်တက်တာဝါနေရတယ်။ထိုကွန်ရထုံများမှာအိန္ဒိယမှာဝယ်ယူလာခြင်းဖြစ်ပါတယ်။ဂျားထဲမှာတော့ရွာတစ်ရွာ200လောက်ကျော်သွားရမယ်။တိဘက်ဖုံးကြီးတွေသတင်းသုံးတဲ့ဖုံးကြီးကျောင်းတစ်ကျောင်းလည်းရှိသေးတယ်။အုတ်ထုံနေအုတ်ထုံဝါဆောင်တဲ့ဖုံးကြီးတွေလားဗျ။အနားရောက်လာတဲ့ကြော်စော်ကမေးတယ်။တန်တရမန္တရအယူဝါဒကိုလက်ခံကျင့်သုံးတဲ့ဖုံးကြီးတွေရှိပေမဲ့ဒီမှာတော့ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်တဲ့ဖုံးကြီးတွေသတင်းသုံးတဲ့ကျောင်းပဲရှိတယ်။ဥပန်ကောင်ကမြေပုံမှာပါတဲ့အမှတ်သားတစ်ခုကိုလက်ထောက်ပြကပြောပါတယ်။ထိုချိန်မှာပင်အပြင်ဘက်မှာလှဲဘိန်းသက်တကြွကြွကြားလို့နားဆွလိုက်ကြတယ်။အတန်ကြာတော့လှဲဝင်ယိုမြည်တန်ကတဖြည်းဖြည်းနီးလာပြီးတော့အလောင်းတင်တဲ့လှဲတစ်စီကူပါဝါနဲ့မနီမဝေးနေရာကိုရောက်လာတယ်။အလောင်းပြတ်တဲ့သူ့ဘရာစာ2ယောက်ကရှိတစ်ယောက်နောက်တစ်ယောက်လှဲကိုဆွဲလာခြင်းလည်းဖြစ်တယ်။လှဲပေါ်မှာအဝေးဖြစ်ပတ်ထားတဲ့အလောင်းတစ်လောင်းပါလာတယ်။ကူပါဝါရောက်တော့ရက်လိုက်ကြတယ်။ဥပန်ကောင်ကကူပါဝါထွက်ကမေးလိုက်ပါတယ်။အလောင်းဖြတ်မလို့တင်လာလား။ဟုတ်တယ်။ဒီညမဖြတ်သေးဘူး။မနက်မိုးလင်းချိန်လက်ထာကြီးတွေရောက်လာမှစဖြတ်မယ်။ခမရတို့ကဒီနေသားတွေဟုတ်ပုံမရဘူး။ဘယ်ဒေသလာလဲ။ရှေးမှာလှဲဆွဲလာတဲ့သူ့ဘရာစာမေးတယ်။ဗမာပြည်ကလာတာဘယ်နေရာသွားကြမှာလဲ။မယွန်လာတောင်ကြား။သွားတဲ့သူတိုင်းပြန်မလာနိုင်ကြတဲ့နေရာပဲ။ဥပန်ကောင်းကတော့ဘာမှမပြောတော့ပါဘူး။ခမရတို့ကဧည့်သည်တွေဆိုတော့အလောင်းဖြတ်တာမမြင်ဘူးရင်လာကြည့်ပါလား။အလောင်းဖြတ်တဲ့နေရာကဒီနေရာနဲ့မဝေးလာပါဘူး။မင်းတို့တဲလာတာမင်းကလေးတယောက်ရဲ့အလောင်းမဟုတ်လား။ဟုတ်တယ်။ခမရဘလို့သိရလဲ။သူ့ဝိညာဉ်ကလှဲနောက်မှာပါလာတယ်လေ။ဟင်သူ့ဘရာစာ2ယောက်ကလန့်တကြားပြက်လဲပတ်ဝန်းကျင်ကိုကြည့်လိုက်ကြတယ်။အမောင်ရိတ်တန်းနေရဲ့ချိန်မှာအလောင်းတင်လဲရဲ့ပတ်ဝန်းကျင်မှာတော့ဘာမှမတွေ့ရဘူး။ခမရဘလို့သိရလဲ။ခမရကဆရာတယောက်လား။ဟုတ်တယ်။ငါကစီးဆရာတယောက်ပဲ။မင်းတို့တဲလာတဲ့အလောင်းခဏကြည့်ပြရစေ။သူ့ဘရာစာ2ယောက်ကခွင့်ပေးလို့နေမောင်ကိုပါခေါ်သွားပြီးတော့အလောင်းတင်တဲ့လဲအနီးကိုသွားကြည့်ကြတယ်။သူ့ဘရာစာ2ယောက်ကလဲကိုရှေ့နောက်ထောက်ထောက်ပေးပြီးနောက်ကိုဆုတ်ခါ၎င်းတို့ဘာသာနဲ့ဆူတောင်းနေကြတယ်။နေရာစလုံးရဲ့မျက်နှာပေါ်မှာလဲကြောက်ရွံ့မှုတွေဖြစ်ပေါ်နေတယ်။လဲနာရောက်တော့နီမောင်ကပတ်ထားတဲ့အဝတ်စားကိုဖယ်ချလိုက်တယ်။သေဆုံးနေတဲ့မိန်းကလေးမှာအသက်20ကျော်လောက်သာရှိသေးပြီးတော့ရုပ်ရည်ချောမောသူလည်းဖြစ်တယ်။ရုပ်တရက်ကြည့်ရင်တော့အိတ်နေတယ်လို့ထင်ရတယ်။ဥပန်ကောင်ကလက်ပြက်စမ်းကြည့်ပြီးတော့သူမသိသေးဘူးအသက်ရှိနေသေးတယ်။ဒီလိုပြောတော့သူ့ဘရာစာ2ယောက်မျက်လုံးပြူးသွားတယ်။ရွာကနတ်စင်ယာကအသက်သေးတယ်လို့ပြောပြီးအလောင်းဖြတ်ဖို့ကျွတ်တို့လက်ကိုအပ်လိုက်တာပဲ။သူ့ဘရာစာ1ယောက်ကမကြည်မနှက်နဲ့ပြောတယ်။သူ့ရဲ့ဝိညာဉ်ကိုခဏကိုယ်ရေးပြန်ဝင်မရအောင်နှောက်ယှက်ထားလို့အသက်မရှိသလိုဖြစ်နေရပါ။ငါပညာနဲ့ကုသပြီးရင်အသက်ပြန်ရှင်လာမှာပါ။ဂိုင်းသူ့ကိုလှဲပေါ်ချပြီးတော့ဂူထဲကိုသာတဲခဲ့ကြ။ဥပန်ကောင်းကပြောလို့စောတိငမိတ်အောင်နဲ့ကြော်စော်တို့ကလာရောက်ဝိုင်းကူပေးကြတယ်။သူ့ဘရာစာ2ယောက်မှာနီမောင်တို့ကလူများလို့ကြည်နေရပေမဲ့ခဲလေးသမျှတဲရည်ကြအဖြစ်နဲ့ကြုံရလို့မကြည်မနှက်ဖြစ်နေကြရရှိပါတယ်။ထိုချင်းတွေကိုမြင်တော့ဥပန်ကောင်းကမင်းတို့ကအလောင်းဖြတ်တဲ့အလုပ်အပြင်အသက်မရှိတဲ့အလောင်းကိုပါဖျက်ဆီးကျင်ကြသေးရဲ့မဟုတ်လား။ဒီလိုမေးတော့2ယောက်စလုံးမျက်နှာပြတ်သွားတယ်။မဟုတ်ပါဘူး။2ယောက်စလုံးကညှင်းကြပါတော့တယ်။ငါကဗမာပြည်ကလာတယ်ဆိုပေမဲ့ဒီเจ้าတွေကိုအားလုံးသိတယ်။ဒီတော့အေးစစ်စစ်သာသွားကြပြီးတော့ဒီလိုလေးတမမာနဲ့ပြောတော့မှသူ့ဘရာစာ2ယောက်တို့မှမကြည်မနှက်နဲ့ပြန်ထွက်သွားကြပါတော့တယ်။၎င်းတို့မရှိတော့မှအဝိဖြစ်ပတ်ထားတဲ့အလောင်းကိုဂူပေါဝနဲ့မနီမဝေးနေရာမှာချထားကပတ်ထားတဲ့အဝတ်တွေကိုဖေးပြစ်လိုက်တယ်။အသက်20ကျော်လောက်သာရှိသေးပြီးတော့မျက်နှာကလည်းချောမောလှပသူဖြစ်တယ်။တည်ဆုံးတာမကြသေးလို့အိပ်ပျော်နေတယ်လို့ပဲရှိပါတယ်။သူတည်တာမကြသေးဘူး။ဘာကြောင့်တည်ရတာလဲမသိဘူး။ညီမောင်ကမေးလိုက်တယ်။သူမသိသေးပါဘူး။စောကဝေပညာတက်တဲ့သူဒါမှမဟုတ်ဘယောဂပညာတက်တဲ့ဆရာတယောက်ကသူ့ရဲ့ဝိညာဉ်ကိုခန္ဓာကိုယ်ထဲကိုပြန်ဝင်မရအောင်တားဆီးထားတာပါ။ဘလို့လောက်တာလဲမသိဘူး။သူ့ကိုကြောက်လန့်စရာနဲ့ခြောက်လန့်ပြီးတော့တတိမိသွားတော့မှဝိညာဉ်ကိုခန္ဓာကိုယ်ထဲပြန်ဝင်မရအောင်တားဆီးထားတာပါ
တတိမေးတဲ့အချိန်ကြာရင်တော့သိမှာပေါ့ဥပန်ကောင်ကပြောပြပါတော့တယ်ကဲသူဝိညာဉ်ကဒီနားမှာပဲရှိသေးတော့ပြန်ခေါ်ယူရမယ်မင်းတို့ကမနီးမဝေးကသာချင်းကိုကြည့်ပြီးကြပါဒီလိုပြောလို့နီမောင်တို့ကနောက်ကိုဆုတ်ပေးလိုက်ကြတယ်ဥပန်ကောင်က၎င်းရဲ့လွယ်အိတ်ထဲမှာပါလာတဲ့အစီရင်ပြုလုပ်ရာမှာအသုံးပြုတဲ့ပစ္စည်းများကိုထုတ်ယူလိုက်ပါတယ်အင်းချက်နဲ့ဂလိုင်းငယ်တစ်ခုလိုပင်ဖြစ်တယ်အချိန်မှညာဦးပိုင်းရောက်လာပြီဖြစ်လို့အမောင်ရိတ်တွေကလည်းဖုံးလွှမ်းလာတယ်နင်းများကလည်းစက်မပြတ်ကျဆင်းနေရကြောင်းပတ်ဝန်းကျင်တစ်ခုလုံးကဝေဝါးဝါဖြစ်လာပါတယ်ဥပန်ကောင်ကလက်ထဲမှာကင်ထားတဲ့ဂလိုင်းငယ်ကိုစက်မပြတ်လှုပ်ရမ်းရင်ပါဇက်မှလည်းဝိညာဉ်ခေါ်တဲ့ဂါရမဏန်တို့ကိုရွတ်ဆိုနေတယ်အတန်ကြာတဲ့အခါမြို့နှင်းများကြားမှာရှောက်လာတဲ့ပုံရိပ်တံတန်ကိုဝိုးတော်လှမ်းမြင်ရတယ်ထိုပုံရိပ်တံတန်ကူပေါဝါနဲ့နီးတဲ့အခါမှာတော့နောက်မှလိုက်လာတဲ့မမဲတံတန်တွေပါရှောက်လာကြတယ်၎င်းတို့ကကူရှိရာကိုလာနေတဲ့ဝိညာဉ်ကိုရှေ့ဆက်မသွားစေရန်နှောက်ယှက်ပေးနေကြတယ်တချို့ကရှေ့မှပိတ်ကာထားတယ်တချို့ကလည်းနောက်မှဆွဲခေါ်ရန်ကြိုးစားနေကြတယ်ထိုမြင်ကွင်းများကိုဂူထဲမှာရှိနေတဲ့နီမောင်တို့ကလှမ်းမြင်နေရတယ်မိစ္ဆာဝိညာဉ်များရောက်လာတဲ့အခါဥပန်ကောင်ကဂါရမန်တန်ဖြင့်မန်းမုတ်ကလက်ထဲမှာကင်ထားတဲ့အင်းချက်ကိုထောင်းပြလိုက်တော့မှနောက်ကိုပြန်ဆုတ်သွားကြတယ်ထိုခါမှပဲဝိညာဉ်ကရှေ့ဆက်တိုးလာလို့ရပါတယ်ဂူပေါဝါကိုရောက်တဲ့အခါဂူထဲမှာမင်းရဲ့ရုပ်ခန္ဓာရှိရဲ့ပြန်ဝင်မှာဝိညာဉ်ကြိုမပြတ်သေးတော့ဝိညာဉ်ကြိုကနေတဆင့်ပြန်ဝင်မှာဥပန်ကောင်ကပြောလေရာဝိညာဉ်ကကိုတွင်းကိုတရွရွနဲ့ဝင်သွားကရုပ်ခန္ဓာရှိရဲ့နေရာရောက်တော့ငုံကြည့်နေတယ်ဝိညာဉ်ကြိုးကနေခန္ဓာကိုယ်ရဲ့ကိုပြန်ဝင်မှာထပ်ပြောလိုက်တော့မှဝိညာဉ်ကကိုယ်ခန္ဓာအပေါ်ကိုလှည့်ချလိုက်ရာမကြာခဏမှတဖြည်းဖြည်းနဲ့ပြောက်ကွယ်သွားတယ်ခဏကြာတော့မိန်းကလေးထံမှာညညူတန်တက်ပေါ်ထွက်လာတယ်နောက်တော့မျက်လုံးဖွင့်ကြည့်တယ်သူမမြင်ဘူးသေးတဲ့လူများကိုမြင်တဲ့အခါကြောက်လန့်တကြားထထိုင်လိုက်ကမျက်လုံးအပြူသားနဲ့လိုက်ကြည့်နေပါတယ်ကျမဘယ်ရောက်နေရလဲရှင်တို့ကဘသူတွေလဲငါတို့ကမင်းရဲ့အသက်ကိုကယ်ပေးထားတဲ့သူတွေပါဥပန်ကောင်ကအလောင်းဖြတ်ရန်တည်ယူလာတဲ့သူ့ဘာရာစာနှစ်ယောက်ထံမှာအလောင်းယူကအသက်ပြန်ရှင်အောင်ပြုလုပ်ခဲ့ပြီးပုံကိုပြောပြလိုက်ပါတယ်ငါတို့ကဗမာပြည်ဘက်ကလာကြတဲ့ခီးသွားဧည့်သည်တွေပါမင်းကဖေးရွာမှာနေရလဲပါရကရွာပါမဝေးဘူးမဟုတ်လားမနက်လင်းငါတို့လိုက်ပို့ပေးပါမယ်ကျမရဲ့တက်ကိုအခုလိုကဲတင်ပေးတာကျေးဇူးတင်ပါတယ်ရှင်ဒီလိုပြန်ပြောပါတော့တယ်နောက်တော့မိန်းကလေးကိုစားတောက်ကျွေးကစောင်းတစ်ထည်ကိုပေးပြီးတော့နားခိုင်းလိုက်တယ်အချိန်ကညဦးပိုင်းကျော်လာပြီတဖွဲဖွဲကျဆင်းနေတဲ့နှင်းများကလည်းပုံမများပြလာကပတ်ဝန်းကျင်ကိုပဲမမြင်နိုင်လောက်အောင်ဖြစ်နေပါတယ်စောစောကမကြေမနက်နဲ့ကိုနဲ့မနီးမဝေးမှာလှက်ပတ်ချောင်းမြောင်းနေတဲ့ဝိညာဉ်မိစ္ဆာများကိုတော့မတွေ့ရတော့ပါဘူးဒုစေကမူဥပန်ကောင်ကစိတ်မချတာကြောင့်မိဘုံနားမှာထိုင်ကပတိစိတ်ရင်းနဲ့စောင့်နေပါတယ်စောတီငမဲအောင်နဲ့ကြောစာတို့ကအိတ်ကြတော့လဲနီမောင်ကတော့မအိတ်သေးပဲနဲ့ထူးထူးဆန်းဆန်းကြုံတွေ့ရတဲ့အမျိုးသမီးအကြောင်းကိုတွေးတောနေမိပါတော့တယ်ညဦးပိုင်းကကောင်းစွာမအိတ်ကြရပဲညနေကျော်မှအိတ်ကြရပေရမနက်လင်းတဲ့အထိအိတ်ရကနေမနှိုးကြသေးပါဘူးအပြင်ဘက်မှာစူးစူးညံ့ညံ့အတန်များကြတော့မှအားလုံးလဲပြန်နိုးလာကြတယ်နီမောင်ကနေရာမှထသွားကအပြင်ထွက်ကြည့်ပါတယ်ဂူပြင်ဘက်မှာမင်းညကသူ့ဘာရာစာနှစ်ယောက်အပါအဝင်လူတချို့တွေ့ရတယ်တိဘက်လူမျိုးတွေဖြစ်ကြတယ်ညကကျွတ်တို့စီကအလောင်းကိုလူယူလိုက်တာသူတို့ပဲသူ့ဘာရာစာတယောက်ကနီမောင်ကိုလက်ညှိုးထိုးပြီးပြောလေရာနောက်မှပါလာသူများကဓားလံများကိုပြင်လိုက်ကြပါတယ်ထိုချိန်မှာဖိုးကြီးတယောက်ကရှေ့ကိုထွက်လာကပြောတယ်ငါသမီးအလောင်းပင်မှာလဲပြန်ပေးပါဒီလိုပြောလေရာနီမောင်ကဂူတွင်းကိုပြန်ဝင်သွားတယ်ခဏကြာတော့ဥပန်ကောင်းအောင်ခေါ်ပြီးတော့မိန်းကလေးနဲ့အတူအပြင်ကိုပြန်ထွက်လာတယ်မိန်းကလေးကိုအသက်ရှင်ရနဲ့ပြန်တွေ့ရတဲ့အခါအားလုံးမျက်လုံးပြူးသွားကြတယ်တချို့ကလည်းထိတ်တလန့်ဖြစ်ကနောက်ပြန်ဆုတ်သွားကြတယ်သူ့ဘာရာစာနှစ်ယောက်ကလည်းမျက်နှာပြက်နေကြပါတယ်ဟေးမနင်းဘလို့အသက်ရှင်လာရလဲရှေ့မှာရက်နေတဲ့အဖိုးကြီးကထထငုံငုံနဲ့မေးလိုက်တယ်သူတို့ကယ်ပြီးရလေဟင်သူတို့ကစိတ်ရတွေလားမိန်းကလေးကကောင်းညင်ပြလိုက်တယ်ဒီလိုပြောဆိုနေစဉ်သူ့ဘာရာစာနှစ်ယောက်ကပြန်ထွက်သွားကြတယ်ဒီတော့မှအဖိုးကြီးရဲ့ဟမ်းမူရာကပြောင်းလဲသွားတယ်ကျုပ်သမီးလေးရဲ့အသက်ကိုအခုလိုကဲတင်ပေးထားတာကျေးဇူးတင်ပါတယ်ဆရာကြီးရဲ့စောစောကပြောမိတာတွေအတွက်တောင်းပန်ပါတယ်ဥပန်ကောင်ကကောင်းညင်ပြတယ်ဓာတ်ထက်ဆရာကြီးတို့ကဘေးကလာကြရလဲဘေးကိုသွားမှာပါလဲကျတို့ကဗမာပြည်ကလာကြတာပါဒီဘက်နဲ့ဗမာပြည်ကဟိမွန်နာတောင်တလုံးသာချတာဆိုတော့မဝေးလာဘူးသူစကားကရည်စရာကောင်းနေတော့လဲမရည်ကြဘူးတောင်ပေါ်မှာနေသူများကဟိမွန်နာတောင်ကိုမြင့်နေလို့မထင်တော့လေနေပြတ်မှာနေကြသူတွေအတွက်ကအမြင့်ဆုံးတောင်ဖြစ်နေတော့တယ်ဒီအိုလာတာမယွင်လတောင်ကြောင်သွားဖို့ပါပဲဒီလိုပြောတဲ့အခါအဖိုးကြီးကစဉ်းစားနေပါတယ်မယွင်လတောင်ကြားကကျုပ်တို့နေရဲ့ရွာနဲ့မဝေးလာပါဘူးဒီတော့ရွာကိုလိုက်ခဲ့ကြပါဆရာကြီးတို့ကျေးဇူးဆက်ချင်လို့ပါအဲ့ဒီဘက်သွားရင်လမ်းပြပေးမဲ့သူလည်းထည့်ပေးပါမယ်
ဒီလိုပြောလို့၎င်းတို့ရွာကိုလိုက်သွားရင်သဘောတူလိုက်ကြတယ်။မနက်ပိုင်းချိန်ကျော်တော့နှင်းကွဲသွားကအရှိဘက်မှအလင်းရောင်များတက်လာကြတယ်။လမ်းမှာအလောင်းဖြတ်တဲ့နေရာကိုကျော်သွားကြတယ်။သူဘရာစာကုန်းတဝိုက်မှာလက်ထကြီးတွေဝဲပြန်နေကြတယ်။သူဘရာစာနှစ်ယောက်ကကူပေါက်ထဲမှာခွေခွေလေးအိတ်နေကြတယ်။၎င်းတို့အတွက်အလောင်းဖြတ်ပြီးစရာကိစ္စမရှိပါကအဝတ်ကိုခေါင်းမိချုံကအိတ်နေုံမှအပတခြားအလုံးမရှိကြဘူး။ကူပါဝါနဲ့မနီးမဝေးနေရာမှာတော့အလောင်းတင်တဲ့လှဲကိုရက်ထားတယ်။ထိုနေရာမှာကြော်တဲ့ကရွာတရွာကိုရောက်သွားကြတယ်။ပါရကရွာပင်ဖြစ်တယ်။ပါရကရွာရှိကလေးကရှိခဲ့ပြီးတက်တန်းရင်းလာတဲ့တိဘက်ရွာဖြစ်တယ်။အင်ဂျီမများလာတော့လဲရွာတကြီးနတ်ဆရာတို့နေတဲ့ရွာလေးဖြစ်ပါတယ်။ရွာရောက်တဲ့အခါအဖိုးကြီးကနီမောင်တို့ကို၎င်းနေအိမ်ကိုခေါ်သွားတယ်။ဒီနေရာမှာ၎င်းတို့မိသားစုအကြောင်းကိုတင့်တယ်လောက်ပြောပြပေးရပါမယ်။နီမောင်တို့ကအသက်ကဲတင်ပေးခဲ့တဲ့မိန်းကလေးရဲ့အမည်မှာဟေမာဒရဲလာဖြစ်တယ်။သူမအသက်က23နှစ်အရွယ်ခန့်ရှိသေးကချောမောလှပသူလည်းဖြစ်တယ်။ညီမဖြစ်သူမာလာဒရဲလာကအသက်20ဝန်းကျင်သာရှိသေးပြီးချောမောလှပသူလည်းဖြစ်တယ်။ထိုနယ်တစ်ဝိုက်မှာသူတို့ညီမကိုရယူခြင်းသူတွေကတပုံတပင်ပင်ဖြစ်ပါတယ်။ဘာခင်ဖြစ်သူဟာတိမွန်ဖြစ်တယ်။အသက်50ကျော်အရွယ်သာရှိသေးတော်လဲငယ်ရွယ်စဉ်ကပင်ပန်းမှုကြောင့်အရွယ်နဲ့မမျှအောင်အိုးမင်းနေရရွာထဲမှာအဖိုးကြီးတီမွန်လို့ခေါ်ကြတယ်။ဇနီးဖြစ်သူမာဒရာကအသက်50ပဲမပြည့်သေးတော့လေတီမွန်နဲ့လိုက်ဖက်စီရန်အဖွားကြီးမာဒရာလို့ခေါ်ထားကြတယ်။၎င်းတို့နှစ်ယောက်စလုံးကသဘောမနှောကောင်းကြတယ်။၎င်းတို့မွေးတဲ့ရန်နွားတချို့ရှိပါတယ်။သူနဲ့စိတ်တချို့လည်းရှိတယ်။ဒါကြောင့်ရွာထဲမှာငွေကြေးပြည့်စုံသူစည်ရင်းဝင်ဖြစ်ကြတယ်။တချို့ကလည်းသူတို့မိသားစုကိုတထေးမိသားစုလို့ခေါ်ဝေါ်ကြတယ်။၎င်းတို့နေထိုင်တဲ့ရွာအမည်ကပါရကရွာဖြစ်တယ်။တိဘက်နယ်မှာအင်ဂျီများတဲ့ရွာမရှိဘူး။၎င်းတို့ရွာမှာအင်ဂျီ30ကျော်ခန့်ရှိလို့ထိုနယ်အတွင်းမှာရွာကြီးတစ်ရွာစည်ရင်းဝင်ဖြစ်တယ်။အုပ်ချုပ်တဲ့ရွာလူကြီးမှာတန်ကျူးဖြစ်တယ်။ထိုရွာမှာနတ်ကိုယုံကြည်ကိုးကွယ်သူများလို့နတ်ဆရာရှိပါတယ်။နတ်ဆရာရဲ့အမည်မှာတော့ဇာလာဟိဖြစ်တယ်။ကြီးရွာများမှာနတ်ဆရာရဲ့အခန်းကဏ္ဍကအရေးကြီးတဲ့နေရာမှာပါဝင်နေရရွာလူကြီးထပ်ပင်ကြောက်ရွံ့ကြရတယ်။ရွာလူကြီးမကြည်နပ်ပါကဖမ်းဆီးအဖြစ်ပေးခြင်းလောက်သာပြုတော်လေနတ်ဆရာမကြည်နပ်ပါကပြုစားခြင်းမိစ္ဆာဝိညာဉ်တရေတပတ်တို့နဲ့ချောင်းလန့်ခြင်းပြုရာအသက်သေးစေနိုင်လို့ပုံမကြောက်ရွံ့ကြခြင်းလည်းဖြစ်တယ်။ပါရကရွာရှိတဲ့နေရာမှာနာဂရီတောင်တန်းရှိတဲ့နေရာတောင်ဘက်မှာဖြစ်ပါတယ်။တောင်တန်းများရဲ့မြောက်ဘက်မှာတော့မွန်ဂိုမျိုးနွယ်စုများနေတဲ့ရွာတချို့ရှိကြတယ်။ဒုနေရာဘက်မှာနေကြတဲ့လူတွေကမြင်းစည်းကျွမ်းကျင်မှုရှိတယ်လို့လေးများပြစ်ခတ်ရာမှာလည်းအတော်ဝင်ကျွမ်းကျင်ကြတယ်။1980ခုနှစ်ဝန်းကျင်လောက်မှာတိဘက်နယ်ကိုမွန်ဂိုဘရင်ဂျင်ဂျစ်ခန်တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်ကအဓိကအသုံးပြုတဲ့လက်နက်မှာလေးများဖြစ်တယ်။ဒါကြောင့်မြင်းစည်းကျင်းနဲ့လေးများပြစ်ခတ်မှုပညာကိုလူတိုင်းတက်မြောက်ကြတယ်။ပါရကရွာမှာနေကြတဲ့လူပြိုကာလာသားတွေကဟီမာနဲ့မာလာတို့ညီမနှစ်ယောက်ကိုရယူချင်ကြတယ်။ညီမျိုးမျိုးနဲ့ရအောင်ကြိုးစားကြတယ်။နတ်ဆရာနဲ့ဆုံးပညာတက်သူတို့ကိုစားတောက်များပြီးကရရှိစေရန်ဆောင်ရွက်ခိုင်းတော်လည်းမရကြပါဘူး။တနေ့တော့နတ်ဆရာစာလာကြီးရောက်လာပြီးတော့ဒီလိုပြောတယ်။ဒီမော်နတ်ပူဇော်ဖို့မင်းမရှိတဲ့စိတ်တကောင်ငါ့ကိုပေးပါမပေးနိုင်ဘူးနတ်ပူဇော်တာတရွာလုံးနဲ့သက်ဆိုင်တဲ့ကိစ္စမဟုတ်လားဘာကြောင့်ကျုပ်ကစိတ်တကောင်ပေးရမှာလဲတခြားလူတွေကစင်းရဲတယ်မတက်နိုင်ဘူးမင်းကတက်နိုင်တယ်ဒါကြောင့်နတ်ပူဇော်ဖို့စိတ်တကောင်ပေးပါမပေးနိုင်ဘူးမပေးရင်မင်းကိုနတ်တွေကစိတ်ဆိုးပြီးကျိန်စာနဲ့တိုက်လိုက်မယ်ဒီလိုချင်းချောက်ပြောဆိုတော့လည်းမရဘူးအဖိုးကြီးတီမွန်ကစိတ်တကောင်ကိုပေးရမယ့်ကိစ္စမစင်စားပဲစီးရန်ကိုသာတွင်တွင်ဖွာနေပါတော့တယ်နောက်တော့နတ်ဆရာလည်းမကြင်မနဲ့နဲ့ပြောဆိုရွတ်ခါပြန်သွားတယ်နောက်ပိုင်းရက်များမှာတော့တီမွန်တို့နေအိမ်မှာတရေတပတ်တို့လာရောက်ချောင်းလန့်မှုတွေရှိလာတယ်လူကြီးနှစ်ယောက်ကမကြောက်တော့လဲဟီမာနဲ့မာလာတို့နှစ်ယောက်ကတော့အတော်ပင်ကြောက်လန့်နေကြတယ်တညမှာတော့၎င်းတို့ညီမအိတ်တဲ့အခန်းစူးစူးဝါးဝါအော်တန်ကြရတယ်ကေကြပါဒီမှာတရေတပတ်တွေလာတက်လို့သိရပါတော့မယ်ဒီလိုအော်တန်ကြားလို့ဝင်ကြည့်တဲ့အခါမှာတော့ဟီမာဒရဲလာမှာတတိမရတော့ပါဘူးဘာဖြစ်တာလဲအခန်းထဲကိုတရေတကောင်ဝင်လာပြီးတော့ဟီမာကိုလေပင်းညစ်တက်နေတယ်ဟင်ဟီမာကိုပွေ့ယူကြည့်တဲ့အခါမှာတော့အသက်မရှိတော့တလုံးငိမ့်တက်နေတယ်ဒါကြောင့်နတ်ဆရာခေါ်ပြရတယ်ဇာလာဟီကစမ်းသက်ကြည့်နေပြီးမှတီမွန်ကိုတစ်ချက်ကြည့်တယ်မင်းကငါပြောတာကိုမှလက်မခံမဲကိုအခုတော့နတ်တွေကစိတ်ဆိုးပြီးမင်းရဲ့သမီးဝိညာဉ်ကိုနှုတ်ယူသွားပြီကဲနိုင်ကဲပြီးပါအောင်နတ်ဆရာရဲ့စိတ်တကောင်လေးပေးပါမယ်မရတော့ဘူးသူ့ဝိညာဉ်ကအပြင်ရောက်သွားပြီဆိုတော့ငါခေါ်ပြီးလည်းမရတော့ဘူးဇာလာဟီကအဲ့ဒါလိုပြောကပြန်သွားတယ်ဒီမွန်လည်းသမီးဖြစ်သူအသက်ရှင်ပြန်ရောက်စေရန်အမျိုးမျိုးကုသတော့လဲမရတော့ပါဘူး၎င်းတို့နေတဲ့ရွာမှာနတ်ဆရာသာရှိပြီးတော့ဆေးဆရာမရှိဘူးနတ်ဆရာကယောဂပျောက်ကင်းအောင်ဆေးဝါးနဲ့ကုမပေးပဲနတ်ပူဇော်တော့အလုံးလုပ်ပြီးယောဂကိုကုပေးခြင်းဖြစ်တယ်
တကယ်လို့ယောဂဖြစ်နေသူကိုစိတ်ကူပေးလိုပါကတိဘက်ကျောင်းတော်ကြီးကိုသွားကြရတယ်တိဘက်ကျောင်းတော်ကြီးရှိတဲ့နေရာကရွာနဲ့အနှင်းငယ်ဝေးတဲ့နေရာမှာရှိတယ်ထိုကျောင်းတော်ကြီးမှာရှိတဲ့တိဘက်ဘုန်းတော်ကြီးများကစေပညာလေးကျွမ်းကျင်ကြတယ်လူတကိုယ်လုံးခွဲစိတ်ကုသပေးရမှာလေးကျွမ်းကျင်ကြတယ်ဒါပေမဲ့ကြီးရွာများမှာနေကြသူတွေကတိဘက်ကျောင်းတော်ကြီးမှာတွားရောက်ကစိတ်ကူတဲ့အလုပ်ကမလွယ်ကူပါဘူးဒါကြောင့်ကြီးရွာမှာနေကြသူတွေကရွာမှာရှိတဲ့နတ်ဆရာတို့နဲ့သာစိတ်ကူကြရတယ်ယခုလည်းဟီမာဒရဲလာမှာတရေချောင်းလန့်ခြင်းကြောင့်တတိမေမျောသွားရာတတိပြန်မရတော့ပါဘူးနောက်တော့အသက်သေဆုံးသွားတယ်ဒါကြောင့်ဘလူးမှမတက်နိုင်ကြတော့လို့သူ့ဘာယာစာကုန်းမှနေတဲ့သူ့ဘာယာစာနှစ်ယောက်ကိုသွားခေါ်ကအလောင်းကိုအပ်လိုက်ရတယ်ဒီဘက်ဒေသမှာလူသေးပါကမြေမြုပ်ရန်လည်းမလွယ်မိတကြိုရန်လည်းထင်းရှားတာကြောင့်အလောင်းကိုဖြတ်ပြီးတော့လက်ထစာကျွေးတဲ့အလုပ်ကိုလုပ်ကြရတယ်အလောင်းကိုပိုင်းဖြတ်တော့ကလက်ထစာကျွေးပါကခဏချင်းမှပဲအလောင်းကပျောက်သွားတယ်ထိုအလုပ်ကိုအလောင်းဖြတ်သူလို့အမည်ပေးထားတဲ့သူ့ဘာယာစာတို့ကပြုလုပ်ပေးကြရပါတယ်ဒီဆုံးနေတဲ့အလောင်းကိုလှဲပေါ်တင်ကအလောင်းဖြတ်တဲ့နေရာကိုရအောင်ယူသွားကြတယ်အဲ့နောက်အလောင်းတင်တဲ့ကြောက်ပြားပေါ်မှာတင်ကပတ်ထားတဲ့ဝတ်တွေကိုဖယ်ပစ်လိုက်တယ်အလောင်းကိုပလက်နေထားတင်ထားတယ်ခြေလက်တို့ကိုကြိုးပြတုံအောင်ထားတယ်အလောင်းကိုခွဲပြတ်တဲ့အခါအကျော်ဆွဲကရုံးထမလာစေရန်အတွက်ကြိုးချီထားခြင်းလည်းဖြစ်တယ်အလောင်းကိုကြောက်ပြားပေါ်တင်တာနဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကြောက်တောင်များပေါ်မှာလက်ထားကြီးတွေပြန်ဝဲကဆင်းလာကြတယ်လက်ထားများကလူသေးတင်ထားတဲ့ကြောက်ပြားရှိရာနဲ့မနီးမဝေးမှာပတ်ဝိုင်းကနားကြခြင်းဖြစ်တယ်လက်ထားပြင်ကဇက်ယုံမှာပွဲကြည့်သူတွေဝိုင်းနေတာနဲ့အတော်ပင်တူတယ်လက်ထားကြီးတွေကဖြစ်တယ်လို့နားနေခြင်းမဟုတ်ဘဲနဲ့ရှားတို့အနေအမြင်လိုက်တန်းစီနားနေကြခြင်းဖြစ်တယ်တကောင်ကောင်ကနေရာမှာပြီးလာနားရင်ခေါင်းဆောင်လက်ထားကြီးကနှုတ်သီးပြစိတ်ကတတိပေးပါတယ်အဲ့နောက်သူ့ဘာယာစာတို့ကအသွားထက်တဲ့တရှိများအုံပြုတ်ကအလောင်းကိုစတင်ခွဲတယ်ခွဲစိတ်ရမှာအသားများကိုအမြောင်းလိုက်ဖြစ်အောင်ခွဲစိတ်ကြတယ်ငါချောက်ခွဲတယ်လို့ဖြစ်တယ်ပြီးမှခြေလက်တို့ကိုဖြတ်တောက်တယ်ဥကောင်းကိုဖြတ်ကခွဲစိတ်တယ်အလောင်းဝမ်းပိုက်ကိုခွဲကလက်သွင်းပြီးနှလုံးကိုရင်ဆွဲထုတ်တယ်ထိုအခါလက်သားအုပ်ထဲမှရှာတို့အကြီးဆုံးလက်သားကြီးကအတောင်တစ်ဖြက်ဖြက်ခတ်ပြီးဆင်းလာကအလောင်းဖြတ်သူပြီးတဲ့နှလုံးကိုယူကမူလနေရာကိုပြန်သွားတယ်ဒုတိယလက်သားကအသေးကိုလာယူတယ်လူသေးလောင်းမှာတွင်းကလေးစာအားလုံးကိုတစ်ခုချင်းထုတ်ယူပြီးရှာတို့အနေအမြင်လိုက်လာရောက်ယူပြီးတော့မူလနေရာကိုပြန်သွားကစားတောက်ကြတယ်တကောင်နဲ့တကောင်ကြောတက်ခြင်းလူရစားတောက်ခြင်းမျိုးမရှိဘူးရှာတို့ရှိတဲ့လက်သားတွေကဝမ်းတွင်းသားတွေရကြပြီးတော့ရှာတို့နေတဲ့လက်သားတွေကတော့အသားမြောက်သားရရှိကြတယ်နောက်ဆုံးတော့အယိုးစုသားကျန်တော့တယ်အယိုးစုတွေကိုလည်းပိုင်းချိုးပြီးနောက်ကြောက်တုံးပြထုထောင်းကတပုံစီပုံပြီးကျွေးပြန်လီရာနောက်ဆုံးအချိန်သိမ့်မကြခင်လူသေးအလောင်းတလောင်းအစာအနာပြောက်သွားပါတော့တယ်အလောင်းဖြတ်သူတို့မှာစေပညာဝါဒနာပါသူဖြစ်ပါကသေဆုံးသူဘာယောဂဖြစ်တယ်ဘလို့ကြောင့်တည်ရဲဆိုတဲ့ချက်ကိုအလောင်းဖြတ်ရင်းနဲ့လေ့လာကြည့်ရှုနိုင်ပါတယ်ယခုလဲဟီမာဒရဲလာမှာတရေတက်လို့သေဆုံးရပြီရာမိဘများကဘလို့မှမတက်နိုင်ကြတော့လို့သူ့ဘာယာစာကုန်းမှာသူ့ဘာယာစာနှစ်ယောက်ကိုခေါ်ကအလောင်းအပ်လိုက်ရတယ်သူ့ဘာယာစာနှစ်ယောက်မှာတာကရာနဲ့မာလာဝါတို့ပင်ဖြစ်ပါတယ်၎င်းတို့ကအလောင်းတယ်လာရင်းနဲ့မမျော်လင့်ပဲညီမောင်တို့နဲ့တွေ့ကဟီမာဒရဲလာလည်းတေကံမရောက်တတ်မပြောင်းဆိုသလိုကံကောင်းထောင်းမှလို့အသက်ရှင်ခွင့်ရရှိခဲ့ခြင်းပင်ဖြစ်ပါတယ်ညီမောင်တို့အဖွဲ့ပါရကားရွာမှာအဖိုးကြီးတီမွန်တို့နေအိမ်ကိုရောက်တာက2ရက်ခန့်ရှိနေပြီးမူလစီစဉ်မှာ1ရက်ခန့်နေပြီးတော့ခရီးဆက်ကြရန်ဖြစ်ပေမဲ့ရာသီဥတုမကောင်းတာကတကြောင်အဖိုးကြီးတီမွန်တို့မိသားစုကတားထားတာကတကြောင်ကြောင့်ထိုအိမ်မှာပင်ဆက်နေရခြင်းဖြစ်တယ်ဆရာကြီးတို့နဲ့တွေ့ရတာနှက်ကောင်းနှက်မြက်တွေနဲ့တွေ့ရတယ်လို့ပါပဲမဟုတ်ရင်ကျုပ်သမီးလည်းအခုလိုပြန်တွေ့ရဖို့မရှိတော့ဘူးအဖိုးကြီးတီမွန်ကဝမ်းနေဝမ်းသာဖြစ်နေရတဲ့နဲ့ပြောတယ်ဒီလိုပေါ့လေကဲတင်ပေးဖို့ကြုံတော့လေကဲပေးရတာပေါ့ဓာတ်တက်ဆရာကြီးဟာစေးဆရာတရားမဟုတ်လားဟုတ်ပါတယ်ကျုပ်သမီးလေးအသက်မသိသေးတာကိုဘလို့များသိရပါလဲဝိညာဉ်ကြိုးမပြတ်သေးတော့ရုပ်ခဏနောက်ကနေသူ့ဝိညာဉ်ကပ်ပါလာတာကိုမြင်လို့သိရပါဒါလို့ဆိုရင်ဆရာကြီးကလာမဖုံးတော်ကြီးတွေလိုတတိယမျက်လုံးရှိလို့သာဝိညာဉ်တွေကိုတွေ့မြင်နိုင်တာဖြစ်မှာပေါ့နော်ကျုပ်ကဒီဘက်ကျောင်းတော်တွေမှာပညာသင်မှုပါတယ်ဒါကြောင့်ဒီဒေသရဲ့ဓလေ့ထုံးစံတွေကိုလည်းသိပါတယ်အဲ့ဒါလို့ပြောတဲ့အခါအနားမှာရှိနေကြတဲ့မိသားစုများကပါအံ့ဩသွားကြဟန်ရှိတယ်ဒါကြောင့်ကိုဓာတ်တဲ့ဒီဒေသကိုဘလို့အကြောင်းရှိလို့ရောက်လာကြတာပါလေမယွန်းလာတောင်ကြားကမယွန်းလာကျောင်းပြက်ကြီးရှိရဲ့နေရာကိုသွားဖို့လာကြတာပါဒီကနေမဝေးတော့မဟုတ်လားမဝေးတော့ပါဘူးဒါပေမဲ့အဲ့ဒီနေရာကအန်ဒီရဲတော့များတယ်ဘလို့အန်ဒီရဲတွေရှိနေရလဲကျုပ်လည်းတိတိကျကျတော့မသိဘူးသွားတဲ့သူတိုင်းဝိညာဉ်တွေနဲ့တွေ့ပြီးသိကြတယ်လို့တော့ပြောတန်ကြတယ်ဥပန်ကောင်က
ဒီဘက်လက်ဖက်ရည်တစ်ခွက်တောင်းရင်းနဲ့ကောင်းကြီးပြလိုက်တယ်နေရာတိုင်းမှာဝိညာဉ်တွေရရှိတာပါပဲဒါထက်ကြောင်းပြက်ကြီးအတွင်းမှာရှိတဲ့ရွှေတွေကိုလိုချင်လို့လာကြတာများလားကျတို့ကရွှေတွေမလိုချင်ပါဘူးရွှေလိုချင်ရင်ဒီနေရာရောက်တဲ့အထိတော့လာစရာမလိုဘူးမြန်မာပြည်မြောက်ဖျားဒေသတွေမှာရွှေထွက်တဲ့နေရာတွေအများကြီးရှိတယ်မြစ်ဘေးချောင်းကမ်းဘေးမှာကောက်ယူရုံပါပဲဟုတ်ပါတယ်ဗရက်များနဲ့ကြောက်စိမ့်တွေလည်းတဘာဝအတိုင်းအများကြီးရှိရလို့ပြောတန်ကြဘူးတယ်ဥပန်ကောင်းကကောင်းကြီးပြလိုက်ပါတော့တယ်ဒါဖြစ်ဘာအတွက်လာကြရလဲစီးကျန်းနဲ့အကိယကျန်းတွေလိုချင်လို့လာရှာကြတာပါအတော့စွန့်စားပြီးလာကြတာပဲအဲ့ဒီနေရာတွေမှာတခြားအန္တရာယ်တွေလည်းရှိသေးတယ်ပြောပါအောင်ဒီရွာရဲ့မြောက်ဘက်နာဂရီတောင်တန်းကြီးရဲ့ဟိုဘက်မှာမွန်ဂိုလူမျိုးတွေနေကြတဲ့ရွာတွေရှိတယ်သူတို့ကမြင်းစည်းကျွမ်းကျင်တယ်လို့လေးများပြစ်တဲ့နေရာမှာလည်းအတော်ကျွမ်းကျင်တယ်ပြေးနေတဲ့သားကောင်ပြန်နေတဲ့ငှက်ကိုမြင်းစည်းနေကထိမှန်အောင်ပြစ်ခတ်နိုင်ကြတယ်လေ့ကျင့်ထားတော့လေဒီလိုပဲကျွမ်းကျင်ကြမှာပေါ့လေသူတို့ကမယွင်လာတောင်ကြားဘက်ကိုတခြားလူတွေလာတာမကြိုက်ဘူးဝိညာဉ်တွေနဲ့တွေ့ရင်သိနိုင်တယ်လို့မွန်ဂိုအုပ်စုတွေနဲ့တွေ့ရင်လည်းတက်ဖြတ်တာခံရနိုင်တယ်ဒီအတွက်တော့စိတ်မပူပါနဲ့ကျတို့ဖွဲကဝိညာဉ်တွေကိုမကြောက်တယ်လို့လေးပစ်တော်တဲ့မွန်ဂိုတွေကိုလည်းမကြောက်ပါဘူးအံ့ဩစရာပဲဒီနေ့မှာတော့သူတို့နဲ့ရှင်ပြိုင်တိုက်ခိုက်ဝဲနေသူမရှိသေးဘူးအဖိုးကြီးတီမွန်ကစေးတံဖွာရင်တကယ်စိတ်ပူနေတော့တန်နဲ့ပြောပြနေခြင်းဖြစ်တယ်ကျတို့အတွက်စိတ်မပူပါနဲ့ခ ्यू ဆိုင်ပြီးသွားကြမှာပါဒီလိုပြောမှစိတ်သက်သာရသွားဟန်ရှိပါတယ်နောက်ရက်များမှာတော့အဖိုးကြီးတီမွန်ကရွာရဲကိုလိုက်လံသတင်းဖြန့်ဝေပေးလို့ယောဂဖြစ်နေသူတို့လာရောက်စိတ်ကူးကြတယ်ရွာသားများကဥပန်ကောင်ကိုနှက်ဆေးစရာတရားလို့ထင်နေကြတယ်ထိုသတင်းကြတော့ဇာလာဟီရောက်လာတယ်မင်းကဘာကြောင့်ရွာသားတွေကိုစိတ်ကူးပေးနေရလဲငါ့လုပ်ကိုဘာဖြစ်လို့အနှောက်အယှက်ဝင်ပေးနေရလဲမကြေမနက်နဲ့ဒီလိုပြောတယ်ကျုပ်ကဆေးစရာတယောက်ပဲယောဂဖြစ်နေတဲ့သူကိုစိတ်ကူးပေးရဆန်းသလားမေးရအောင်မယ်ခမရဘာလို့လဲငါကဒီရွာကနှက်စရာဇာလာဟီပဲနှက်စရာကစိတ်ကူးမပေးဘဲနဲ့မကြေနပ်တာရှိရင်တရေတွေနဲ့ခြောက်လှန့်နေတယ်လက်ပြလွှင့်ပြီးတတိမိနေတော့ဝိညာဉ်ကိုပြန်ဝင်မရအောင်နှောက်ယှက်တဲ့အလုပ်တွေလုပ်နေရမဟုတ်လားဥပန်ကောင်ကအဲ့ဒါလိုပြောလိုက်တော့မျက်လုံးအပြူးသားနဲ့ပြန်ကြည့်နေပြီးမှမင်းဘလို့သိရလဲကျုပ်ကဂမယပညာတွေနှံ့ဆက်ကျွမ်းကျင်တဲ့ဆေးဆရာတယောက်ပဲခမည်းဘာတွေလုပ်နေရဆိုတာသိပါတယ်ဒါကြောင့်ခမည်းနှောက်ယှက်လို့အပြင်ရောက်နေတဲ့ဝိညာဉ်ကိုပြန်ခေါ်သွင်းပြီးတော့အသက်ပြန်ရှင်အောင်လုပ်ပေးနိုင်တာပေါ့မကျေနပ်ဘူးမင်းကဒီမှာအမြဲနေမှာမဟုတ်တာမင်းမရှိလဲငါ့အကြောင်းသိစေရမယ်ဒီလိုပြောဆိုကဇာလာဟီလေးပြန်သွားတယ်နေမောင်အဲ့ဒီလိုအိမ်မှာရောက်နေစဉ်ဟေမာဒရဲလာမာလာဒရဲလာတို့ညီမနှစ်ယောက်နဲ့ခင်မင်ရင်းနှီးမှုရကြတယ်သူတို့နေအိမ်နဲ့မဝေးလာတဲ့နေရာမှာတော့စမ်းချောင်းရှိပြီးကိုလက်တန့်စင်ရင်ထိုနေရာကိုလိုက်ပို့ပြီးရင်ဟေမာဒရဲလာကမေးတယ်နမည်ကဘယ်လိုခေါ်တယ်လဲငါနာမည်ကနီမောင်လို့ခေါ်တယ်နင့်နာမည်ကရောဟေမာဒရဲလာလို့ခေါ်တယ်အားလုံးကတော့ဟေမာလို့ခေါ်တယ်ငါညီမကမာလာဒရဲလာနီမောင်ကလည်းသူ့အဖေ၃ယောက်တို့ရဲ့နာမည်တွေကိုပြောပြလိုက်တယ်နင်တို့မယွန်လာတောင်ကြားဘက်ကိုဘယ်တော့သွားကြမှာလဲရာသီဥတုတာယာရင်တော့သွားမှာပါအဲဒီကပြန်လာရင်ငါတို့ရွာကိုဝင်အောင်မလာရင်တည်တည်ကြကြတော့မပြောနိုင်သေးဘူးအဆင်ပြေတယ်လို့ပေါ့ဘာဖြစ်လို့မေးရလဲနင်တို့ပြန်သွားရင်နတ်ဆရာကထပ်ပြီးတော့နှိပ်စက်အောင်မှငါသိကြောက်တာပဲနီမောင်ကဟေမမျက်နှာလေးကိုဂယုဏတက်တော့အကြည့်မျိုးဖြစ်ကြည့်လိုက်တယ်ဟေမာကလည်းမျက်နှာငယ်ကလေးနဲ့ပြန်ကြည့်နေတယ်တိတ်မကြောက်ပါနဲ့ငါတို့မရှိရင်လည်းနတ်ဆရာကမကောင်းဆိုးဝါးတွေနဲ့အနောက်ရှက်ပေးလို့မရအောင်ဆရာကြီးကအကာအကွယ်တွေလုပ်ပေးခဲ့ပါလိမ့်မယ်ဒီစကားကြတာငါဝမ်းသာလိုက်တာနင်တို့ကိုလည်းကျေးဇူးလဲတင်ပါတယ်ဒါထက်နင့်ကိုပြောစရာရှိသေးတယ်ပြောလေငါတို့ဖို့ဒီနေ့တဝိုက်မှာနတ်ဆရာလိုပဲကြောက်နေရတဲ့သူတွေရှိသေးတယ်ဘသူတွေလဲဒီဘက်ကတော့အဖွဲ့တွေပဲသူတို့ကမွန်ဂိုမျိုးနွယ်တွေပေါ့နာဂရီတောင်ရဲ့မြောက်ဘက်မှာရှိတဲ့တက္ကထရွာမှာနေကြတယ်သူတို့ကဘလို့နှိပ်စက်တာလဲသူတို့ကလူအင်အားများတယ်အတိုက်ခိုက်ကောင်းတဲ့သူတွေမြားပစ်တော်တဲ့သူတွေရှိတယ်ဒါကြောင့်သူတို့အဖွဲ့ကိုဘယ်သူမှမရှင်းနိုင်ဘူးမိမောင်ကအေးဆေးဆေးပဲနားထောင်နေရင်မှကောင်းငိတ်ပြတယ်သူတို့ကမိမကြောကြောလှလှတွေတွေ့ရင်အလွတ်မပေးဘဲနဲ့တိတ်ယူကြတယ်ဒီလိုမတရားတိတ်ယူရင်လည်းဘာမှမတတ်နိုင်ကြဘူးဒီအရက်မှာတော့မင်းမပြိုရရဲ့ဘဝကတန်မိုးမရှိသလိုပဲဘလို့ကြောင့်လဲအဲ့ဒါလိုတိတ်ယူရင်မိဘစိတ်မျိုးတွေကကြောက်တော့ကြည်နေကြရတယ်နောက်ပြီးမိမတယောက်ကယောက်ျားနှစ်ယောက်ကိုတပြိုင်နက်လက်ထပ်ပြီးတော့ပေါင်းသိရတာတွေလည်းရှိတယ်ဒီတလေးကမကောင်းပါဘူးနုစီမာရောအဲ့ဒါလိုမျိုးရှိသလားယင်မိမောင်ကခေါင်းခါပြတယ်ငါတို့စီမှာတလင်တမယာစနစ်ပဲရှိတယ်ဒီလိုမျိုးမရှိဘူးအစင်မပြေလို့လမ်းခွဲပြီးမှနောက်တစ်ယောက်ယူတာမျိုးပဲရှိတယ်တပြိုင်တည်းယူတာမရှိသလောက်ပဲဒီလိုပြောတော့မျက်လုံးအဝိုင်းသားနဲ့နားထောင်နေပါတယ်နင်တို့ညီမကချုံမောကြတယ်ဒီဘကလာမတောင်းသေးဘူးလားဘယ်နေပါမလဲငါတို့ကိုလည်းပြောတယ်ငါမိဘတွေကိုလည်းပြောတယ်ငါကလက်မခံဘူးဒါပေမဲ့ तू ကမရရအောင်ယူဖို့စူးစမ်းလာရင်ဟေမာကစကားရက်ကဝေးကိုလှမ်းကြည့်နေတယ်
သူမမျက်ဝန်းမှာမျက်ရည်စာတွေလည်းရုပ်ဝဲနေတယ်။နင်ဒီလောက်ဝမ်းနေမနေပါနဲ့။ဒီအခက်ခဲတွေရှင်းရတာမခက်ပါဘူး။ငါတို့တောင်ကြားဘက်ကပြန်လာရင်နင်းနဲ့တိုင်ပင်ပါမယ်။ဒီလိုပြောတော့မှတန်တင်စိတ်သက်သာရသွားရင်ရှိတယ်။နောက်ရက်များမှာတော့နှင်းသိမ့်မကြတော့ပဲရာသီဥတုကတာယာလာတယ်။ညီမောင်တို့ခီးထွက်ရန်ပြင်တော့အဖိုးကြီးတီခွန်က၎င်းနဲ့တားခြင်းမကင်းနဲ့လူရွယ်နှစ်ယောက်တို့ခေါ်ပေးတယ်။သူတို့ကိုကူညီပေးဖို့မင်းတို့နှစ်ယောက်လိုက်သွားပါ။ကောင်းပါပြီ။ဒီဘက်လူရွယ်နှစ်ယောက်မှာစောတိနဲ့ငမဲအောင်တို့လိုပင်တယောက်ကရက်မြင့်မြင့်တယောက်ကရက်ပူတယ်။ထန်လုံးနဲ့လူပုလေးမိတ်တာတော့ပင်ဖြစ်ပါတယ်။သူတို့နှစ်ယောက်ရောက်လာပြီးနောက်ခီးထွက်ရန်ပြင်ကြတယ်။ထိုကဖိုးကြီးတီမွန်က၎င်းသိမ်းထားတဲ့ပစ္စည်းတို့တစ်ထုပ်ကိုယူပြီးတော့ညီမောင်ကိုပေးတယ်။ညီမောင်ငါကရင်ကမွန်ဂိုတွေကိုတိုက်ခိုက်ခဲ့တဲ့တိုက်ခိုက်ရေးသမားတစ်ယောက်ပဲ။ငါများချက်နဲ့မွန်ဂိုတော်တော်များများကိုတုတ်တင်နိုင်ခဲ့တယ်။ဒါငါအမြဲကန်ခဲ့တဲ့လက်ဆွဲတော်လေးပဲ။နာမည်ကတရပါတာဓာလို့နာမည်ပေးထားတယ်။အတိတ်ပေကမြားကိုမြားပြတက်ဖြစ်အောင်ပြစ်နိုင်တဲ့လေးမျိုးပဲ။ဒီလိုပြောတာပေးလို့ညီမောင်ကယူသေးစွာရှုကထိတ်ထားတဲ့တရေအိတ်ကိုဖွင့်ကြည့်လိုက်ပါတယ်။ညိုကျိုးဖြုတ်ထားတဲ့လေးတက်လက်ပင်ဖြစ်တယ်။လေးနဲ့မြားကိုကျွမ်းကျင်စွာပြက်ခတ်နိုင်တဲ့ညီမောင်ကတော့လေးကိုကန်ကြီးယုံနဲ့လေးကောင်းတက်လက်ဖြက်ကတာမန်မဟုတ်မှလည်းသိတယ်။ညီမောင်မင်းကိုမြင်ကြတဲ့ကတာမန်လူတယောက်မဟုတ်မှငါသိပါတယ်။ဒါကြောင့်ငါရဲ့လေးကိုပေးရပါ။ကျေးဇူးတင်ပါတယ်။ထို့နောက်ဖိုးကြီးတီမွန်ကတိန်းထားတဲ့မြားဘူးကိုပါပေးပါတယ်။ညီမောင်စိတ်ထဲမှာတော့အတော်ပင်အားရှိသွားတယ်။နောက်တနေ့မှာညီမောင်တို့အဖွဲ့ခရီးထွက်သွားရာထန်လုံးနဲ့လူပူလေးမိတ်တာတို့ပါလိုက်သွားကြတယ်။၎င်းတို့လူစုခရီးထွက်သွားပြီးတော့နေ့လယ်ဘက်မှာတော့ပါရကရွာကိုမြင်းကိုစီနဲ့လူတစုရောက်လာကြတယ်။တက္ကသရွာမှာဒီဘက်ကခေါင်းဆောင်တဲ့အဖွဲ့ဖြစ်ပါတယ်။စုစုပေါင်း6ယောက်ဖြစ်ကဓာတ်နဲ့လေးများတို့ကိုစီပါလာကြတယ်။၎င်းတို့မှာပါရကရွာရောက်တဲ့အခါတခြားနေရာမသွားပဲဟီမာဒရဲလာတို့နေတဲ့အိမ်ကိုသွားကြတယ်။၎င်းတို့ရောက်လာတဲ့အခါညီမနှစ်ယောက်စလုံးကအပြင်ထွက်သွားကမေးတယ်။နင်တို့ဘာကိစ္စရှိလို့လဲ။ဟီမာဒရဲလာကလေးတမမနဲ့မေးတယ်။နေ့လေတန်းလည်းမလာကြည်လား။ဒီဘကောက်ဒီလိုဆက်ဆံတာသဘောမကျလာဘူး။နင်သဘောမကျရင်လည်းငါပြောတတ်တယ်လို့ပြောရမှာပဲ။ဒီဘကသဘောကျစွာရှိတယ်။နင်ကချစ်တဲ့မလေးတကောင်လိုပဲအတော့ကျန်တယ်။ဒီဘကလည်းဒီလိုမိန်းကလေးမျိုးမှလူချင်တာပြော့နှွေနေရမျိုးမကြိုက်ဘူး။ချစ်တဲ့တကောင်ဘလောက်ခက်ထန်နေပါစေ။လောင်ကြိုက်တဲ့ရောက်လာရင်တော့တဖြည်းဖြည်းပြော့သွားမှာပါ။ဟီမာဒရဲလာကတော့ဘာမှပြန်မပြောတော့ပါဘူး။ဒီဘကမီးဝဲတောက်လို့မတက်ဒေါသမျက်လုံးများဖြစ်ကြည့်နေပါတော့တယ်။ငါလာတာတခြားမဟုတ်ဘူး။နင်တို့အိမ်မှာရုပ်ဝေးကဧည့်သည်တွေရောက်နေရဆိုတာသတင်းကြလို့လာကြည့်တာသူတို့ဘယ်မှာလဲပြန်သွားကြပြီဒီဘကမယုံဘူးသူတို့ကဘာကိစ္စနဲ့လာရလဲငါမသိဘူးအဲ့ဒီအဖွဲ့မှာလူရွယ်3-4ယောက်ပါလာတယ်လို့သတင်းကြတယ်နင်တို့နဲ့အတိတွေလားဟီမာဒရဲလာကဘာမှပြန်မပြောဘူးဘသူတွေဖြစ်ဖြစ်စိတ်ဝင်စားပါဘူးနင်တို့နဲ့မပတ်သက်ရင်ပြီးရပဲငါသဘောနဲ့ငါပတ်သက်ခြင်းပတ်သက်မှာပေါ့နင်နဲ့ပါဆိုင်လို့လဲဆိုင်တာပေါ့နင်ကငါလက်ထပ်ဖို့ရည်စူးထားတဲ့သူပဲနင်ကိုဘသူမှထိလို့မရဘူးတခြားသူတွေနဲ့ပတ်သက်တာလည်းငါမကြိုက်ဘူးတကယ်လို့ပတ်သက်လာရင်လည်းအဲ့ဒီလူကငါရန်သူပဲသူ့ကိုတေလန်းပို့ပြီးတော့ငါလွဲပြီးတော့တခြားမရှိဘူးထိုစကားကြတော့ဟီမာဒရဲလာကအန်ကိုတင်းတင်းကြိတ်ထားပါတယ်ငါသွားတော့မယ်ဒီနေ့မကုန်ခင်မှာနင့်ကိုလာတောင်းယူမယ်အစင်းသက်ပြင်ထားပါနင်ကငါ့ကိုတာမန်မင်းကလေးတယောက်ထင်ပြီးတော့လွယ်လွယ်ရမယ်ထင်နေရလားနင်ငါ့ကိုအသက်ရှင်ရနဲ့ရဖို့စိတ်မကူးလေနဲ့တွေးကြမှာပေါ့ဟီမာရဲ့လောင်ကြိုက်တဲ့ရောက်နေရင်သာနှင့်ချိုးတွေပြောင်းမသွားစေနဲ့ဒီလိုပြောကဒီဘကားတို့လူဆိုကချမ်းဝါကနေပြန်ထွက်သွားကြတယ်ဟီမာဒရဲလာမှာနေရာမှာရက်နေရင်နဲ့မျက်ရည်များဝိုင်းတက်လာတယ်တိဘက်ဒေသမှာရွေးချယ်ခွင့်မရှိတဲ့မိန်းကလေးတယောက်ရဲ့ဘဝကတနာစရာကောင်းတဲ့ဘဝမျိုးဖြစ်ပါတယ်မယွန်းလာတောင်ကြားရှိတဲ့နေရာမှာနာဂရီတောင်တန်းကြီးရှိတဲ့နေရာနဲ့မဝေးလာဘူးဂူကြီးမြို့ဟောင်းနဲ့လည်းမဝေးလာပဲတစ်ဆက်သေးသွားလာလို့ရနိုင်တယ်ရှေးခါကမြို့တော်ဖြစ်ခဲ့မှုတဲ့ဂူကြီးမြို့ဟာယခုအခါမှာတော့နေထိုင်သူမရှိတော့တဲ့မြို့ပြကြီးဖြစ်နေခဲ့ပြီဇဒါဒေသအတွင်းနာဂရီတောင်ကျောပေါ်မှာတည်ရှိတဲ့ဂူကြီးမြို့ဟောင်းမှာ900စုနှစ်လောက်ကပင်မြို့တော်ဖြစ်ခဲ့ပြီးတော့မွန်ဂိုရီလာရောက်တိုက်ခိုက်မှုကြောင့်မြို့ပြတ်ခဲ့ရခြင်းဖြစ်တယ်မြို့တော်ကြီးကောင်းစားစဉ်ကဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်သူများတာကြောင့်ဇေဒီပထိုးများစွာရှိခဲ့တယ်ယခုအခါကြောက်ပုံအပြိုပြက်များသာရှိပြီးတော့တယ်မယွန်းလာတောင်ကြားမှာထိုနေရာနဲ့မဝေးလာဘူးမယွန်းလာတောင်ကြားအတွင်းမှာတိဘက်ကျောင်းတော်ကြီးရှိခဲ့ရာမယွန်းလာကျောင်းတော်ကြီးလို့ပင်ခေါ်ဝေါ်ကြတယ်အဲဒီကျောင်းတော်ကြီးမှာ900စုနောက်ပိုင်းမှာပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီးတော့တန္တရအယူဝါဒကျင့်သုံးတဲ့အုတ်ထုံနေဆောင်တဲ့တိဘက်ဖုံးတော်ကြီးများတရင်သုံးတဲ့ကျောင်းတော်ကြီးဖြစ်ခဲ့တယ်တန္တရအယူဝါဒမှာလောကုတ္တရာစာပေများသင်ကြားခြင်းထက်လောကီကျိုးစီးပွားတိုးတက်စေတဲ့ပညာများကိုသာသင်ကြားပေးကြတယ်ဂါရမန္တန်နဲ့သက်ဆိုင်သောပညာဘူရာဝဟနာနဲ့သက်ဆိုင်တဲ့ပညာရွှေကိုလိုတလိုအသုံးပြုနိုင်တဲ့အကိယပညာများအပြင်လေးများဖြစ်တဲ့အတက်ဓာတ်ကုန်လှန့်ထိုးအတက်မြင်းစည်းသောအတက်များကျွမ်းကျင်ကြတယ်ရန်သူနဲ့တိုက်ခိုက်တဲ့အခါရုပ်ပြောင်းနံခွာအတက်ပညာနဲ့
တိုက်ခိုက်သောပညာများတက်ကြွကြတယ်။ဒါကြောင့်ထိုခေတ်ထိုချိန်ကလူကြိုက်များတဲ့အတတ်ပညာတွေဖြစ်ခဲ့တယ်။ရွှေကိုပြုလုပ်နိုင်လို့ကြီးမားတဲ့ဗုဒ္ဓရုပ်ပွားတော်ကြီးကိုရွှေသားနဲ့တုံးလုပ်ထားသလိုကျောင်းတစ်ကျောင်းလုံးမှာအသုံးပြုတဲ့သုံးဆောင်ပစ္စည်းများကိုရွှေသားနဲ့ပြုလုပ်ထားတယ်။မယွင်လကျောင်းတော်ကြီးပျက်စီးသွားခဲ့တာကနှစ်တော်ကြာခဲ့ပြီ။ကျောင်းပြက်ကြီးအတွင်းမှာရွှေသားရုပ်ပွားတော်တဆူနဲ့ရွှေနဲ့ပြုလုပ်ထားတဲ့သုံးဆောင်ပစ္စည်းများဒီဘက်ဖုံးတော်ကြီးတွေအသုံးပြုခဲ့တဲ့အစီရင်ပြုလုပ်တဲ့ကျန်းတွေဂါရမန်တန်တွေရွှေပြည့်ပြုလုပ်နိုင်တဲ့အက္ခရာကျန်းတွေကျန်ခဲ့တယ်။ထိုပစ္စည်းများကိုအလိုရှိရာကြောင့်လာရောက်ရှာဖွေသူတို့လည်းရှိပါတယ်။ဒါပေမဲ့၎င်းတို့အလိုရှိတဲ့ပစ္စည်းများမရဘဲနဲ့အသက်သေးကြရတာကများတယ်။တွားရောက်ကြသူတိုင်းမပြန်လန်းကိုရောက်ကြရလို့နောက်ပိုင်းထိုနေရာကိုလာဝင့်သူမရှိသလောက်နေပါသွားတယ်။ယခုထိုနေရာကိုလူတစုရောက်လာကြတယ်။ဥပန်ကောင်းတဲ့နီမောင်တို့ဥဆောင်လာတဲ့ခီးသွားအဖွဲ့ဖြစ်တယ်။ထိုနေရာရောက်တဲ့အခါခီးတစ်ထောင်နာကချင်းတွေကိုကြည့်ကြတယ်။အဘကျောင်းတိုက်ကြီးကဘယ်နေရာမှာရှိရလဲ။ကြော်စွာမိလိုက်တယ်။ဒါမယွင်လတောင်ကြားပဲ။ကျောင်းတိုက်ကြီးကဒီတောင်ကြားရဲ့အတွင်းပိုင်းမှာရှိတယ်။ဘယ်လိုဝင်ကြမလဲ။ဆရာကြီးသူရစားနဲ့တွေ့တော့ကအန်ဒီရရှိနိုင်တဲ့နေရာတွေကိုပြောပြလိုက်တယ်။ဘယ်နေရာတွေလဲ။အရှိဘက်ကဝင်စကောမှတက်ပညာနဲ့တက်ဆင်ထားတဲ့ဓားလံမြားတွေရှိတယ်။အနောက်ဘက်လမ်းမှာအစိပ်ပြင်းတဲ့အနက်ရောင်ခီမီကောက်တွေရှိတယ်။ဘလောက်များတလဲဆိုရင်သူတို့ထွက်လာရင်တောင်ကြားတစ်ခုလုံးအနက်ရောင်ပြောင်းသွားတာတဲ့။ကြောက်စရာပဲ။စောတီနဲ့ငမိန်အောင်တို့ကပြောတယ်။ထိုအခါနေမောင်းကမေးတယ်။ဒါဖြစ်ဘယ်လန်းကဘလို့ဝင်มาလဲဖ။အပေါ်ကຫນွေကျိုးတွေနဲ့ခိုးစင်းကြမှာလား။ဒီလိုစင်းတာအန်တယ်များပါတယ်။အောက်ရောက်တော့မှຫນွေကျိုးတွေကိုတယောက်ယောက်ကလာယူသွားရင်ပြန်တက်လို့မရဘဲနဲ့တောင်ကြားထဲမှာတက်တက်လုံးနေရမှာပေါ့။ဒါထားဖြစ်အရှိဘက်လန်းကပဲရအောင်ဝင်ရမယ်။နည်းနည်းတော့စုံစားရမှာပေါ့။မင်းတို့တင်ထားတဲ့တမန်ကြားမော်ပညာကိုဒီနေရာမှာအသုံးချတန်ချမှာပေါ့။ခဏတော့နားကြမယ်။ဒီလိုပြောကကြောက်တုံးကြောက်ဆောင်များရှိရဲ့နေရာတစ်ဝိုက်မှာခိတ္တဝနာကပါလာတဲ့စားတောက်တွေကိုစားတောက်ကြတယ်။အဖိုးကြီးတီမွန်တို့အိမ်မှာထည့်ပေးလိုက်တဲ့စားတောက်တချို့ပါလာလို့အတော်ပင်အစီပြေတယ်။ဇော်ထီနဲ့ငမဲအောင်တို့ကမီးဖို့ရန်ပြင်းတော့လူပူလေးမိတ်တာကအနားလာကပြောတယ်။မီးမမွေးနဲ့အန်ဒီရရှိတယ်။ဘလို့အန်ဒီရလဲ။မွန်ဂိုတွေကဒီတောင်ကြားတစ်ဝိုက်ကိုလာတာမကြိုက်ဘူး။မီးကိုငွေ့မြင်သူတို့ချက်ချင်းရောက်လာပြီးတော့တိုက်ခိုက်ကြလိမ့်မယ်။ဒီလိုပြောလို့မီးမမွေးတော့ပဲရှိရတာစားတောက်ကြပါတယ်။ဒီလိုစားတောက်နေကြစဉ်အဝေးမှလာနေတဲ့မြင်းခွာတန်တက်တဲ့ကိုကြားရတယ်။သူတို့လာနေပြီ။ကြောက်တုံးကြောက်ဆောင်ရဲ့ကြားမှာအတန်မထွက်ပဲနဲ့ပုံနေလိုက်ကြပြီတော့ထန်းလုံးကပြောလို့ကြောက်တုံးကြောက်ဆောင်နောက်ကိုဝင်ရောက်နေလိုက်ကြတယ်။မြင်းခွာတန်ကြားပြီးခဏချင်းမှပင်ထိုနေရာတစ်ဝိုက်ကိုမြင်းစီသမား9ယောက်ရောက်လာတယ်။ဒီဘက်ကခေါင်းဆောင်လာခြင်းဖြစ်ကနောက်မှာပါလာတဲ့လူများကတပည့်တွေဖြစ်ကြတယ်။၎င်းတို့ကထိုနေရာတစ်ဝိုက်ကိုမြင်းနဲ့အခောက်အခါကပတ်ကြည့်ကြပြီးအချင်းကြီးမထူးတော့မှတခြားနေရာကိုပြန်လှည့်သွားကြတယ်။အတန်ကြာမှမြင်းခွာတန်တွေပျောက်ကွယ်သွားတော့မှအပြင်ကိုပြန်ထွက်လာကြပါတော့တယ်။ဘသူတွေလဲမိမောင်ကမေးတယ်။ခေါင်းဆောင်လာတာဒီဘက်ကပဲ။သူတို့ကနာဂရီတောင်ရဲ့မြောက်ဘက်တက္ကထရွာမှာနေကြတယ်။ဘာကြောင့်ဒီနေရာသိမ့်ပိုက်ထားရလဲ။ကျောင်းပြက်ကြီးတွေကရွှေတွေကိုယူချင်နေကြတယ်။အခုချိန်ထိလည်းဝင်ယူလို့မရသေးဘူး။ဒါပေမဲ့ဒီနေရာကသူတို့နဲ့သက်ဆိုင်တဲ့နေရာဖြစ်လေတော့တခြားသူတွေကိုလာခွင့်မပေးဘူး။ထန်းလုံကပြောပြပါတော့တယ်။နောက်ပြီးသူကငါတို့ရွာကမင်းကလေးတယောက်ကိုသဘောကျနေတော့မကြာခဏလာပြီးအနောက်ရှက်ပေးနေတယ်။ဘာတူလဲဟီမာဒရဲလာသူစကားကိုကြားတဲ့ကနေမောင်စိတ်ထဲမှာဟီမာဒရဲလာပြောလိုက်တဲ့စကားတွေကိုပြန်လဲသတိရလာတယ်။အချိန်ကနေ့လယ်ဘက်ကိုရောက်လာပြီ။နေအောင်ကြီးကြောင်တောင်ကြားအတွင်းမှာလင်းအောင်တချို့ရလာတယ်။ဥပန်ကောင်းပြီးတော့ကောင်းကြီးပြလိုက်တယ်။ညီမမင်းဝင်ပါလား။ဥပန်ကောင်းက၎င်းရဲ့လွယ်အိတ်ထဲမှာမှတ်သားထားတဲ့အချက်တွေကိုထုတ်ကြည့်ပြီးမှပြောတယ်။ဒီတောင်ကြားထဲမှာဓာတ်ဆက်လန့်ဆက်နဲ့မြားဆက်တွေတက်ထားတယ်။ထောင်ကျောက်တွေရှိတဲ့နေရာမှာကျောက်စစ်တုံးတွေရှိတယ်သတိထားပါ။ကောင်းပါပြီ။ကျောက်စစ်တုံးတွေပေါ်မှာဘောရီတထခါရာတော်ကိုကြောက်တုံးတတုံးမှာတလုံးရေးထားတယ်ဒီလိုပြောပြတယ်။ဘောရီတထခါရာဆိုတာကဘယ်ခါရာလဲ။တန်တရာဂိုင်းဝင်တွေအသုံးပြုတဲ့အောင်မဏိပရမေဟုံဆိုတာဘောရီတထခါရာပဲ။ကြောက်တုံးတတုံးချင်းပုံမှာအဲ့ဒီခါရာရဲ့စလုံးတလုံးစီရေးထားတယ်။ဟုတ်ကဲ့ခါရာမှာတော့စလုံး6လုံးပါတယ်။ကြောက်တုံး6တုံးပေါ်မှာရေးသားထားတယ်။အဲ့ဒီကြောက်တုံးတွေကိုမထိမိမနှင်းမိစေနဲ့တခြားနေရာကတတိနဲ့သွားပါ။တူတူကြကြအတန်ကြားပြီဆိုတာနဲ့မိဖို့တော့ဝစ်ချလိုက်ပါဟုတ်ကဲ့နောက်တစ်ခုကမင်းအတွင်းကိုရောက်တာနဲ့ထောင်ချောက်တွေကိုဖျက်ခဲ့ပါဒါမှနောက်ကနေငါတို့ဝင်လိုက်လာလို့ရမယ်တတိထားနော်စိတ်ချပါဗျကျွန်တော်လုံနိုင်ပါတယ်ထို့နောက်နီမောင်ကလွှဲထားတဲ့လေးနဲ့မြားဖို့ကြော်စွာအားပေးထားခဲ့ကဓာတ်တလက်ကိုသာယူပြီးတော့တောင်ချလန်းတွင်ဝင်ရန်ပြင်းနေဘာမီနဲ့အင်ဂျီကိုတေးတေးတက်ပြင်းကနှစ်ဖူးမှာတည်ရပြားနဲ့စီးထားတယ်လက်တစ်ဖက်ကဓာတ်အုပ်ကိုင်ကပါဇက်မှအော်မဏိပရမီဟုံဆိုတဲ့ကားရာကိုတိုးတိုးရွတ်ဆိုနေပါတော့တယ်။နောက်တော့ယတနာ3ပါးနဲ့မိဘဆရာတို့ကတော့တယ်
တောဆောင်နဲ့တောင်ဆောင်နဲ့ကျောင်းတော်ကြီးနဲ့သက်ဆိုင်ကြတဲ့မကြွမလောပုဂ္ဂိုလ်တို့ကိုရီမန်းကမေတ္တာပို့ပေးပြီးတော့တောင်ကြားလမ်းဝင်ပေါက်ရှိရာကိုရှောက်သွားကအခြေအနေကိုကြည့်ပါတယ်။တောင်ကြားလမ်းမှာတော့မကျေလာဘူး။အပေါ်မှာနေအောင်တချို့ဖြာဆင်းကြနေလို့အလင်းရောင်ရှာနေကကောင်းစွာမြင်ရတယ်။တောင်ကြားအတွင်းမှာပင်ကိုမြင်တွေရှုပ်ထွေးနေရကိုမြင်ုံနဲ့လူဝင်ရောက်မှုမရှိတာကြပြီဖြစ်ကြောင်းသိနိုင်တယ်။ဒါကြောင့်ကျမ်းပြင်ပေါ်မှာလည်းကြောက်တုံးကြောက်ခဲများနဲ့အတူပြန်ကျင်းနေတဲ့လူအယိုးစုတချို့တွေ့ရတယ်။နေမောင်ကပါဇက်မကာရာကိုမပြတ်ရွတ်နေရင်တောင်ကြားအတွင်းကိုစဝင်တယ်။ဝင်စမှာတော့ဘာမှမထူးခြားဘူး။အတွင်းရောက်နေစဉ်တခြားကဘာတစ်ခုရောက်နေတယ်လို့ဖြစ်နေတယ်။ပိတ်နေတဲ့ပင်ကိုမြင်တို့ကိုလက်နဲ့ဖဲလိုက်စဉ်နားထဲမှာပန်းကားလေးတန်လို့အတန်ကြားလို့ထွေထွေထူးထူးမစင်းစားတော့ပဲမြေပေါ်ကိုဝှက်ချပေးလိုက်ပါတော့တယ်။မရှိမနှောင်းမှာပဲနားထဲမှာဝှီကနေအတန်ကြားလိုက်ရပြီးတော့အပေါ်မှာတစုံတစ်ခုဖြတ်သွားတာကိုရိတ်ကနေသာမြင်လိုက်ရတယ်။ဓာတ်ဆက်ဖြစ်တယ်။တကယ်လို့သာကြောင်မိရက်နေပါကခဏကိုထပ်ပိုင်းပြက်နေလောက်ပြီ။ခလုတ်ကိုထိမိလို့ဓာတ်ဆက်ကဝင်သွားလိုက်ပြန်ထွက်လာလိုက်နဲ့မရက်တော့ပါဘူး။ကြည့်လိုက်တော့နဘေးမှာရှိနေတဲ့ကြောင်နရံအပေါက်တွင်းကိုဝင်သွားလိုက်ပြန်ထွက်လာလိုက်ဖြစ်နေခြင်းဖြစ်တယ်။ညီမောင်ကအပေါက်နဲ့ရွေတော့ကြောက်တုံးတုံးနဲ့အပေါက်ဝကိုပြက်ပေါက်လိုက်တော့မှအပေါက်ပိတ်သွားကဓာတ်ဆက်ထွက်မလာတော့ဘူး။ထိုနေရာမှဆက်သွားရတနေရာရောက်တော့ကြောက်တုံးတုံးပေါ်မှာတက္ကရာဘာသာနဲ့ထွင်းထားတဲ့စက်လုံးကိုအရင်တွေ့ရတယ်။အုံဆိုသောစက်လုံးဖြစ်ပါတယ်။ညီမောင်ကထိုးကြောက်တုံးကိုလက်နဲ့ဖိကရှေ့ကိုခုံရှောင်ထွက်သွားတယ်။စက်ကရိယာမှာလှုပ်ရှားသောအတန်နဲ့မရှိမနှောင်းမှာပင်လှန်တိုးလှန်ရှိန်များထွက်လာကစောစောကသူ့ရဲ့နေရာတစ်ဝိုက်ကိုလာရောက်ဆိုင်ဝင်နေတယ်။လန်တွေကတစ်ချိန်သာထွက်လာပြီးရက်တန့်သွားတယ်။နောက်တနေရာမှာတော့မအခရာကိုတွေ့ရတယ်။မအခရာရှိရဲ့ကြောက်တုံးကိုထိပြီးတာနဲ့နီမောင်ကထိုနေရာနဲ့ဝေးသောနေရာရောက်အောင်ခုံထွက်ကမြေပြင်ပေါ်ကိုဝစ်ချလိုက်တယ်။မရှိမနှောင်းမှာပင်တနေရာမှများတယ်များထွက်လာတယ်။ဘယ်နေရာမှထွက်လာတဲ့ကိုမမြင်လိုက်ရပဲ။ကျောင်းနေရာများကိုတွားရောက်ထိမှန်ကြတယ်။ခဏကြာတော့ရက်သွားတယ်။ဒီရောမှရှေ့ကိုဆက်သွားလေရာနောက်နေရာများမှာလည်းအုံမနိပတမေဟုံးဆိုတဲ့ဂါရာအတိုင်းအခရာများကိုတွေ့ရပါတော့တယ်။ထိုအခရာများရေးသားထားတဲ့ကြောက်တုံးများထိမိတာနဲ့ဓားလံများစတဲ့လက်နက်တွေထွက်လာကြတယ်။ထိုအန်ဒီရဲ့များကျော်လွှားခဲ့ပြီးနောက်တောင်ကြားလေလောက်မှာရှိတဲ့မယွင်လကျောင်းပြက်ကြီးရှိတဲ့နေရာကိုရောက်သွားတယ်။သူရောက်သွားတဲ့နေရာမှာဝင်ပေါက်ဖြစ်တယ်။ကြောက်သားနေရာမှာထွန်းထူထားတဲ့ကြောက်တိုင်ကြီးများနဲ့ရှိခဲ့အဆောင်ပုံသဏ္ဍာန်မျိုးတွေ့ရတယ်။တချို့နေရာတွေကပြိုကျပျက်စီးနေပြီ။ဒါပေမဲ့လေးကွယ်မိုးကွယ်ရာတောင်ကြားအတွင်းမှာရှိလို့တချို့မှာအကောင့်တိုင်းပင်ရှိနေပါသေးတယ်။နီမောင်ကျောင်းပဝကိုရောက်တဲ့အခါအပဝမှာရက်ကြည့်နေသူတယောက်ကိုတွေ့ရတယ်။အုတ်ထုံနေဆောင်ထားတဲ့တိဘက်ဖုံးကြီးတစ်ပါးပင်ဖြစ်တယ်။၎င်းကနီမောင်ကိုအတော်ကြောင်ကြည့်နေပြီးနောက်တော့အတွင်းကိုလှည့်ဝင်သွားပါတယ်။နီမောင်ကထွေထွေထူးထူးစဉ်းစားမနေတော့ပဲနောက်မှစောင့်နေသူများအချက်ပြလိုက်ရှာဝင်လိုက်လာကြပါတော့တယ်။နောက်မှလိုက်လာသူတွေကနီမောင်ပြောပြပေးတဲ့လမ်းအတိုင်းဝင်လိုက်လာကြရာအန်ဒီရဲ့ကင်းစွာနဲ့ကျောင်းပဝကိုရောက်လာကြတယ်။အချင်းနေပါထူလဲကျွန်တော်ဒီနေရာရောက်တော့ကျောင်းပဝမှာရက်နေတဲ့တိဘက်ဖုံးကြီးတစ်ပါးကိုတွေ့လိုက်ရတယ်။ဝိညာဉ်ဖြစ်မှာပေါ့။ကျောင်းတိုက်ကြီးပျက်စီးသွားတာနှစ်ပေါင်းတော်ကြာခဲ့ပြီဖြစ်ပေမဲ့သူတို့ရဲ့ဝိညာဉ်တွေကဒီနေရာမှာရှိနေကြသေးရဖြစ်မှာပေါ့။ကဲအထဲလေးကိုဝင်ကြည့်ရအောင်။ဒီလိုပြောကကျောင်းပဝမှာအတွင်းကိုဝင်ကြတယ်။မယွင်လကျောင်းတိုက်ကြီးမှာကြောက်သားကြောက်တိုင်များဖြစ်လို့နှစ်ပေါင်းအတော်ကြာတဲ့ထင်မပြတ်မစည်းပဲရှိနေခြင်းဖြစ်တယ်။အတွင်းမှာအခန်းပေါင်းများစွာရှိနေပြီးတော့တချို့အခန်းတွေကလည်းပြိုကျနေပါပြီ။တချို့နေရာများမှာတော့ရှေးလက်ရာနဲ့ပြုလုပ်ထားတဲ့လက်ရာများနဲ့နေရန်ပေါ်မှာရေးသားထားတဲ့ပကြီးကားတချို့လည်းတွေ့ရတယ်။ပကြီးကားချက်တွေကရှေးခါကတိဘက်တို့ရဲ့လူနေမှုဘဝကိုအခြေအနေတွေကိုဖော်ပြထားတယ်။ဒီနေရာတကယ်ကိုတန်မိုးရှိတဲ့နေရာပဲနှစ်ပေါင်း2000ကျော်လောက်ကတိဘက်တွေရဲ့ဘဝအခြေအနေတွေကိုဒီမှာတွေ့ရတယ်။ဥပန်ကောင်ကတူတူပြောတယ်။ဒီနေရောက်တော့ပိတ်ထားတဲ့တကားချက်ကြီးကိုတွေ့ရတယ်။ကျော်စာစောတိငမရောက်တို့ကတွန်းဖွင့်ကြည့်ရာနင်းနေမှမလုပ်ပါဘူး။သူတို့ခွင့်မပေးရင်ဘယ်တကားမှဖွင့်လို့ရမှာမဟုတ်ဘူး။ဖွင့်ရင်အန်ဒီရနဲ့တွေ့ရမှာပဲ။ဒီတော့ဘယ်လိုလုပ်ရမလဲ။တက်ဆိုင်သူတွေကိုခွင့်တောင်းရမှာပေါ့။သူတို့ဝင်ခွင့်ပေးရဲ့အခန်းတွေကိုတော့ဝင်ခွင့်ရမှာပေါ့။ဒီလိုပြောကဥပန်ကောင်ကတက်ဆိုင်ရာဝိညာဉ်များထံမှခွင့်တောင်းနေတယ်။ဒီကျောင်းတိုက်ကြီးအတွင်းမှာရှိကြတဲ့ဝိညာဉ်အပေါင်းတို့ဒီကျောင်းတိုက်နဲ့တက်ဆိုင်သူအပေါင်းတို့ဒီလိုရွတ်ဆိုတဲ့အခါလေတူးတန်လိုအတန်တချို့ပေါ်လာတယ်။ကျွန်တော်တို့အားလုံးဒီကျောင်းတိုက်အတွင်းမိသည့်အရာကိုမှမဖြတ်စည်းပါခွင့်မပေးသောပစ္စည်းများကိုလည်းမယူပါဘူး။ဒါကြောင့်ကျောင်းတိုက်အတွင်းကိုဝင်ခွင့်ပေးကြပါ။ဒီလိုတိုင်တယ်ရွတ်ဆိုပြီးခဏကြာတဲ့အခါပိတ်ထားသောတကားချက်ကြီးကတကြွကြွနဲ့ပွင့်လာပါတော့တယ်။တကားပွင့်သွားတော့အပဝမှာအုတ်ထုပ်ဆောင်ထားတဲ့တိဘက်ဖုံးတော်ကြီးတစ်ပါးရက်နေတာတွေ့ရတယ်။ဒီနေရာကိုဘာတွက်လာရလဲ။လိလာကြည့်ရှုဖို့လာတာပါ။ဒီနေရာကဘသူ့မှလာခွင့်မပေးရနေရပဲ။ရွှေတွေကိုအလိုရှိလို့လာတာလား။ရွှေတွေမယူလို့ပါ။ဓာတ်ဖြစ်ဘာလို့ရှိရလဲ
စေးကျန်းနဲ့အကိယကျန်းတွေကိုလေ့လာလိုပါတယ်လေ့လာကြည့်ရှုခွင့်ပေးပါကောင်းပြီဘယ်ရာကိုမှမယူဘူးလို့ကတိပေးရင်တော့လေ့လာကြည့်ရှုခွင့်ပေးမယ်ဒါပေမဲ့စောက်ရှောက်နေတဲ့ဝိညာဉ်တွေနဲ့တော့တိုက်ခိုက်ရပြီလိမ့်မယ်ကျွန်တော်တို့မှာတိုက်ခိုက်ဖို့လက်နက်မပါပါဘူးဒီကျောင်းတိုက်ကြီးရဲ့တနေရာမှာလက်နက်တွေထားတဲ့နေရာရှိတယ်ကြိုက်တဲ့တက်ရလက်နက်ကိုယူပြီးတိုက်ခိုက်နိုင်တယ်ကောင်းပါပြီမင်းတို့ဘွဲ့မှာတိုက်ခိုက်မှုစွမ်းရည်မြင့်တဲ့သူတွေပါတယ်အရှိဘက်တောင်ကြားလမ်းကိုအန္တရာယ်မရှိပဲဝင်လာနိုင်ကြတဲ့ကငါတို့သိတယ်ဒီဘက်ဖုန်ကြီးကနီးမောင်တစ်ချက်ကြည့်လိုက်ပါတယ်သူတို့နဲ့တိုက်ခိုက်လို့အောင်မြင်တော့တင်တို့လေးလာခြင်းနဲ့ကျန်းတွေကိုငါတို့ကလေးလာခွင့်ပေးပါမယ်ဘယ်နေရာမှာရှိရပါလဲဒီကနေတက်တဲ့သွားရင်ဖျားကန်ရောက်မယ်ကဘာပေါ်မှာအကြီးဆုံးရွှေသားဆက်နဲ့သုံးလုံထားတဲ့ဗုဒ္ဓရုပ်ပွားတော်ကြီးကိုဖူးခွင့်ပေးမယ်ကျေးဇူးတင်ပါတယ်အဲဒီကဆက်သွားရင်တော့လက်နက်တွေထားတဲ့အခန်းကိုတွေ့မယ်အဲဒီမှာရှိတဲ့လက်နက်တွေကိုယူခွင့်ပေးပါတယ်ရွှေတွေလည်းတင့်တယ်လောက်ယူသွားကြပါကောင်းပါပြီအဲ့ဒီခန်းကိုကြော်သွားရင်မြေအောင်စင်းနဲ့လှေကောက်တွေ့ရမယ်မြေအောင်ခန်းရောက်ရင်တင်းတို့လေးလာခြင်းနဲ့စေးခြင်းနဲ့အကိယကျန်းတွေကိုလေးလာလို့ရပါပြီအခုလိုပြောပြပေးတာကျေးဇူးတင်ပါတယ်ဥပန်ကောင်ကလက်အုပ်ချီပြီးအယူသေးပေးလိုက်ရာတိဘက်ဖုန်ကြီးကလက်အုပ်ချီလေးအယူသေးပေးလို့ညီမောင်တို့လူငယ်6ယောက်ကလက်အုပ်ချီပြီးအယူသေးပေးလိုက်ကြတယ်ကနကြတဲ့ကကျောင်းပေါဝမှာရက်နေတဲ့တိဘက်ဖုန်ကြီးမှာဖြတ်ခနဲပျောက်သွားပါတယ်ညီမောင်တို့လည်းပွင့်နေတဲ့တကားမှာအတွင်းကိုဝင်သွားကြတယ်အတွင်းရောက်တော့ဘုရားကန်းရှိတဲ့နေရာရောက်သွားကြတယ်အတွင်းမှာရွှေသားရုပ်ပွားတော်ကိုမတွေ့ရပါဘူးရွှေသားရုပ်ပွားတော်ကိုမတွေ့ရပါလားသက်ဆိုင်သူတွေကခွင့်ပေးထားတာပဲဖူးခွင့်ရမှာပါဥပန်ကောင်းကပြောရင်ရှေ့မှာထိုင်ကဖျားစင်ရှိတဲ့နေရာဘက်ကိုကတော့လိုက်လို့ညီမောင်တို့ကပါဥချလိုက်ကြတယ်ကတော့ပြီးပြန်မောလိုက်တဲ့အခါပလင်ပေါ်မှာရွှေသားရုပ်ပွားတော်ကြီးတစုကိုဖူးတွေ့ရတယ်အပြင်ဘက်မှာဝင်နေတဲ့အလင်းရောင်တို့ကြောင့်ရွှေရောင်တဝင်းဝင်းတောက်ပါနေတယ်ဖျားကတော့ကြပြီးဆက်ရှောင်လာကြရာတနေရာကိုရောက်တဲ့အခါလက်နက်မျိုးစုံတို့ထားတဲ့အခန်းရှိရာကိုရောက်သွားကြတယ်ထိုအခန်းတွင်းမှာတော့ဒုတ်တူဓာတ်ရှိလန်တိုလန်ရှိဓာတ်မျိုးမျိုးနဲ့လီးများလက်နက်မျိုးစုံတို့ကိုတွေ့ရလို့လူငယ်တွေကတင့်တော်တဲ့လက်နက်တွေကိုယူကြတယ်မမျော်လင့်ပဲအဲ့ဒါလိုလက်နက်များကိုရှာလို့အတော်ပင်အားရှိသွားကြတယ်ထိုနေရာမှာဆက်လျှောက်သွားကြတဲ့အခါမှာတော့မြေအောက်ကိုဆင်းတဲ့ကြောင်းလီကားတို့ကိုတွေ့ကြရပါတယ်အသုံးမပြုတာကြားခဲ့ဟန်ဖြင့်ပိုးချီမြင်များပိတ်ဆေးနေကြပါတော့တယ်ပင်ကိုမြင်ပိုးချီမြင်များကိုရှင်းလင်းကအောက်ကိုဆင်းသွားကြတယ်မြောက်ခန်းအတွင်းမှာအလင်းရောင်မရှိတော့တာကြောင့်မှောင်မဲနေတယ်အားလုံးရက်တန့်ကချင်းနေကြည့်နေစမှာပင်နေရမှာစိုက်ထောင်ထားတဲ့မိတိုင်များကတတိုင်မိတတိုင်မီးလင်းလာရာအလင်းရောင်ရလာတယ်အလင်းနေရာမှာတော့ကွက်လက်ကျဲတစ်ခုရှိတယ်ညီမောင်တို့ရက်ကြည့်နေစဉ်စကားပြောတန်လို့ရေးတန်လို့အတန်တချို့ကြားလာရပြီးတော့ခဏကြာမှတော့ပိတ်ထားတဲ့အခန်းများမှာတကားတွေပွင့်သွားကလက်နက်များကင်ထားတဲ့တိဘက်ဖုံးတော်ကြီးတွေထွက်လာကြတယ်ဥပန်ကောင်ထန်းလုံးလူပူလေးမိတ်တာတို့ကနောက်ကိုဆုတ်သွားကညီမောင်ကျော်စွာစောတိငမဲအောင်တို့ကဓာတ်နဲ့လှမ်းစာတွေကိုကင်ကာရှေ့ထွက်သွားကြတယ်သူတို့ 4 ယောက်စလုံးတမန်ကြားမှုအောင်ထားကြသူတွေဖြစ်ကြလို့ဝိညာဉ်များနဲ့တိုက်ခိုက်ရမှာကိုလည်းစိုးရိမ်မှုမရှိကြပါဘူးသူတို့ရှေ့ထွက်လာတဲ့တိဘက်ဖုံးတော်ကြီးများကလက်နက်များအသုံးပြုကဝင်ရောက်တိုက်ခိုက်ကြတယ်လက်နက်ချင်းထိခတ်တံတွေလည်းပေါ်ထွက်လာပါတယ်တိတ်ဆိတ်နေတဲ့မြေအောက်ခန်းထဲမှာလက်နက်ချင်းထိခတ်တံတွေကအတော်ပင်ကျဲလာတယ်ညီမောင်ကတိုက်ခိုက်နေရင်ခေါင်းဆောင်သောဝိညာဉ်ကိုတွေ့အောင်ရှာနေတယ်ဒီတိုင်းတော့ရှာတွေ့ရင်မလွယ်ဘူးဒါကြောင့်တိုက်ခိုက်နေရင်မှမျက်စိမိတ်ကအာယုံခံကြည့်တယ်စိတ်အာယုံကိုအသုံးပြုကရှာတဲ့အခါမှာတော့မနီးမဝေးမှာရှိနေတဲ့ခေါင်းဆောင်နေတဲ့ဝိညာဉ်ကိုတွေ့ရလို့ထိုနေရာကိုခုံဝင်သွားတယ်သူဝင်လာတဲ့အခါတိဘက်ဖုံးကြီးကအယိုးရှည်တက်ထားတဲ့ဓားလန်နဲ့ရိုက်ချလိုက်ပါတယ်ညီမောင်ကလွတ်အောင်ရှောင်းကဓားဖြင့်တိုက်ခိုက်တယ်ဒီဘက်ဖုံးကြီးတွေအသုံးပြုတဲ့တိုင်းခွက်တွေကပွဲကြောက်မှအသုံးပြုတဲ့တိုင်းပညာပင်ဖြစ်ပါတယ်နောက်တော့တိဘက်ဖုံးကြီးတွေကဓားလန်ကိုစက်ကြလှည့်တယ်လို့လှည့်ကဝင်တိုက်ကြတယ်ထိုတိုက်ခွက်မျိုးကရှေ့မှာညနေချင်းဆိုင်ဝင်ရောက်တိုက်ခိုက်လို့မရဘူးဒါကြောင့်နဘေးရအောင်ခြေခွက်ရွှေ့တယ်စက်ကြလှည့်နေသူကချက်ချင်းပင်ပြန်လှည့်ရမလွယ်ပါဘူးထိုခွင်းကောင်းရှုကကြောဘက်ကိုရှောင်းအောင်သွားကဓာတ်နဲ့တိုက်ခိုက်လိုက်ပါတယ်နီမောင်ဓာတ်ချက်ထိတဲ့အခါတိဘက်ဖုံးကြီးမှာနေရာမှာဖြတ်ခနဲပျောက်သွားတယ်၎င်းပျောက်သွားတဲ့တခြားသူများနဲ့တိုက်ခိုက်နေကြတဲ့ဝိညာဉ်များလည်းတပြိုင်နက်ပျောက်သွားကြတယ်ဒီတော့မှကြံ3 ယောက်တို့လည်းတက်ပြင်းချနိုင်တယ်တိဘက်ဖုံးကြီးတွေပျောက်ကွယ်သွားပြီးလင်းနေတဲ့မိတိုင်အလုံးမိငိမ့်သွားလေရာအခန်းတွင်းမှာမူလချင်းနေတိုင်ပြန်မှောင်သွားတယ်ဒီလိုမှောင်သွားလို့၎င်းတို့မှာပါလာတဲ့မိတိုင်ကိုမိထုံးကရှေ့ဆက်သွားရာနောက်ဆုံးမှာတော့တိဘက်ဖုံးကြီးတွေစေဝါဖော်ဆက်တဲ့အခန်းအကိယထိုးတဲ့အခန်းများရှိတဲ့နေရာကိုရောက်သွားကြတယ်ထိုအခန်းထဲမှာစေးကျန်းတဲ့အကိယကျန်းများရှိနေတယ်ထိုနေရာရောက်တဲ့အခါဥပန်ကောင်ကပြောတယ်ဒါဆရာကြီးသူရစ္စာလူရှိရဲ့ကျန်းတွေပဲဒါတွေကိုယူသွားခွင့်မရှိတော့ဘူးကူးယူရင်ဒီမှာရက်ကြမယ်မင်းတို့ဘယ်လိုလုပ်မလဲကျွန်တော်တို့လည်းဒီမှာပဲနေမှာပါထန်းလုံးနဲ့လူပူလေးမိတ်တာတို့ကရွာပြန်ကြမှာလားမပြန်ပါဘူးဒီမှာပဲမင်းတို့နဲ့နေမယ်
ရွာကိုရိတ်ခါယူဖို့ခဏပြန်မှာပေါ့လူပူလေးမိတ်တာကပြောတယ်ထိုးနောက်အပေါ်ကိုပြန်တက်ကလေးဝင်လေးထွက်ကောင်းပြီးရေရနိုင်တဲ့နေရာမှာစခန်းချကြတယ်သူတို့ဘွဲ့မှာစားတောက်သိမ့်မပါပါဘူးဒါကြောင့်ပါရကားရွာကိုတစ်ခေါက်ပြန်ကအဖိုးကြီးတီမွန်တို့ကိုကြိုးကြောင်ပြောပြရမယ်၎င်းတို့ရွာကိုပြန်တဲ့အခါမှာတော့နေမောင်ကျော်စွာနဲ့ထန်းလုံတို့3ယောက်သာပြန်ပြီးတော့ကျန်3ယောက်ကတော့ဥပန်ကောင်းနေနေခဲ့ကြတယ်သူတို့နဲ့အတူကူထဲမှာတွေ့တဲ့ရွှေတုံးရွှေကဲတချို့ကိုပါအိတ်ဖြစ်သိယူသွားကြပါတော့တယ်နေမောင်တို့ပြန်ရောက်လာတဲ့အခါဟီမာဒရဲလာတို့မိသားစုကဝမ်းသာနေကြတယ်သူတို့အတွက်စိတ်ပူနေကြဟန်လည်းရှိပါတယ်ရွှေတုံးများထည့်ထားတဲ့အိတ်ကိုအဖိုးကြီးတီမွန်ကိုပေးလိုက်တယ်ရွှေတုံးနေရာမနှဲပါလားမင်းတို့မယွန်းလာကြောင်းပြက်ကြီးတဲ့ဝင်းလို့ရပြီထင်တယ်နေမောင်ကောင်းကြီးပြကမယွန်းလာတောင်ကြားမှာအကြုံတွေ့ခဲ့ရတဲ့အကြောင်းတွေကိုပြန်ပြောပြလိုက်တယ်ဟန်ဩစရာပဲဓာတ်ဆက်လှန်ဆက်တွေရှိရဲ့လမ်းကဝင်နိုင်တာတော့အတမှန်မဟုတ်ဘူးကျန်တဲ့သူတွေကဘယ်မှာလဲသူတို့ကအကြောင်းမှာပဲလှုပ်ရှားရှိရတယ်လုပ်နေကြတယ်ဒီရွှေတွေကိုယူပြီးတော့ကျွန်တော်တို့အတွက်ရိတ်ခါဝယ်ပေးပါရွှေတွေနဲ့ဝင်တခြားသူတွေသိလိမ့်မယ်အဲ့အတွက်မပိုနဲ့ငါမှရှိရဲ့ငွေနဲ့ဝယ်ပေးပါမယ်ဒီမှာပဲအေးအေးနေပါဒီလိုပြောလို့နီမောင်နဲ့ကြော်စာတို့ကထိုးအိမ်မှာပဲနေကဒေသခံထန်းလုံကရွှေတုံးတချို့ကိုယူကသူနေတဲ့နေရာကိုခဏပြန်သွားတယ်နီမောင်တို့အတွက်ဟီမာတို့ညီမကစားတောက်စရာတွေစီစဉ်ပေးတယ်ဒီလိုဒုတိယကြိမ်တွေ့တဲ့အခါချင်းချင်းခင်မင်ရင်းနှီးမှုပိုရလာကြတယ်နီမောင်ကဟီမာဒရဲလာနဲ့ရင်းနှီးခွင့်ရတယ်လို့ကျော်စွာကတော့မာလာဒရဲလာနဲ့အဆင်ပြေဟန်ရှိပါတယ်အဖိုးကြီးတီမွန်နဲ့မိန်းမဖြစ်သူမာဒရာတို့ကရိတ်ခါဝယ်ယူရန်သွားကြတယ်ထိုရွာမှာနေကြသူတွေကမိမိစားသားဖို့သာတူလောင်ထားပြီးတော့ရောင်းချရန်မရှိပါဘူးဒါကြောင့်ရောင်းရန်အပိုရှိသူများကိုမေးမြန်းပြီးတော့လိုက်လံဝယ်ယူရခြင်းလည်းဖြစ်တယ်တီမွန်ရိတ်ခါတွေဝယ်တာများလာကြလားမင်းအိမ်မှာရိုးရာပွဲလုံးမလို့လားတချို့ကမေးတယ်မဟုတ်ပါဘူးဒါဖြင့်မင်းရဲ့သမီးနှစ်ယောက်ကိုမင်္ဂလာဆောင်ပေးတော့မယ်ထင်ပါရဲ့မဟုတ်ပါဘူးတီမွန်ကတိုးတိုးတုတ်တုတ်တာပြောပြီးတော့သူ့အလိုရှိတဲ့ရိတ်ခါတွေကိုလိုက်လံဝယ်ယူတယ်အိမ်မှာကြံခဲ့တဲ့နေမောင်တို့ကဟေမာဒရဲလာတို့ညီမနဲ့စကားပြောခွင့်ရကြတယ်အခုနာမည်ကဘာတူလဲကျော်စွာပါနင့်နာမည်ကရောမာလာဒရဲလာမာလာလို့ပဲခေါ်ပါနင်တို့နဲ့အခုလိုတွေ့ရတာဝမ်းသာပါတယ်ကျော်စွာကအရေးဆုံးကပြောပါတယ်ကျမတို့ကလည်းဝမ်းသာပါတယ်အဖေကဆိုရင်လေအကိုတို့တွေ့ကြတဲ့ကသဘောကျနေတာမာလာကပွန့်ပွန့်လင်းလင်းပြောလို့ကျော်စွာကသဘောကျစွာပြုံးရင်းနဲ့ပြန်မေးတယ်နင်တို့ကရောသဘောမကျဘူးလားအိုးအခုစကားလေအမှန်ပြောရင်ငါတော့နင့်ကိုမြင်ကြတဲ့ကသဘောကျနေတာဒါပေမဲ့အကိုတို့ကလောက်ကိစ္စတွေပြီးလို့ပြန်သွားရင်မခက်ပေဘူးလားမခက်ပါဘူးနင်ကတာငါ့ကိုလက်ခံပေးရင်မပြန်ခင်နင်းမိပါတွေခွင့်တောင်းပြီးလက်ထပ်ယူပါမယ်ပြီးရင်ဗမာပြည်ကိုခေါ်သွားမှာပေါ့ကျော်စွာပြောတဲ့စကားများကိုမာလာကခါခါတီတီညှင်းဆန်တာမျိုးမရှိဘူးနေမောင်ကတော့ဟီမာနဲ့တွေ့တဲ့အခါမေးတယ်ဟီမာငါတို့မရှိတဲ့ရက်တွေမှာဟိုဘက်ရွာကလူတွေလာကြသေးလားသူမကခေါင်းညိတ်ပြလိုက်တယ်နင်တို့တောင်ကြားဘက်ကိုထွက်သွားတော့သူတို့ရောက်လာကြတယ်ဘာတွေပြောသွားသေးလဲမကြားကျင်တဲ့စကားတွေပဲပြောသွားတာပေါ့ငါကဟိုမှာရောက်နေပေမဲ့နင့်အတွက်စိတ်ပူနေတာဒီလိုပြောလိုက်တော့မျက်လုံးအဝိုင်းသားနဲ့ပြန်ကြည့်တယ်နင်ကငါ့အတွက်စိတ်ပူနေရဟုတ်လားနေမောင်ကခေါင်းညိတ်ပြတယ်ဘာကြောင့်စိတ်ပူနေရလဲဟင်အလောင်းပြတ်တဲ့သူ့ဘာရာစာတွေလက်ကယူပြီးနင့်ကိုအသက်ပြန်ရှောင်လုပ်ပေးပြီးတဲ့ကငါနင့်ကိုစိတ်ဝင်စားနေတာဟင်စိတ်ထဲမှာထူးထူးခြားခြားတိုက်တိုက်ဆိုင်ဆိုင်တွေ့ရလို့ငါနဲ့ဖူးစာဘက်ရှိတဲ့သူများဖြစ်မလားလို့ထင်နေမိတာတကယ်လို့ဖြစ်တယ်ဆိုရင်ရောဖြစ်ရင်ကောင်းတာပေါ့ပြောရရင်ငါနင့်အပေါ်မှာတွေးစားကလေးကတယုံစင်ရှိနေခဲ့တာပါနင့်သဘောကရောဘလို့ရှိလဲယင်ငါတသက်မှာချစ်စကားကြိုက်စကားမကြခဏအပြောခံခဲ့ရဘူးတဲ့နင်ပြောတယ်လို့မျိုးမိန်းကလေးနားဝင်အောင်ဘယ်သူမှမပြောကြဘူးနီမောင်ကပြုံးနေတယ်အခုနားဝင်ပြီဆိုရင်အဖြစ်ပေးမယ်မဟုတ်လားငါဘက်ကလက်ခံပေးနင်ဘယ်လိုလုပ်မှာလဲနင်မိဘတွေစီမှာခွင့်တောင်းပြီးတော့လက်ထပ်ယူမှာပေါ့ဒီလိုဆိုရင်အန်ဒီရီချက်ချင်းရောက်လာကြလိမ့်မယ်ဟီမာကစိုးရင်တော်လီတန်နဲ့ပြောလိုက်ပါတယ်ဒီပါတို့လာပြီးရန်ရှာမောင်စိုးရင်နေရလားဒီလိုမေးတော့ကောင်းညိတ်ပြလိုက်တယ်ဒီအတွက်ဒီလောက်စိုးရင်မနေပါနဲ့ငါတို့ကိုရှင်းနိုင်ပါတယ်သူတို့ကလူများတယ်လူများလဲကြောက်စရာမရှိပါဘူးသူတို့လူ450လာရင်တော့ငါတို့4ယောက်ကနိုင်အောင်တိုက်ခိုက်နိုင်ပါတယ်နင်ငါမျက်တာကိုလက်ခံပေးမယ်မဟုတ်လားဒီလိုမေးတော့ဟီမာကကောင်းညိတ်ပြတယ်ဒီမောင်ကသူမလက်ကလေးနှစ်ဖက်ကိုစောက်ကန်လိုက်ရမယုံဘူးဒါကြောင့်ဆွဲယူပြီးသူမကိုယ်ကလေးကိုရင်ခွင်ထဲထည့်ကဖက်ထားလိုက်တယ်ချစ်ချင်းမြတ်တာဆိုတာအချိန်ကြာသည်ဖြစ်စေမြန်သည်ဖြစ်စေအရေးမကြီးလာဘူးနှစ်ဦးစလုံးရဲ့ရင်ထဲမှာရှိနေတဲ့ချစ်ချင်းမြတ်တာချင်းထပ်တူကြကနှစ်သက်မှုရှိဖို့သာအရေးကြီးတယ်အခုလည်းနေမောင်နဲ့ဟီမာဒရဲလာတို့အတွက်ရင်ကုန်တန်စီးချက်ဟန်ချက်ကြီးနေကြပြီဖြစ်ပြီးတော့တယ်နေမောင်တို့ရွာမှာပြန်မထွက်ခင်မှာတက္ကရာရွာမှာဒီပါတို့ကမြင်းကိုစီနဲ့ရောက်လာကြတယ်
စုစုပေါင်း6ယောက်ဖြစ်ပါတယ်။ဒီဘက်ကနောက်မှာပါလာသူ9ယောက်မှာတော့ရန်ပါနဲ့တန်ပါတို့ညီကိုပြင်ပန်းကျင်တာကရနဲ့ဘော်နီတို့3ယောက်လည်းပါလာကြတယ်။အားလုံးဓားလန်လေးများကိုစီပါလာကြတယ်။သူတို့ရွာရင်းကိုဝင်လာတယ်လို့သတင်းကြားကြတဲ့ကညီမောင်နဲ့ကျော်စွာတို့ကအိမ်ရှိမှထွက်ဆောင်နေပါတယ်။ညီမောင်ကအဖိုးကြီးတီမွန်ပေးထားတဲ့၎င်းရဲ့တိုက်ပွဲဝင်လက်နက်ဖြစ်တဲ့တရပါတတလီကိုအစင်သက်ကင်ထားတယ်။တရပါတတာဆိုတဲ့အဓိပ္ပာယ်မှာမြားကိုပြတတ်တဲ့ဖွယ်ပြက်ခတ်နိုင်တဲ့လီဖြစ်တယ်။ချမ်းပေါင်းဝရောက်တဲ့အခါ6ယောက်စလုံးရင်းပေါ်မှာဆင်းကချမ်းထဲကိုဝင်လာကြတယ်။အိမ်ပေါ်မှာလှမ်းကြည့်နေတဲ့မိသားစုတွေကညီမောင်တို့အတွက်စိတ်ပူနေကြတယ်။အနောက်ရောက်တော့ဒီဘက်ကလီတန်မမနဲ့မိတယ်။မင်းတို့ကဘာသူတွေလဲ။ငါတို့ကဗမာပြည်ကလာတဲ့ဧည့်သည်တွေပဲ။ဒီနေလေးကိုသစိမ့်တွေအဝတ်မခံဘူး။နောက်ပြီးဒီအိမ်မှာမင်းတို့ရှိနေရအောင်လည်းငါမကြိုက်ဘူး။ဒီအိမ်မှာရှိတဲ့မိန်းကလေးတွေကမင်းကိုမှသဘောမကျတာ။ငါတို့ရှိနေရမင်းအတွက်ဘာထူးမှလဲ။ဒီလိုပြောတော့ဒေါသထွက်သွားတယ်။ဒါမင်းကောင်စော်ကားလိုက်တာပဲ။ဒီနေမှာငါ့ကိုဒီလိုပြောရတဲ့သူဘယ်သူမှမရှိဘူး။သူတို့သဘောမကျလဲငါရအောင်ယူမှာပဲ။မိန်းကလေးကမကြိုက်ယူလို့မှမရတာ။ငါနာမည်နေမောင်လို့ခေါ်တယ်။ငါလည်းငါရှိမှမတရားတာလုပ်ရင်နင်းနေမှမကြိုက်ဘူး။မင်းတခြားသူတွေကိုဒုက္ခပေးနေတဲ့တဲ့င်းကိုငါကြားပါတယ်။ကဲခုငါနဲ့တွေ့တော့ဘာလုပ်မှာလဲ။မင်းကလေးပြည့်ကျွမ်းကျင်တော့ငါနဲ့မြားချင်းရှင်ပြည့်ဝင်သလား။ညီမောင်ကမေးရဒီဘက်ကနည်းနည်းတန့်သွားတယ်။မင်းကိုအခွင့်အရေးပေးမယ်။ငါ့ကိုမြား3ချောင်းနဲ့ပြက်မထင်မင်းကိုမြား1ချောင်းပဲပြန်ပြင်မယ်ဘယ်နဲ့လဲ။ဒီလိုပြောလိုက်ရမလို့ဘူး။ဒါမှမဟုတ်မင်းနောက်မှာပါလာတဲ့လူမိုက်တွေကိုစမ်းကြည့်ခိုင်းပါလား။အေးနေတဲ့အချိန်မှာတွေးပူသွားတာပေါ့။ဒီလိုပြောကညီမောင်နဲ့ကျော်စွာတို့ကလက်နက်များကိုကွက်ပြက်ပေါ်တင်ထားလိုက်တယ်။ထိုချင်းတွေကိုမြင်တဲ့အခါလူ9ယောက်ကဓားလန်ကပ်ပါစတဲ့လက်နက်များကင်ကဝိုင်းဝန်းတိုက်ခိုက်ကြပါတယ်။ညီမောင်နဲ့ကျော်စွာတို့2ယောက်စလုံးကတိုင်းပညာအဆင့်မြင့်ကြလို့လူမိုက်အားကိုတိုက်ခိုက်သူများကိုအချိန်ကြာအောင်ပဲမတိုက်ခိုက်ရပါဘူး။အချိန်သိမ့်မကြာခင်မှာပင်ဒီဘက်ကရဲ့နောက်မှာပါလာသူ9ယောက်စလုံးတရားတန်ချက်များရသွားကမထနိုင်ကြတော့ဘူး။ညီမောင်ကဒီဘက်ကနောက်လျှောက်သွားကမင်းကလေးနဲ့များပြစ်တာကောင်းမွန်ရတယ်။ဒီတော့ငါမပြန်ခင်တပွဲလောက်တွေ့ကြတရားပေါ့။ငါတို့မရွက်လကြောင်းပြက်ကြီးမှရှိနေမယ်မင်းလိုက်လာခဲ့။ဒီတက်ကလာရင်လူများခေါ်လာခဲ့ပြီးတော့တော်တော်အပြောကြည့်တယ်။ငါကြောင်မကြခင်တွေ့ရတော့မှာပေါ့။ငါလည်းမင်းနဲ့ထက်တွေ့ချင်မှသေးတယ်။ဒီတခါပြန်တွေ့ရင်မင်းကိုအသက်ရှင်ရန်နဲ့ပြန်ထွက်ခွင့်မပေးနိုင်ဘူး။တခါတည်းမှာလိုက်မယ်။ဒီအိမ်ကိုလည်းနောက်ဘယ်တော့မှမလာနဲ့။ဒီအိမ်ကငါနဲ့သက်ဆိုင်နေတယ်။သူတို့ကိုဒုက္ခပေးဖို့ကြံရင်မင်းတို့ရှိရဲ့နေရာကိုလိုက်လာပြီးတော့တက်ပြစ်မယ်။ညီမောင်ကတလို့ပြောလိုက်တဲ့အခါဒီဘက်ကဘာမှပြန်မပြောဘဲနဲ့သူ့လူမျိုးခေါ်ကပြန်ထွက်သွားတယ်။ထိုအခါမှာဖိုးကြီးတီမွန်တို့မိသားစု4ယောက်စလုံးအိမ်ပေါ်မှဆင်းလာကြတယ်။ဒီနေ့မှသူတို့ကိုရှင်ပြိုင်ဝန်းတဲ့သူမရှိဘူးထင်ပြီးတွေးသမျှကိုလိုက်နှိပ်စက်နေကြတာအခုမှဝက်လေကြပြီးတော့တယ်။အဖိုးကြီးတီမွန်ကပြောလိုက်ပါတော့တယ်။သူတို့ကအုပ်စုအားကိုနဲ့မိုက်နေကြတာပါ။ကျွန်တော်တို့မပြန်ခင်သူတို့ရဲ့အဆွဲတွေကိုချိုးပေးခဲ့ပါမယ်။ကောင်းတယ်။ဒါပေမဲ့မင်းတို့ပြန်သွားရင်ငါတို့အညှိုးနဲ့နှိပ်စက်မှစိုးရင်ရတယ်။ဒီအတွက်တော့မစိုးရင်ပါနဲ့။ကျွန်တော်တို့မပြန်ခင်ဦးကြီးတို့အတွက်အကောင်းဆုံးဖြစ်အောင်လုပ်ပေးခဲ့မယ်။ထိုအခါမှသာစိတ်အေးသွားဟန်ဖြင့်လင်မယား2ယောက်စလုံးအိမ်ပေါ်ပြန်တက်သွားကြတယ်။ဒီလိုပြန်တက်သွားတော့မှဟေမာဒရဲလာကနီမောင်နာရောက်လာပြီးပြောတယ်။နင်တို့တိုက်ခိုက်တာတိတ်တော်တာပဲ။ဒီလောက်ပညာတတ်တာခုမှသိရပြီးတော့တယ်။ငါကချစ်သူနဲ့တွေ့ရင်ကြောင်တကောင်လိုတိတ်မှွေပေမဲ့ရန်သူနဲ့တွေ့တဲ့အခါကျတော့ကြားတကောင်လိုတိုက်ခိုက်တတ်တယ်။ဟေမာကတစ်ချက်ပြုံးလိုက်တယ်။နင်သူ့ဘာတွေပြောနေရလဲ။နောက်တခါလူများဆိုပြီးငါတို့ရှိရဲ့နေအောင်လာတိုက်ဖို့ပြောတာ။နောက်ပြီးတော့ဒီအိမ်ကငါနဲ့သက်ဆိုင်တဲ့အိမ်ဖြစ်နေလို့နောက်မလာခင်းနေလို့တခါလေးပြောလိုက်တာ။ဟေမာကအံ့ဩသွားလို့တစ်ချက်ကြည့်တယ်။ဘလို့သက်ဆိုင်တာလဲ။နင်ကငါမျက်တောင်လက်ခံပေးပြီးမှတော့ငါနဲ့ချစ်သူဖြစ်သွားကြပြီလေ။ဒါမှမသက်ဆိုင်ဘူးလို့ထင်နေသေးရင်လက်ထက်ယူဖို့ပဲကြံတော့တယ်။ဟေမာကသဘောကျစွာပြုံးလိုက်တယ်။အတန်းကြားတဲ့အခါထန်းလုံးပြန်ရောက်လာတယ်။သူနဲ့အတူဝယ်ယူလာတဲ့မြင်း3ကောင်လည်းပါလာတယ်။ဒါကြောင့်ဝယ်ယူထားတဲ့ရိတ်ခါထုံများပါတင်းကမရွယ်လကျောင်းတော်ကြီးရှိရာကိုပြန်ခဲ့ကြတယ်။၎င်းတို့ပြန်လာတဲ့လမ်းမှာအလောင်းဖြတ်တဲ့နေရာရှိတယ်။သူ့ဘာရာစာကုန်းမှာနေတဲ့တာကရနဲ့မာလဝါတို့ကအလောင်းတလန်းကိုဖြတ်ကလက်ထားစာကျွေးပြီးနောက်ကြောက်တောင်ကုန်းပေါ်မှာထိုင်နေကြတယ်။နီမောင်တို့ကိုမြင်တော့မှတ်မိရရှိတယ်။မင်းတို့ပါလား။ခင်ဗျားတို့ကအလောင်းဖြတ်เสียမရှိဘူးလား။တလောင်းဖြတ်ပြီးသွားပြီ။အခုတလောလူတွေကျမ်းမာရေးကောင်းနေတယ်။အတိပြောက်သိမ့်မရှိဘူး။တာကရရဲ့စကားကိုကြားတဲ့အခါနီမောင်တို့3ယောက်သဘောကျစွာရှိလိုက်တယ်။တချို့ဒေသများမှာအလောင်းမြုပ်ပြီးတဲ့သူ့ဘာရာစာတို့ကငွေကြေးရကြတယ်။အလောင်းရောက်လာတာနေပြီးတော့ဝင်မကောင်းပါကအသက်အောင့်ကခေါင်းတလားကိုလူအယူတစ်ချောင်းနဲ့လက်ပြန်ခောက်ပါကအလောင်းရောက်လာတယ်လို့အယူရှိတယ်။တိဘက်မှာမြေလဲမမြော့မိတကြိုချင်းလည်းမပြူကြလို့ခေါင်းတလားလည်းမရှိဘူး
စိတ်မပူပါနဲ့မကြခင်အလောင်းဖြတ်ဖို့အလောင်းတွေရတော့မှာပါဟင်ဘယ်နေရာမှာလဲမယွန်းလကျောင်းပြက်ကြီးရှိရဲ့နေရာဘက်သာလာခဲ့ခင်ဗျားတို့အတွက်အလောင်းဖြတ်ဖို့ရမှာပါဒီလိုဆိုရင်တော့လက်ထားကြီးတွေဝမ်းသာကြမှာပဲမလဝကခတ်တူတူပြောလိုက်တယ်ထို့နောက်နီမောင်ကဝယ်ယူလာတဲ့အစားတောင်များထဲမှာတချို့သူ့ဘရာစာ2ယောက်ကိုပြီးခဲ့ပြီးတော့ထိုနေရာမှထွက်ခဲ့ပါတော့တယ်နီမောင်တို့အဖွဲ့မယွန်းလကျောင်းတော်ကြီးအတွင်းကိုရောက်နေခဲ့ကြတာကတပတ်ခန့်ရှိခဲ့ပြီးထိုရက်အတွင်းမှာပါရကားရွာကိုပြန်မရောက်တော့ဘူးထိုကျောင်းအတွင်းမှာပဲရှိနေစဉ်အလုံးအများဆုံးသူမှာတော့ဥပန်ကောင်းဖြစ်ပြီးကျန်သူများက၎င်းစီခိုင်းတဲ့ကိစ္စတွေကိုပြုလုပ်ပေးကြရတယ်။စေကျန်းနဲ့အကိယကျမ်းများကိုဖျောင်းဆက်ကူများနဲ့ကူးယူကြတယ်။အချိန်ရရင်ကျောင်းတိုက်ကြီးအတွင်းနေရာနှံ့ကိုလိုက်လံကြည့်ရှုကြတယ်။ထိုချိန်မှာတိတ်ဆိတ်နေတဲ့ကျောင်းတိုက်ကြီးမှာအလင်းရောင်ပျောက်သွားတာနဲ့အသွင်ပြောင်းလဲသွားတယ်။နေဝင်သွားတာနဲ့ခေါင်းလောင်းထိုးတန်မောင်းထိုးတန်ကြေးစီတန်ဖားစီတန်များပေါ်ထွက်လာတယ်။ထိုတန်များထွက်လာပြီးမရှင်းမနှောက်မှပင်တကြောင်လုံးမီးအောင်များလင်းလာတယ်။ကျောင်းတော်ကြီးမှာလည်းအပြက်စီးတွေမရှိတော့ပဲတစ်လွင်တောက်ပါလာတယ်။ရှေ့ရခင်မူလာအခြေအနေလိုအကောင်းဘက်ကတိအတိုင်းပြန်ဖြစ်လာတယ်။အတွင်းမှာအုတ်ထုံနေဆောင်ထားတဲ့ဘုံတော်ကြီးများတွာလာနေကြတယ်။ဒီလိုတွာလာနေပေမဲ့လည်းတဦးနဲ့တဦးနှုတ်ဆက်ခြင်းစကားပြောခြင်းမပြုကြဘူး။တံပတ်ပေးထားတဲ့စက်ရုံများလိုတနေရာမှတနေရာကိုတွာလာနေကြတယ်။ညပိုင်းချိန်ရောက်တဲ့အခါအားလုံးဘုရားခန်းရှိရာကိုတွာကြကဘုရားဝတ်ပြုတဲ့တန်ပြိုင်အတန်များပေါ်ထွက်လာတယ်။ညနေပိုင်းထိဘုရားရှိခိုးခြင်းဝတ်ပြုခြင်းများပြုပြီးတော့အချိန်တော်ကြတဲ့အထိတရားထိုင်ကြတယ်။တရားထိုင်နေတဲ့အချိန်မှာတော့တကြောင်လုံးဘာတမ်းမှမကြဘဲနဲ့တိတ်ဆိတ်ငြိမ်သက်သွားတယ်။ဒီဘက်ဘုန်းကြီးတွေကတရားထိုင်ခြင်းဘုရားဝတ်ပြုခြင်းကိစ္စတွေပြီးတဲ့အခါမှမိမိတို့ပြုလုပ်ရမယ့်ကိစ္စတွေကိုဆက်လက်လုပ်ကိုင်ကြတယ်။စေဝါဖော်ဆက်တဲ့ဘုန်းကြီးများကစေးပေါ်တဲ့ခန်းကိုသွားကစေးဖော်ကြတယ်။အကိယထိုးတဲ့ဘုန်းကြီးများကမြောက်ခန်းကိုဆင်းလာကြကအကိယထိုးကြတယ်။သူတို့ရောက်လာပါကဥပန်ကောင်းကလုံးလက်စအလုပ်တွေကိုရက်ပြီးတော့တနေရာမှာထိုင်ကသူတို့ပြုလုပ်တဲ့နည်းများကိုမှတ်သားတယ်။အခန်းအတွင်းမှာဥပန်ကောင်းရှိနေပေမဲ့ဒီဘက်ဘုန်းကြီးများကမြင်ဟန်သိဟန်မပြုပဲသူတို့လှုပ်ရှားရှိတာတွေကိုသာလုပ်နေကြတယ်။ဥပန်ကောင်းကနီးဘက်မှာစာပေများကိုကူးယူလေ့လာပြီးတော့ညချိန်မှာလက်တွေ့သင်ခန်းစာများကိုသင်ယူရတယ်လို့ရှိပါတယ်။ရက်တော်တန်ကြတော့ဥပန်ကောင်းမှာထိုးပညာများကိုအတော်ပင်လေ့လာမှတ်သားမိလာတယ်။ကူးယူပြီးတဲ့ဖျောင်းဆက်ကိုချက်တို့ကိုလည်းတေချာစွာသိမ်းထားတယ်။ညီမောင်တို့ကညချိန်မှာအိတ်ကြကနေ့ချိန်အလုံးပြောက်ွယ်သွားတော့မှအပြင်ထွက်ကတကြောင်လုံးလိုက်လာကြပါတယ်။ကျောင်းပြက်ကြီးအတွင်းမှာတချို့နေရာတို့မှာပြိုကျနေတဲ့ပျက်စီးများကြားမှာရွှေပြည်ပြုလုပ်ထားတဲ့အသုံးဆောင်ပစ္စည်းများတွေ့ပါကယူပြီးတော့တနေရာမှာပုံထားရာအတော်ပင်များနေပါပြီ။ရွှေနဲ့ပြုလုပ်ထားတဲ့သုံးဆောင်ပစ္စည်းတွေကဖယားကန်ဆရာတော်ကြီးများတရင်သုံးတဲ့အခန်းများမှာတွေ့ရတာကပိုများတယ်။ထိုနေရာများမှာရတဲ့ပစ္စည်းများကိုတနေရာမှာတိကျဖယ်ထားကြတယ်။ဒီနေ့နားနေကြစဉ်ညီမောင်ကထန်းလုံနဲ့လူပူလေးမိတ္တတော်ကိုမေးတယ်။ရွှေတွေရရင်မင်းတို့ဘာလုပ်ကြမှာလဲ။ငါကမိမတယောက်ယူပြီးတော့သူ့တွေစိတ်တွေဝဲမွေးမယ်။ထန်းလုံကပြောတယ်။မိတ္တကဘာလုပ်မှာလဲ။မင်းကပူလွန်းတော့မိမယူလို့မရဘူး။ငမဲအောင်ကပြောတော့ဝိုင်းရီကြတယ်။ငါကလည်းမိမယူဖို့စိတ်မကူပါဘူး။မိမယူရင်သူလည်းပူရတယ်ကိုလည်းပူရတယ်။မင်းစကဘလို့အထိတ်ပဲလဲ။သူပူရန်ကထားပါတော့ကိုကဘလို့ပူတာလဲ။စောထီကမေးတယ်။စီးပွားရေးအစ်မပြင်းစိတ်ပူရတာပြောတာပါကွာ။ငါကမိမမယူဘူး။နမတကောင်ဝဲထားရင်တက်တက်လုံးနွားနိုးတောက်ရတယ်။သူစကားကြတော့ဝိုင်းရီကြတယ်။အော်မင်းကဒီလိုကြံစီနေရအောင်ဟုတ်တယ်။ဒါတဲ့မင်းတို့ရွာပြန်တော့ဒီဘကားတို့ရောက်လာကြလို့တိုက်ခိုက်ရသေးရဲ့ဆိုထန်းလုံကပြောတယ်။ဘလို့ဆုံးမပေးလိုက်တာလဲ။မိတ္တာကမေးတယ်။နည်းနည်းလောက်ပါကွာ။တွေးတော့မပူလိုက်ရပါဘူး။ကျော်စွာကပြောတယ်။ဒီနေ့မှသူတို့အုပ်စုကိုဘယ်သူမှရှင်းမတိုင်းဝင်သေးဘူး။မင်းတို့နဲ့တွေ့တော့မှအဆွဲချိုးခံလိုက်ရတာဖြစ်မယ်။မပြီးသေးပါဘူး။ပွဲကြီးပွဲကောင်းတပွဲတော့တွေ့ရအောင်ပါပါ။ကောင်းတယ်။ဒီတခါငါတို့လည်းပါလို့ရတာပေါ့။မိတ္တာတာမကထန်းလုံကပါအတက်တရောဝင်ပြောတယ်။ထို့နောက်နီမောင်နဲ့နှစ်ယောက်ချင်းတွေ့တဲ့အခါကျော်စွာကမေးပါတယ်။နီမောင်မင်းဟီမာနဲ့အဆင်ပြေသွားပြီမဟုတ်လား။နီမောင်ကခေါင်းငိမ့်ပြရင်ပြန်မေးတယ်။သူငါမြစ်တာကိုလက်ခံပေးပြီးပြီ။မင်းရောမာလာနဲ့အဆင်ပြေတယ်မလား။ပြေးပါတယ်။ဓာတ်ထက်ငါတို့ကဒီကအလုပ်ကိစ္စတွေပြီးရင်ပြန်ကြမှာဆိုတော့ဘယ်လိုလုပ်ကြမလဲ။သူတို့မိဘတွေစီမှာခွင့်တောင်းပြီးတော့လက်ထက်ကြမှာပေါ့။ပြီးရင်ဗမာပြည်ကိုခေါ်သွားကြမယ်။ဒီလိုခေါ်ရင်လိုက်ပါမလား။ဒီလိုနေရာမျိုးမှာနေရဲဆိုတာသူတို့ဘဝအတွက်မလုံးချုံပါဘူး။အထူးသဖြင့်ချောမောလှပတဲ့သူတွေဆိုရင်ပို့ပြီးဆိုတယ်။ငါတို့ခေါ်ရင်သူတို့လိုက်ကြမှာပါ။လိုက်ရင်တော့ကောင်းတာပေါ့ကွာ။ငါကမလိုက်မှစိုးရင်ပြီးတော့တွေးပူနေတာ။ဒီလိုဆိုတော့လေမင်းကဒီမှာနေခဲ့ပေါ်မကောင်းဘူးလား။ညီမောင်ပြောတော့ကြော်စားမှမချိပြုံးလေပြုံးနေတယ်။တိုက်ခိုက်ရမှာတက်တိကောင်းသလောက်ချစ်သူနဲ့ပတ်သက်လာပါကအတော့ကိုအသေးနုတယ်လို့ညီမောင်ကစိတ်ထဲမှာမှတ်ချက်ချမိတယ်
တညမှာတော့မယွန်လကျောင်းတော်ကြီးမှာခေါင်းဆောင်ဖုန်ကြီးနဲ့တွေ့ကြရတယ်။၎င်းမှာလာမမင်းကြပင်ဖြစ်တယ်။၎င်းကနီမောင်တို့နဲ့တွေ့တဲ့အခါဒီလိုပြောပါတယ်။မနေ့ဖြန်မင်းတို့အန်တရပေးမဲ့ရန်သူတွေရောက်လာကြလိမ့်မယ်။တိုက်ခိုက်ဖို့ပြင်ထားကြပါ။ကောင်းပါပြီ။အခုလိုလာပြီးတော့တတိပေးတာလေကျေးဇူးတင်ပါတယ်။နီမောင်ကပြန်ပြောလိုက်ပါတယ်။ဒီကျောင်းထဲမှာရှိတဲ့ဓာတ်လန်လေးများလက်နက်တွေကိုအသုံးပြုခွင့်ပေးပါတယ်။ဒီကျောင်းရဲ့အတွင်းဘက်မှာအပေါ်တက်တဲ့လှေကားတွေရှိတယ်။အဲဒီကနေကြောက်တောင်ပေါ်ရောက်အောင်တက်သွားနိုင်တယ်။ကောင်းပါပြီ။ဒီလိုပြောပြီးအားလုံးကဥကောင်းညွန့်ကအယူသေးပေးလိုက်ပြီးနောက်မှာမာလာမင်းကြားရဲ့ဝိညာဉ်ပုံရိပ်ကပြန်လည်ပြောင်းကွယ်သွားတယ်။နောက်တနေ့မနက်စောစောမှာပဲလူရဲများကလက်နက်များထားတဲ့အခန်းမှာဓာတ်လန်ကပ်ပါလေးများစတဲ့လက်နက်များကိုစိတ်ကြရွေးယူကြတယ်။မိမောင်းထံမှာဘိုးကြီးတီမွန်ပေးလိုက်တဲ့လေးနဲ့များဘူးပါလာလို့ဓာတ်တစ်လက်ကိုသာရွေးယူလိုက်ပါတယ်။လက်နက်များယူပြီးတော့လျှို့ဝှက်လှေကားမှာအပေါ်ကိုတက်ကြည့်ကြတယ်။အပေါ်ရောက်တော့လူပူလေးမိတာကမြေပြင်ကိုနားကပ်ထောင်ကြည့်ပြီးမှသူတို့ဒီဘက်ကိုလာနေကြပြီ။ထန်လုံးမင်းကြောက်တောင်ထိတ်ကနေတက်ကြည့်ပါ။ပြောလို့ထန်လုံးကကြောက်တောင်ထိတ်တက်သွားကအတန်ကြားရဘက်ကိုကြည့်တယ်။ပြီးမှပြန်ဆင်းလာတယ်။မြင်းတွေနဲ့လာတာစုစုပေါင်း15ယောက်လောက်ရှိတယ်။ပူစရာမလိုပါဘူး။ငါတို့နေရာယူပြီးစောင့်ကြတာပေါ့။ဒီလိုပြောပြီးအားလုံးနေရာခွဲကစောင့်ကြတယ်။မယွန်လတောင်ကြားဘက်ကိုလာနေတဲ့အဖွဲ့မှာဒီဘက်ကဦးဆောင်လာတဲ့မူကိုဖွဲ့ဖြစ်ပြီးတော့15ယောက်ရှိတယ်။အားလုံးမှာလေးနဲ့မြားကိုစီပါလာကြပြီးဓာတ်လန်ကပ်ပါနဲ့ဓာတ်လန်စားတဲ့၎င်းတို့ကိုင်းဆောင်ထားတဲ့လက်နက်များလေးယူလာကြတယ်။တောင်ကြားနဲ့မနီးမဝေးနေရာရောက်တော့ရင်းများကိုရက်တန့်ကချင်းတွေကိုကြည့်ကြတယ်။သူတို့လာတဲ့နေရာမှာရှေ့ဘက်ဝင်ပေါက်ရှိတဲ့နေရာဘက်ဖြစ်ပါတယ်။ထိုနေရာဘက်မှာလည်းတိတ်ဆိတ်ငြိမ်သက်နေပြီးတော့လူရိပ်လူချေလည်းမတွေ့ရဘူး။သူတို့ဒီနေရာမှာရှိရဆိုတာသိကြရဲ့လား။ငါ့ကိုစိန်ခေါ်တော့ကတော့ဒီတောင်ကြားကစောင့်နေမယ်လို့ပြောသွားတာပဲရှိမှာပါ။ဒါပေမဲ့ဒီတောင်ကြားတွေကဝင်လို့မရတာ။အရှိဘက်မှာဓာတ်ဆက်လှမ်းဆက်တွေရှိတယ်။အနောက်ဘက်လမ်းကဝင်တော့ကင်မီကောက်တွေရှိတယ်။ဘလို့ဝင်မှာလဲ။တယောက်ကဝင်ပြောတယ်။သူတို့တောင်ဝင်လို့ရတာငါတို့ကဘာလို့ဝင်မရမှာလဲ။အထက်ရောက်လို့သူတို့ကိုတက်ပြီးရင်ကျောင်းပြက်ကြီးတွေကရွှေတွေပါရှာယူကြမယ်။ဒီဘက်ကသူ့အကြံစီကိုပြောပြပါတယ်။ဒီလိုပြောနေစဉ်တောင်ကြားအလယ်နေရာမှာလူတစ်ယောက်ထွက်လာတယ်။လေးနဲ့များကိုစင်သက်ကင်ထားတဲ့နီမောင်မင်းဖြစ်တယ်။ဟိုမှာသူတို့ရှိတယ်။ဒီဘက်ကလက်ညှိုးထိုးပြတယ်။နီမောင်ကအတွင်းကိုဝင်လာရင်လှမ်းခေါ်ပြီးတော့ကျောင်းပြက်ကြီးအတွင်းကိုဝင်သွားတယ်။ဒီဘက်ကသူ့လူ300ကိုအရင်ဝင်ခိုင်းတယ်။နောက်မှပါလာတဲ့ဖွဲ့ကမိုက်မိုက်ခဲခဲဝင်ကြရာခြေလန်းစိတ်လန်းမပြည့်ခင်မှာခေါင်းပြက်ကလေးကျသွားကြတယ်။ထိုချင်းတွေကိုမြင်တော့ဒီဘက်ကမှမျက်လုံးပြူသွားပါတော့တယ်။နောက်ထပ်မဝင်ဝင်းကြတော့ဘူး။ဒါသိမင်းထောင်ကြောက်ပဲ။ဒီဘက်ကတိုးတိုးရေရွလိုက်တယ်။ဒီလမ်းကဝင်မရဘူး။အနောက်ဘက်လမ်းကဝင်ရင်လည်းကမီကောက်တွေနဲ့ပဲတွေ့မယ်။အတွင်းရအောင်ဘလို့ဝင်မှာလဲ။တောင်ထိပ်ပြန်တက်ပြီးကျိုးတွေနဲ့ခိုးစင်းမယ်။ဒီလိုပြောကတောင်ထိပ်ရအောင်ပြန်လှည့်တက်ပါတယ်။လူ3ယောက်တည်သွားလို့12ယောက်သာကျန်တော့တယ်။တောင်ကုန်းပေါ်ရောက်တော့ကျိုးများ3ပြုကအောက်ကိုတွဲပြီးခိုးစင်းပါတယ်။အောက်မရောက်ခင်မှာအသင်ဆောင်နေသူတို့ပြစ်တဲ့မြားချက်ထိကပြုတ်ကျလာကြတယ်။တောင်ကြားတွင်ကျသွားခြင်းကြောင့်ဖြစ်ရာချက်ချင်းဆိုသလိုကြီးမားတဲ့ကမီကောက်ကြီးများရောက်လာကဝိုင်းအောင်စားတော့ကြတယ်။ထိုသူတွေကခဏချင်းမဲ့အယူစုသာကြံခဲ့တယ်။အောက်မှာသူတို့ရှိနေတယ်ဘလို့စင်းပါလဲ။တယောက်ကမင်းနေတယ်။တနေရာမှာပြင်းလွန်လိုက်တဲ့မြားတံများထွက်လာပြီးထိမှန်ရာလူ3-4ယောက်သာကျန်တော့တယ်။ဒီဘက်ကတော့ရန်သူရဲ့တိုက်ခိုက်ခြင်းကိုခံရတော့လဲရန်သူကိုမမြင်ရသေးပါဘူး။ဒါကြောင့်တပန်းရှုံးနေတယ်။ရန်သူကြော့ကွင်းတဲကိုမစင်မချင်းတိုးဝင်နေတယ်လို့ဖြစ်နေတယ်။နောက်ဆုံးမှာအချင်းနေမကောင်းမှန်းသိလို့ရှိတဲ့လူကိုပြန်စုကနောက်ကျောင်းပြန်လှည့်ပြီးတော့ပြေးရတယ်။ဒီဘက်ကရဲ့စိတ်ထဲမှာနီမောင်တို့တောင်ကြားအတွင်းမှာကျောင်းပြက်ကြီးရအောင်ဘလို့ဖေးပေါ်နီးလန်းရှာပြီးဝင်ကြတာကိုသိကျင်နေကြတယ်။ယခုချိန်နေမှာထိုလျှို့ဝှက်ချက်ကိုသိရန်ထက်အသက်ဘေးအန္တရာယ်မှာလွတ်အောင်ထွက်ပြေးနေရပါတော့တယ်။ရက်တော်ကြတဲ့အခါဥပံကောင်အလိုရှိတဲ့မှတ်တမ်းများအစည်းအဝေးကျမ်းများအကိယကျမ်းများကိုကိုယူရရှိခဲ့ပြီးဖြစ်တဲ့နီမောင်တို့ကလည်းကျောင်းပြက်ကြီးအတွင်းမှာယူခွင့်ရှိတဲ့ရွှေတုံးရွှေခဲများကိုစုဆောင်းကအထုပ်များကိုထုတ်ယူထားကြတယ်။ပြန်ကနီးတဲ့အခါလာမမင်းကြားနဲ့တွေ့ကနှုတ်ဆက်ကြတယ်။သင်တို့ကိုဒီကျောင်းအတွင်းဝင်ခွင့်ပေးပြီးရှေးရောက်မှတ်တမ်းတွေကိုကူးခွင့်ပေးတာအကြောင်းမဲ့မဟုတ်ပါဘူး။ဘလို့အကြောင်းရှိလို့လဲ။သင်တို့ရဲ့မိတ်ဆွေဆရာကြီးတို့ကရှမ်းဘေးလာကပုံကိုယ်တွေနဲ့တွေ့ပြီးသူတို့ကတဆင်ကြိုတင်ခွင့်တောင်းထားကြလို့ငါတို့ကဝင်ခွင့်ပေးခဲ့ကြတာ။ထိုစကားကြတော့မှဆရာကြီးသူရစားရဲ့ကျေးဇူးကြောင့်မယွန်လကျောင်းတွင်ကိုဝင်ခွင့်ရခဲ့တာသဘောပေါက်တယ်။ဆရာကြီးသူရစားကမနောဝိညာဉ်ဖြင့်ရှမ်းဘေးလာမှာပုံကိုယ်များနဲ့အဆက်အသွယ်ပြုနိုင်ကြောင်းလေသူတို့သိပြီးသားဖြစ်ပါတယ်။ဒါကြောင့်စိတ်ထဲမှာကျေးဇူးတင်နေမိတယ်။ဒီမှတ်တမ်းတွေကိုအသုံးပြုပြီးသာသနာရေးကိစ္စတွေကိုဦးစားပေးဆောင်ရွက်ပေးပါ။လာမမင်းကြားကအဲ့လိုမှားတယ်။
ထို့နောက်မှာတော့မယွင်လအကြောင်းပြက်ကြီးမှာအန်တီရဲ့ကင်းစွာဖြစ်ပြန်ထွက်လာကြတယ်ရန်သူတွေလာရောက်တိုက်ခိုက်စဉ်ကကျန်နေခဲ့တဲ့မြင်းများကိုရလိုက်လို့အပြန်ခီးမှာမြင်းကိုစီနဲ့ပြန်လာနိုင်ကြတယ်လန်ဒနီယာကိုရောက်တော့သူဘရာစာကုန်းမှာအလောင်းဖြတ်ကလက်ဒစာကျွေးနေတဲ့သူဘရာစာ2ယောက်နဲ့တွေ့ရတယ်ထိုနေရာကိုရောက်တဲ့အခါချထားတဲ့အလောင်းတစ်လောင်းကိုတွေ့လို့ညီမောင်ကစိတ်မိမိတယ်ဒီလောင်းကိုဘယ်ရရလဲမယွင်လအကြောင်းပြက်ကြီးကတိပတ်ဖုံးကြီးတစ်ပါးကလာပြောလို့အဲ့ဒီတဝိုက်မှာတည်နေတဲ့အလောင်းတွေကိုသွားတည်ပြီးတော့လက်ဒစာကျွေးနေတာကောင်းတာပေါ့အလောင်းများကိုမြင်ကြတဲ့ကသူတို့နဲ့တိုက်ခိုက်ဆင်ကတေဆုံးသွားတဲ့သူတွေဖြစ်ကြောင်းသိတယ်ထိုနေရာမှာပြန်ထွက်ရန်ပြင်တော့မှပါတလားကလှမ်းပြောတယ်နေရောမင်းတို့ပြောစရာရှိသေးတယ်ဘာပြောမှလဲမနက်ကတက္ကရာရွာမှာနေတဲ့မွန်ဂိုတွေကပါရကရွာကမိန်းကလေး2ယောက်ကိုဖမ်းခေါ်သွားတာတွေ့လိုက်တယ်ဟင်ဘသူတွေလဲမိမောင်ကအလောတကြီးပြန်မေးလိုက်ပါတယ်တယောက်ကိုတော့ငါမသိဘူးတယောက်ကရင်တခါတေးပြီးထင်ပြီးတော့အလောင်းဖြတ်ဖို့အပ်တယ်မိန်းကလေးပဲဟင်ဘယ်ကိုခေါ်သွားကြလဲနာဂရီတောင်ဘက်ကိုသွားတာမြင်လိုက်တယ်ဒီလိုပြောလို့ပါရကရွာကိုချက်ချင်းပြန်လာကြပါတယ်အဖိုးကြီးတီမွန်တို့အိမ်ပြန်ရောက်လာတော့2ယောက်စလုံးမျက်နှာမကောင်းလာပဲထိုင်နေကြတယ်ဘလို့ဖြစ်တာလဲမနက်ကဒီဘက်ကတော့ရောက်လာပြီးငါသမီး2ယောက်စလုံးဖမ်းခေါ်သွားကြတယ်ဒီမှာမင်းရောက်လာရင်ပြီးဖို့စာရေးထားခဲ့တယ်အဖိုးကြီးတီမွန်ကစာရွက်ခောက်ကလေးပြီးလို့ရှုဖတ်ကြည့်လိုက်တယ်ညီမောင်မင်းနဲ့ငါမကြည်ပွဲထက်နွယ်ဖို့ငါတို့နာဂရီတောင်ကစောင့်နေမယ်ဟီမာနဲ့မာလာတို့2ယောက်ကိုငါတို့ဖမ်းခေါ်သွားတယ်မင်းရဲ့အသက်နဲ့လာရွေးပါမင်းမလာမချင်းသူတို့ကိုလက်ဖျားနဲ့မထေဘူးမင်းတည်2ယောက်စလုံးငါယူမယ်ဒီပွဲမှာမင်းရဲ့အသက်ကိုရအောင်ယူမယ်ဒီဘက်ကဒီလိုရေးထားတယ်ညီမောင်ကစိတ်ကိုလျှော့ကစာရွက်ကိုပြန်ခောက်လိုက်ပါတယ်အဖိုးကြီးတီမွန်နဲ့အဖွားကြီးမာဒရာတို့ကညီမောင်ကိုအာကိုတကြီးမောကြည့်နေကြလို့အားပေးစကားပြောရတယ်စိတ်မပူကြပါနဲ့သူတို့2ယောက်ကိုကျွန်တော်တို့ရအောင်ကယ်ပေးပါမယ်အေးကွယ်အဖွားကြီးမာဒရာကခေါင်းကြီးပြရင်မျက်ရည်တုပ်နေတယ်ညီမောင်တို့လည်းအချိန်မဆွဲကြတော့ပဲခရီးဆက်ထွက်ရန်ပြင်ဆင်ကြတယ်မူလာစီစဉ်ကသူတို့4ယောက်သွားကြဖို့ဖြစ်တော့လေထမ်းလုံတဲ့လူပူလေးမိတာတို့ကမနေခဲ့ကြဘူးငါတို့2ယောက်ကမင်းတို့လောက်အတိုက်ကိုက်မကောင်းပေမဲ့ဒီနယ်ဒီဒေသတွေအချမ်းကိုကောင်းကောင်းသိတယ်ငါတို့ပါတော့ပို့ပြီးစင်ပြရပေါ့ဟုတ်တယ်ငါကနာဂရီတောင်တဝိုက်မှာကြီးခဲ့တာရွှေဝက်လမ်းတွေကိုလည်းသိတယ်ငါတို့ပါမှမင်းတို့ဒီနေရာတွေကိုသွားလို့ဖြစ်မှာ2ယောက်စလုံးကအတက်တရောပြောနေလို့ညီမောင်တို့ကလိုက်ခွင့်ပေးလိုက်ကြတယ်ထို့နောက်ဓာလန်လေးများတို့ကိုယူဆောင်ကခရီးစထွက်ကြပါတယ်အချိန်ကနေ့လယ်ဘက်ရောက်နေကရာသီဥတုကတာယာနေပါတယ်6ယောက်သားမြင်းကိုစီနဲ့ထွက်ခဲ့ကြတယ်နာဂရီတောင်မှာဇရာဒေသမှာပါဝင်တယ်တောင်ကလည်းတိတ်မမြင့်ပါဘူးမြင့်မားတဲ့တိဘက်တောင်တန်းကြီးများနဲ့စရင်တောင်ကုန်းတစ်ခုဒါမှမဟုတ်တောင်ကျောတစ်ခုလောက်ရှိတယ်ထိုတောင်ကျောပေါ်မှာ9ရာစုနှစ်လောက်ကလေးကတည်ခဲ့တဲ့ဂူကြီးမြို့တော်ဟောင်းရှိပါတယ်တိဘက်တို့ရဲ့မြို့တော်ဖြစ်ခဲ့မှုတဲ့ထိုမြို့မှာယခုတော့လူသူမရှိတဲ့မြို့ဟောင်းမြို့ပြက်ကြီးဖြစ်ရှောင်နေပြီမွန်ဂိုများတိုက်ခိုက်မှုကြောင့်မြို့ပြက်ခဲ့ရခြင်းဖြစ်တယ်မြို့ဟောင်းရှိတဲ့နေရာမှာတော့နာဂရီတောင်ကျောပေါ်မှာဖြစ်ပြီးပြိုကျပျက်စီးနေတဲ့အဆောက်အအုံများသာရှိတယ်ကြောက်သားပြတီးထားတဲ့ဇီဒီဟောင်းများနဲ့ကျောင်းပြက်တချို့လည်းရှိတယ်ထိုမြို့ပြက်ကြီးအတွင်းရှိကျောင်းပြက်ကြီးအတွင်းမှာတော့ဟီမာဒရဲလာနဲ့မာလာဒရဲလာတို့ရှိနေကြတယ်ဒီဘက်ကတော့လူစုကဖမ်းဆီးခေါ်ဆောင်လာကြခြင်းဖြစ်ပါတယ်ဒီဘက်ကခေါင်းဆောင်သောအဖွဲ့မှာ15ယောက်ရှိတယ်အတော်များများကကြောက်တောင်နဲ့ပြိုကျနေတဲ့အဆောက်အအုံအပြိုပြက်များကြားမှာလေးများကိုဆင်းသဲကင်ကစောင့်နေကြတယ်ပါရကရွာဘက်မှလာတဲ့လမ်းရှိတဲ့နေရာဘက်မှာလူအတော်များများနေရာယူထားကြတယ်မွန်ဂိုတို့ရဲ့အဓိကလက်နက်မှာလေးနယ်များဖြစ်ပြီးရာလေးများပြက်ခတ်မှုကျွမ်းကျင်သူတို့ကိုခေါ်လာခဲ့ခြင်းဖြစ်တယ်ကျောင်းပြက်တစ်ခုအတွင်းမှာဟီမာဒရဲလာနဲ့မာလာဒရဲလာတို့အပြင်ဒီဘက်ကပါရှိနေတယ်ဘယ်နဲ့လဲဟီမာငင်ကလက်ထဲရောက်ရပြီမဟုတ်လားဘလောက်ပဲမာနာကြီးကြီးမကြခင်ငါမိမဖြစ်ရတော့မှာပေါ့ဝေးသေးတယ်အသက်သာအသေးခံမယ်ဒီလိုဘဝမျိုးဘယ်တော့မှရောက်မခံဘူးနင်ကစိတ်မလျှော့သေးပဲ哦ဘာလဲဗမာပြည်ကလာတဲ့သူတွေကိုသဘောကျနေလို့ဒီစကားကိုပြောရလားဟေမာဒရဲလာကပြန်မပြောဘဲမျက်နှာလွှဲထားတယ်ငါတို့တိဘက်နယ်မှာမိန်းမတွေကတခြားနေကလာတဲ့သူကိုယူခွင့်မရှိဘူးတိဘက်လူမျိုးပဲယူရတယ်ဆိုတာနင်မသိဘူးလားအဲ့ဒီဒလေးတွေငါလက်မခံဘူးနင်လက်ခံတာလက်မခံတာအရေးမကြီးဘူးအရေးကြီးတာနင့်ကိုငါရဖို့ပဲဘယ်တော့မှမရစေရဘူးဘာလဲနင်ကနီမောင်တို့လာခဲ့မယ်ထင်နေသေးလို့လားငါခေါ်ထားတဲ့သူတွေကလက်ဖြောင်းလေးသမားတွေကြီးပဲနင့်လူတွေဒီနေရာကိုလိုက်လာကြမယ်ဆိုရင်တယောက်မှအသက်ရှင်ရန်နဲ့ပြန်နိုင်မှာမဟုတ်ဘူးဒီလိုပြောကဒီဘက်ကအခန်းတွင်းမှာပြန်ထွက်သွားတယ်ဟေမာလည်းစိတ်ထဲမှာနီမောင်တို့အတွက်စိုးရိမ်စိတ်များဝင်နေတယ်သူမရဲ့မျက်နှာပေါ်မှာလည်းမျက်ရည်များစီးကျနေတယ်အချိန်ကညနေပိုင်းကိုရောက်လာပြီးထိုချိန်ရောက်တော့မှနာဂရီတောင်ရှိတဲ့နေရာဘက်ကိုလာနေတဲ့မြင်းခွာတန်များကိုကြားလာရတယ်မြို့နှင်းများဝေဆိုင်နေလို့မြင်ကွင်းကိုတဲတဲကွယ်ကွယ်လမ်းမမြင်ရပါဘူးကိုကန်ရေးဖွဲ့ကိုခေါင်းဆောင်နေသူကတော့တစ်ချက်နားဆင်လိုက်တယ်သူတို့ဒီဘက်ကိုလာနေပြီ
တွေ့ရနေတယောက်မကြံတုတ်တင်ပြကြဒီလိုပြောကကြောက်တုံးများရှိတဲ့နေရာရဲ့နောက်ဘက်ကိုပြန်ဝင်သွားကြတယ်ကြားနေရတဲ့မြင်းကွာတန်တွေကတဖြည်းဖြည်းနဲ့နီးလာပါတယ်တောင်ကုန်းနဲ့နီးရဲ့နေရာကိုရောက်တဲ့အခါအတန်ပြောက်သွားတယ်တောင်ကုန်းပေါ်မှာစောင့်နေကြသူများထင်းမှာလေးများပြရမှာကျွမ်းကျန်လာတဲ့ရန်ပါနဲ့တန်ပါတို့ညီကိုနှစ်ယောက်ပြင်တခြားသူများလည်းပါလာကြတယ်အတန်ပြောက်သွားတဲ့အခါကြောက်တုံးနောက်ွယ်မှာစောင့်နေကြသူများကပတ်ဝန်းကျင်ကိုတတိထားပြီးမျက်တောင်မခတ်စောင့်ကြည့်နေကြတယ်ထိုခိုက်မှာပင်တနေရာမှတနေရာကိုရွှေ့သွားတဲ့ပုံရိပ်တစ်ခုကိုလှမ်းမြင်ရလို့ပန်းချင်းစုသူကမြားနေပြတဲ့နေရာချင်းကမဝေးလာလို့ပြက်မှတ်ကိုထိလေရာကြောက်တုံးကြားမှာလဲကျသွားတယ်တယောက်တော့ထိပြီးဒီလိုပြောကပန်းချင်းကနောက်တနေရာကိုရွှေ့ရန်ကြိုးစားတယ်ဓာတ်သူမှဖြစ်တယ်တနေရာမှတနေရာကူးရန်ကြိုးစားနေစဉ်ဖြတ်ထွက်လာတဲ့မြားတစ်စင်းကခြေထောက်ကိုထိကထုတ်ကျင်းပေါက်သွားလို့နေရာမှာပင်လဲကျသွားတယ်သူအော်တန်ကြောင့်မနီးမဝေးမှာရှိနေတဲ့ဘော်နီကမျက်လုံးပြူးသွားတယ်ပန်းချင်းထိသွားပြီလားလေးတန်းခတ်တူတူနဲ့လှမ်းမေးပါတော့တယ်ခေါင်းကိုမထိဘူးခြေထောက်ပဲထိတာငေါ့ခဲ့ပါအောင်ဒီလိုလှမ်းပြောလို့ထူထူစဉ်းစားမနေတော့ပဲဘော်နီကထွက်သွားကခြေထောက်မှာစိုက်ဝင်နေတဲ့မြားတံကိုအရင်နှုတ်တယ်ပြီးမှလမ်းမလျှောက်နိုင်တဲ့ပန်းချင်းကိုဂျိုင်းမကင်ကတရွတ်တိုက်ဆွဲယူလာစဉ်နောက်ထပ်ထွက်လာတဲ့မြားတစ်စင်းကနှစ်ယောက်စလုံးကိုထုတ်ချင်းပေါက်စိုက်ဝင်သွားလို့လဲကျသွားတယ်ထိုချိန်မှာကြောက်တုံးကြားမှာတနေရာကိုဖျက်လျှောက်သွားတဲ့ညီမောင်မျက်နှာကိုလှမ်းမြင်လိုက်ရလို့အံ့ဩသွားတယ်ဒါပေမဲ့ကြကြတော့အံ့ဩချိန်မရကြဘူး။ညာချက်ကြောင့်နှစ်ယောက်စလုံးအသက်ပြောက်သွားကြတယ်။တခြားနေရာများမှာလည်းကြော်စွာစောတိမမဲအောင်ထမ်းလုံးလူပူလေးမိတ္တတို့လက်ချက်ဖြင့်တယောက်ပြီးတယောက်အသက်ပြောက်သွားကြပြီ။တနေရာမှာတော့ရန်ပါဆောင်နေတဲ့နေရာကိုကြော်စွာရောက်လာတယ်။ရန်ပါကမြားပြည့်ပြစ်တော်လဲအလဲတကူရှောင်းတင်းရင်းနဲ့အနားရောက်လာတယ်။ရန်ပါမျက်လုံးပြူသွားတယ်။မြားပြည့်ပြစ်ခွင့်မသားတော့ဘူး။ဓာတ်ကိုဆွဲထုတ်ရန်ပြစ်နေစဉ်ကြော်စွာကဓာတ်ပြည့်တုတ်တင်ပြစ်လိုက်ပါတယ်။တနေရာမှာတော့နီမောင်ကကြောက်တုံးရဲ့နောက်မှာစောင့်ဆိုင်နေတဲ့ရန်သူတယောက်ကိုမြားနေပြစ်တယ်။ဒီတိုင်းပြစ်မရလို့တခြားကြောက်တုံးကိုမြားဦးခက်ကတချိုးကွေပြီးမှပုံးကွင်နေတဲ့ရန်သူကိုထိမှန်ပါတော့တယ်။တောင်ပေါ်မှာစောင့်နေသူတို့ကိုကြော်စွာတို့ကတယောက်ပြီးတယောက်ရှင်းလင်းနေကြစဉ်နီမောင်ကအကြောင်းပြက်ကြီးရှိရာကိုတယောက်ထဲသွားတယ်။မနီမွေးရောက်တော့ဓားလန်မြောက်ကင်ကလူ၃ယောက်ထွက်လာတယ်။ဓားလန်မှာအယိုးရှိတက်ထားတယ်။လန်လိုထိုးနိုင်ပြီးတော့ဓားလိုခုတ်လို့ရတဲ့လက်နက်မျိုးဖြစ်တယ်။၎င်းတို့ကမွန်ဂိုတို့ရဲ့ဓလေ့ထုံးစံဖြစ်တဲ့လန်ရှည်ကိုကင်ဆောင်ပြီးတိုက်ခိုက်တဲ့ပညာကိုအသုံးပြုပြီးတော့တိုက်ခိုက်ကြခြင်းဖြစ်တယ်။ဘန်ဒိုပညာနဲ့ဘန်ရှည်ပညာတာမကတမန်ကြားမော်ပညာပါတက်ထားတဲ့နီမောင်အတွက်ထို၃ယောက်ကိုတိုက်ခိုက်ရတာကအခက်အခဲမရှိလာပါဘူး။ရန်သူ၃ယောက်ကဝိုင်းတိုက်တဲ့အခါမှာနေရာမှာဖြတ်ခနဲ့ပြောင်းပြီးတော့သူတို့နောက်ကိုရောက်သွားတယ်။အဲ့ဒါလို့နောက်ဖက်ရောက်မှဓာတ်ပြတယောက်ပြီးတယောက်တုတ်တင်ပြလိုက်ပါတယ်။နောက်ဆုံးမှတန်ပါဆိုသူဓာတ်ချက်ထီလို့လဲကျသွားရင်ညှဉ်းညူလိုက်တယ်။မင်းကတာမန်တိုက်ခိုက်ရေးသမားတယောက်မှမဟုတ်တာ။ဒီလိုပြောရင်အသက်ပြောက်သွားတယ်။နေမောင်ကဆက်လျှောက်သွားရာကျောင်းပေါဝနဲ့မနီးမဝေးနေရာရောက်တဲ့အခါဒီဘက်ကထွက်လာတယ်။သူတယောက်တည်းထွက်လာခြင်းမဟုတ်ပါဘူး။လက်နှစ်ဖက်ကိုကျိုးတုပ်ထားတဲ့ဟီမကိုရှေ့မှာကာကွယ်ယူပြီးထွက်လာခြင်းဖြစ်တယ်။လက်ထဲမှာလည်းလေးနဲ့မြားကိုအစင်သက်ကင်ထားတယ်။သူတို့ထွက်လာတာကိုမြင်တော့နီမောင်ကနေရာမှာပင်ရက်လိုက်တယ်။ဒီတစ်ခါမင်းနဲ့ငါနောက်ဆုံးတွေ့တဲ့ပွဲလို့သာမှတ်ပြီးတော့ဒီဘက်ကအဲ့ဒါလိုပြောကလေးမှာမြားတဲ့နှစ်ချောင်းတက်ကစပြစ်တယ်။မြားနှစ်ချောင်းကဝဲရနှစ်ဖက်မှာကိုယ်ဝိုက်ကဝင်လာတယ်။နီမောင်ကတချောင်းကိုလွတ်အောင်ရှောင်ပြီးကျန်တချောင်းကိုဓာတ်ဖြက်ခတ်ထုတ်လိုက်ရာနဘေးကိုရောက်သွားတယ်။ဒီဘက်ကမကြည်မနှက်နဲ့နောက်တက်မြား၃ချောင်းနဲ့ပြစ်ပြန်ပါတယ်။နီမောင်ကဝင်လာတဲ့မြား၃ချောင်းမှာနှစ်ချောင်းကိုဓာတ်ဖြက်ဖဲထုတ်ကကျန်တချောင်းကိုဖမ်းယူလိုက်တယ်။လူတယောက်ကိုတက်ဖို့မြားတွေတလောက်30မှမလိုတာတချောင်းဆိုရင်လုံလောက်ပါတယ်။မင်းရဲ့မြားနဲ့မင်းကိုပြန်တက်ပါမယ်။ဒီလိုပြောကကြောမှလွေထားတဲ့လေးကိုဖြုတ်ယူလိုက်တယ်။ထိုချိန်လေးကိုမြင်တော့ဒီဘက်ကဟေမာဒရဲလာရဲ့နောက်မှာဝင်ရက်ကဓားကိုလေပင်ပေါ်တင်ထိုင်နဲ့လှမ်းပြောတယ်။မင်းရဲ့လက်နဲ့တူချလိုက်မချိုင်ငါသူ့တက်လိုက်မယ်။ဒီလိုပြောတော့လေနီမောင်ကဂယုမဆိုင်ဖဲနဲ့လေးညို့ပေါ်ကိုမြားတင်ကချိန်လိုက်တယ်။ဒီဘက်ကဟေမာဒရဲလာရဲ့နောက်မှာဝင်ကပ်နေလို့မမြင်ရဘူး။နီမောင်ငါသိချင်းသိပါစေဒီလူရောက်မှာကိုသိအောင်တက်ပေးပါ။ဟေမာကလှမ်းပြောတယ်။နီမောင်ကအကွာဝေးကိုမှန်းဆပြီးတော့လေးညို့ဆွဲလိုက်တယ်။ရိုးရိုးဆွဲခြင်းမဟုတ်ဘဲနဲ့မြားကျုပ်ကိုလက်ဖြက်လိန်ကဆွဲလိုက်ခြင်းဖြစ်တယ်။ညို့ကျိုးမှာတစ်ဖြစ်အတန်များပေါ်လာတယ်။နီမောင်ကစိတ်ကိုငြိမ်အောင်ထားကမျက်စိမိတ်ကညှို့ကျိုးလွတ်လိုက်တယ်။ထွက်သွားတဲ့မြားတန်ကကွေ့ကဝိုက်ကနဲ့ထွက်သွားကဟေမာဒရဲလာရှိရာကိုတက်တက်သွားပြီးအနားရောက်မှကွေ့ထွက်သွားပြီးနောက်မှရက်နေဒီဘက်ကရဲ့လေပင်ကိုထုတ်ချင်းပေါင်ဆိုင်ဝင်သွားတယ်။ညာချက်ထီလို့ဒီဘက်ကမှာတန်တော်ဖြက်ကမျက်လုံးဖြူထွက်လာပါတယ်။ပါးစပ်မှာသွေးတွေထွက်လာပြီးကင်ထားတဲ့ဓာတ်လွတ်ကြကနေရာမှာတအီးလေးကျသွားတယ်။ဒီတော့မှနီမောင်ကရှောက်လာပြီးတော့ဟေမကိုကျိုးဖြေပေးလိုက်တယ်။ကျိုးပြေသွားတော့ဟေမကနီမောင်ကိုဖတ်ထားလိုက်တယ်။နင်ဘာဖြစ်သွားသေးလဲ
ငါဘာမှဖြစ်ပါဘူးအခုလိုရောက်လာပြီးကတင်ပေးတာကျေးဇူးတင်ပါတယ်ဒီလိုပြောနေစဉ်ပြင်ပန်းမှအဖွဲ့များဟာရန်သူများကိုတုတ်တင်ရှင်းလင်းခဲ့ပြီးလို့ရောက်လာကြတယ်ကျော်စွာကဂူတွင်းမှာကျိုးတုပ်ထားတဲ့မာလာဒရဲလာကိုကျိုးဖြေကအပြင်ကိုခေါ်ထုတ်လာတယ်အချိန်ကညနေပိုင်းကျော်လာပြီပတ်ဝန်းကျင်မှာနှင်းများအဆက်မပြတ်ကျလာကအမောင်ရိပ်များဖုံးစာပြူလာပြီးမိမောင်က၎င်းတို့အဖွဲ့သားများကိုအန်ဒီရကင်းစွာနဲ့ပြန်တွေ့ရလို့ကြည်နပ်နေပါတယ်ဒါပြန်လက်နက်အားကိုလူမိုက်များကိုအားကိုကအပြစ်မရှိတဲ့ရွာသူရွာသားတွေကိုနှိပ်စက်နေသူတွေကိုတုတ်တင်ပစ်လိုက်နိုင်လို့စိတ်ထဲမှာလည်းဝမ်းသာနေမိတယ်အဲနောက်ဟီမာနဲ့မာလာတို့ပါခေါ်ပြီးတော့ရွာကိုပြန်ခဲ့ကြပါတယ်ဒီဘက်တောင်တန်းကြီးများမှာအေးတက်များလွှမ်းခြုံစာပြုလာတယ်လို့သူတို့တွေရဲ့ရှင်ထဲမှာလည်းအေးချမ်းမှုများရောက်ရှိနေပြီဖြစ်ပါတော့တယ်ညီမောင်တို့ကပါရကားရွာပြန်ရောက်လာပြီးတခြားအလုံးမရှိပဲဟီမာဒရဲလာတို့ညီမနဲ့လက်ထက်ရန်ရှေ့မှာပြုလုပ်ဆောင်ရွက်ရမယ့်ကိစ္စများပြောဆိုတိုင်ပင်တဲ့အလုပ်သာရှိပါတယ်။ကျောင်းပြက်ကြီးမှာရလာတဲ့ရွှေတွေကိုထမ်းလုံတဲ့လူပူလေးမိတ္တတို့ကိုခွဲဝေပေးလိုက်ရာ၎င်းတို့နှစ်ယောက်မှလည်းရည်ရွယ်ထားကြတဲ့ကိစ္စတွေကိုဆောင်ရွက်နေကြတယ်။မပြန်ခင်ညီမောင်နဲ့ကျော်စွာတို့ကဟီမာနဲ့မာလာတို့ကိုလက်ထက်ရန်အဖိုးကြီးတီမွန်အဖွားကြီးမာဒရာတို့ထံမှခွင့်တောင်းတဲ့အခါ၎င်းတို့ကလည်းလက်ခံပေးကြတယ်။မိန်းကလေးတွေကဒီအရက်ဒေတာမှာမနေသင့်ဘူး။ကဲမဲ့သူမရှိလို့သာနေကြရတာ။မိန်းမတစ်ယောက်ကယောက်ျား2ယောက်3ယောက်ကိုလင်းလုံးပေါင်းတင်ကြတဲ့ဒလေးကိုငါတို့မကြိုက်ဘူး။ဒီဒလေးကလည်းမကောင်းပါဘူး။ဒါပေမဲ့ရွေးချယ်စရာမရှိတာ။မယူခြင်းလဲယူကြရတာပဲ။ဒါကြောင့်မင်းတို့ကသူတို့ကိုခေါ်သွားမယ်ဆိုရင်ငါတို့ကခွင့်ပေးပါတယ်။သူတို့အတွက်စိတ်အေးရရင်ငါတို့ကဒီနေရာမှာတက်တက်လုံးနေလို့ရပါတယ်။အဖိုးကြီးတီမွန်ကပြောတယ်။ကျွန်တော်တို့သူတို့ကိုတက်တက်လုံးစောင့်ရှောက်ပြီးသွားပါမယ်။ငါတို့ကယုံကြည်စိတ်ချလို့မင်းတို့လက်ကိုအပ်ပေးလိုက်မှတော့မင်းတို့တာဝန်ယူရမှာပေါ့။သစ္စာရှိရှိနဲ့သာစောင့်ရှောက်ပေးကြပါ။ဒီလိုပြောကဒလိထုံးစံရှိတဲ့အတိုင်းလက်ထပ်ပေးလီတော့တယ်။နှစ်ယောက်စလုံးကိုတပြိုင်နက်လက်ထပ်ပေးခြင်းဖြစ်ရာဥပန်ကောင်ကညီမောင်နဲ့ကျော်စွာတို့ဘက်မှမိဘအနေနဲ့ဆောင်ရွက်ပေးတယ်။ရခင်ကထိုကိစ္စကိုနတ်ဆရာကတာဝန်ယူဆောင်ရွက်ပေးရတယ်။ဒီလိုဆောင်ရွက်ပေးခြင်းအတွက်နတ်ဆရာတိုးဒါမှမဟုတ်ရင်စိတ်တကောင်ပေးရတယ်။မင်္ဂလာပွဲစီစဉ်ဆောင်ရွက်ပေးခြင်းအတွက်ပေးရခြင်းဖြစ်တယ်။ယခုလက်ကောင်းကိုမခေါ်တော့ပဲကိုယ်စီစဉ်နဲ့ကိုဆောင်ရွက်လို့မပေးရတော့ပါဘူး။ထိုသတင်းကိုကြားတော့နတ်ဆရာဇာလာဟီရောက်လာပြီးတော့မကြေမနက်နဲ့ပြောတယ်။ငါကဒီရွာကနတ်ဆရာတယောက်ပဲ။ငါ့ကိုအတိမပေးပဲဘာမှလောက်ခွင့်မရှိဘူး။ဒီအိမ်မှာမင်္ဂလာဆောင်တာငါ့ကိုဘာကြောင့်အတိမပေးရလဲ။တောင်ဝင်းကိုတတောင်းတောင်းနဲ့ခောက်ကအတန်ကျကျနဲ့ပြောဆိုနေပါတယ်။မင်္ဂလာဆောင်နေဆိုတာမိဘတွေကလက်ထပ်ပေးရတာဘသူ့မှခွင့်တောင်းစရာလည်းမလိုအတိပေးစရာလည်းမလိုဘူး။ဥပန်ကောင်ကပြောလိုက်တယ်။မင်းကရွာသားတွေစိတ်ကူပေးတဲ့အလုပ်လဲဝင်ရှုပ်တယ်။အခုဒီကိစ္စမှာလဲဝင်ရှုပ်နေပြန်ပါရောလား။မကြည့်နဲ့ဘူး။ငါ့ကိုမင်္ဂလာကြီးအဖြစ်နှစ်နောက်တကောင်ပေးရမယ်။ရခင်ကစိတ်တကောင်သူ့တကောင်သာတောင်းတော်လေယခုဒေါသဖြစ်နေရကြောင်းနှစ်နောက်တကောင်တောင်းခြင်းဖြစ်တယ်။မပေးရင်ဘလို့လုပ်မလဲ။မပေးရင်တရေနဲ့တိုင်မယ်။ဒါဖြင့်လဲလှုပ်ချင်တဲ့မိစ္ဆာတွေသာလှုပ်လိုက်ပြီးတော့ဒီလိုပြောတဲ့အခါမကြည်မနှက်နဲ့အော်ဟစ်ပြောဆိုကပြန်သွားတယ်။ညချိန်ရောက်တော့တရေတပတ်တွေရောက်လာကချောင်းလန့်ကြတယ်။ထိုအခါဥပန်ကောင်ကအင်းချက်ပေါ်မှာမိထွန်းကမော်ဝင်ဘလူးကိုအသက်သွင်းပေးလိုက်ရာကြောက်စရာကောင်းတဲ့ဘလူးအသွင်ပေါ်လာကချောင်းလန့်နေကြတဲ့တရေတပတ်တွေကိုတင်းပုတ်ပြက်လိုက်ထုနေလို့ထွက်ပြေးကြရပါတော့တယ်။ဒါလည်းမပြီးသေးပါဘူး။တရေတပတ်တို့ကဇာလာဟီနေတဲ့အိမ်ကိုပြန်ပြေးရာဘလူးကလည်းနောက်မှလိုက်သွားတယ်။ထိုညကနတ်ဆရာဇာလာဟီနေတဲ့အိမ်ဘက်မှစူးစူးဝါဝါအော်ဟစ်အကူကြီးတောင်းတဲ့အတန်တွေကိုတရွာလုံးကြားရတော့လဲဘသူမှအပြင်မထွက်ဝင်ကြပါဘူး။ဒါလည်းမပြီးသေးပါဘူး။တရေတပတ်တို့ကဇာလာဟီနေတဲ့အိမ်ကိုပြန်ပြေးရာဘလူးကလည်းနောက်မှလိုက်သွားတယ်။ထိုညကနတ်ဆရာဇာလာဟီနေတဲ့အိမ်ဘက်မှနောက်တနေ့လင်းတော့မှရွာသားတယောက်လာခေါ်လို့ဥပန်ကောင်းလိုက်သွားတယ်။ထိုရင်ရောက်တော့ကျမ်းပြင်ပေါ်မှာခွေခွေလေးလဲကြကမထနိုင်တော့တဲ့ဇာလာဟီကိုတွေ့ရတယ်။ဘလို့ဖြစ်တာလဲ။မင်းလွတ်တဲ့ဘလို့ပြန်ခေါ်သွားပါ။ဘယ်မှာလဲ။ဟိုမှာစောင်းကြောင်းထိုင်ပြီးငါ့ကိုကြည့်နေတယ်။သူညွန်ပြတဲ့နေရာဘက်ကိုရွာသားတွေကြည့်တော့လဲဘာမှမတွေ့ရဘူး။ဥပန်ကောင်းကသဘောပေါက်လို့ဒီတိုင်းတော့ပြန်မခေါ်နိုင်ဘူး။ရွာသားတွေရှေ့မှာခမရဂတိတစ်ခုပေးမှပြန်ခေါ်မယ်။ဘလို့ဂတိလဲ။နောက်ကိုအပြစ်မရှိတဲ့ရွာသားတွေကိုတရေတပတ်တွေလွတ်ပြီးတော့မချောက်လန့်ပါဘူး။မနှောက်ယှက်တော့ပါဘူးဆိုတဲ့ဂတိပေးရမယ်။ဥပန်ကောင်းစကားကြတော့အတော်ကြောင်စဉ်းစားနေတယ်။ငါမလုပ်တော့ဘူးမင်းဘလို့သာပြန်ခေါ်သွားပါ။ဒီတညထပ်ပြီးနှိပ်စက်ခံရရင်ငါတည်လိမ့်မယ်။ကောင်းပြီခမရပေးတဲ့ဂတိသာတည်ပါစေ။ပရလောကသားတွေကဂတိမတင်မနဲ့တက်ကြအောင်ဒီလိုပြောကပြန်ခဲ့တယ်။နောက်ထပ်ရန်နေငယ်ကြတဲ့အထိထူရွာမှာနေပြီးမှပြန်ကြတယ်။လာစာမျိုးမှာတစဉ်အိန္ဒိယရှောင်ပြန်ကြခြင်းဖြစ်ပါတယ်။အိန္ဒိယရောက်တော့၎င်းတို့ပြန်လာမှကိုစောင့်နေကြတဲ့ဆရာကြီးသူရစ်စာဒေါက်တာမင်းထင်ကျော်တို့နဲ့တွေ့ရတယ်။ဆရာကြီးတို့ကစောကြီးပြန်ရောက်နေကြလား။ကိစ္စတွေပြီးခဲ့ပြီလား။ပြီးပါပြီ။
တွေ့တင်တွေးထိုက်တဲ့ပုံကိုယ်တွေနဲ့လည်းတွေ့ခဲ့ရတယ်။ဓာတ်တက်ခမည်းတော်ရောမယွန်လာကျောင်းတော်ကြီးကိုဝင်ခွင့်ရခဲ့ကြတယ်မဟုတ်လား။ဆရာကြီးတို့ကြိုတင်ခွင့်တောင်းထားပြီးလို့ဝင်ခွင့်ရကြပါတယ်။လူချင်းတဲ့စေးချမ်းအကိယချမ်းတွေကိုလည်းကူးယူခဲ့တယ်။ကောင်းတယ်။ဆရာကြီးသူရစာကသဘောကျစွာကောင်းကြီးပြရာဥပန်ကောင်ကအတွေ့အကြုံများကိုပြန်ပြောပြလိုက်ပါတော့တယ်။ဒေါက်တာမင်းတင်ကျော်ကလည်းနေမောင်နဲ့ကျော်စောတို့နောက်မှာကျင်ဖက်တယောက်စီပါလာတာကိုမြင်တဲ့အခါသဘောကျနေကြတယ်။ဘယ်နဲ့လဲကိုနေမောင်ဒီတစ်ခါတိဘက်ကိုလာရတာကျင်ဖက်တယောက်ပါရလာတာဆိုတော့အတော်အဆင်ပြေခဲ့ပုံရတယ်။နေမောင်ကပြုံးနေတယ်။ဆရာရောအိန္ဒိယမှာမတွေ့ခဲ့ဘူးလား။ဟိမဝနာမှာတော့ယောဂီကြီးတွေစာတူးကြီးတွေပဲရှိတယ်။မိန်းကလေးချောချောလှလှတော့မတွေ့ခဲ့ရပါဘူး။ဒီလိုပြောကသဘောကျစွာရှိနေကြတယ်။နောက်တော့ဒေါက်တာမင်းထင်ကျော်တို့ကြိုတင်စီစဉ်ထားတဲ့ပင်လယ်ကူးသမောကြီးနဲ့မြမပြိုပြန်ခဲ့ကြတယ်။ဟိမာနဲ့မာလာတို့နှစ်ယောက်အဖို့ကတော့တောင်ကြိုက်ထဲမှာနှစ်ပေါင်းများစွာနေရပြီးမှအပြင်လောကကိုရောက်လာရတယ်လို့တွေ့သမျှအသက်ဆန်းကြီးတာဖြစ်နေတယ်။ကျော်စွာကအသက်ဆက်ဆက်ဇနီးဖြစ်သူမာလာဒရဲလာကိုအားမငင်စရန်နှစ်သိမ့်မှုပေးရတယ်လို့ညီမောင်ကလည်းဟိမာနဲ့နှစ်ယောက်ချင်းတွေ့တဲ့အခါနှစ်သိမ့်မှုပေးသောစကားတွေကိုပြောရတယ်။ကျမဖို့တော့ကဘာတစ်တစ်ခုကိုရောက်နေရတယ်လို့ပါပဲ။တွေ့သမျှမြင်သမျှအားလုံးကအသက်ဆန်းတွေကြီးပါပဲ။တကယ်မှဟုတ်ရဲ့လားလို့တော့စိတ်ထဲကထင်နေမိပါတယ်။စိတ်ထဲမှာရောပြောရဲ့လား။ပြောတော့ပြောပါတယ်။ဒါပေမဲ့စိုးရိမ်နေရတော့ရှိတာပေါ့။ဘာများစိုးရိမ်စရာရှိလို့လဲ။ကျမကကိုမောင်မျက်နှာတရွာထင်ပြီးတော့လိုက်လာရတာဆိုတော့အစင်မပြေးပါမလားလို့စိုးရိမ်နေတာ။ဘာမှမစိုးရိမ်နဲ့။ကိုဟိမပေါ်မှာသက်စာရှိရှိနဲ့တက်တက်လုံးလက်သွေးသွားပါမယ်လို့ကတိပေးပါတယ်။ဒီစကားကြတာဝမ်းသာမိပါတယ်။ကျမတို့နှစ်ယောက်ဆုံးတွေ့ရတဲ့ဖူးစာကလည်းအတော့စမ်းကြတယ်နော်။နေမောင်ကသူမအောင်ကြည့်ကကောင်းညိတ်ပြတယ်။ကိုမောင်တို့နဲ့တာမတွေ့ရင်ကျမအလောင်းဖြတ်တဲ့သူတွေလက်ချက်နဲ့လက်ရစာဖြစ်သွားတာကြာရော့ပေါ့။ဒါတွေကိုပြန်တွေးမနေပါနဲ့တော့။ရှေ့မှာပျော်ပျော်ရွှင်ရွှင်နဲ့နေသွားဖို့သာကြိုးစားတော့နော်။နေမောင်ကပြောတော့ကောင်းညိတ်ပြတယ်။ချစ်ချင်းမြတ်တာဆိုတာကလူချင်းတိုင်းမရတယ်လို့မလို့ချင်းပေမဲ့လည်းမမျော်လင့်မဲရတာတွေရှိပါတယ်။ထိုက်တန်တဲ့ချစ်ချင်းမြတ်တာရဖို့ကတော့အရေးကြီးပါတယ်။တဲ့အနေနဲ့ဘာမှလုပ်စရာမလိုပါဘူး။တနေရာမှာထိုင်ရင်နားဆွင်ထားပါ။စိတ်ရှည်ဖို့တော့လိုအပ်ပါတယ်။အဲ့ဒါလို့စောင့်နေရင်အထီးကျန်ဘဝနဲ့နေရရင်လည်းဝမ်းနဲ့မနေပါနဲ့။တစ်ချိန်ချိန်မှာတော့အခွင့်အရေးကတင့်စီကိုတစုံတစ်ခုနဲ့ဆက်သွယ်လာပါလိမ့်မယ်။ဒီချိန်မှာအိမ်မောကြမနေစေဖို့လိုတယ်။အခွင့်အရေးပေးလာရင်လည်းချက်ချင်းယူနိုင်ဖို့ငိုင်မီးနေတော့လက်တစ်ဖက်ကိုအစင်သစ်ပြင်ထားရပါမယ်။ချစ်ချင်းမြတ်တာလည်းဒီလိုပါပဲ။တင်ရှိရာရောက်လာပြီးလှုံနှိုးကြည့်လို့မှနိုးမလာရင်သူကတခြားတနေရာပြန်ထွက်သွားမှာပဲ။ဒါကြောင့်ကိုနဲ့ထိုက်တန်တာရဖို့စိတ်ရှိရှိနဲ့စောင့်ပါ။ရောက်လာရင်လည်းချက်ချင်းယူနိုင်အောင်သာကြိုးစားပါ။တွေးဝေးနေတာနောက်ကျနေရမျိုးမရှိပါစေနဲ့။ချစ်ချင်းမြတ်တာကိုတန်ဖိုးထားသူသာစစ်မှန်တဲ့ချစ်ချင်းမြတ်တာတွေနဲ့ထိုက်တန်ပါတယ်။ဒါကြောင့်ချစ်ချင်းမြတ်တာကိုတန်ဖိုးထားတတ်ပြီးချစ်ချင်းမြတ်တာနဲ့ထိုက်တန်တဲ့သူဘဝမျိုးရနိုင်ကြပါစေလို့ပရိသတ်အားလုံးကိုဆုတောင်းမြတ်တာပို့သပေးလိုက်ပါတော့တယ်။ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုလိုမျိုးအားပေးနားဆင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။